ini terus jualan atau jadi mah sebagai media ni terus ini soal itu soal dulu sebelum ini media nyai dia apa terus ini mula jual kaya dulu mula asal media kalau apa dulu kita dulu itu saja lagi kayak dia ini terus cembare cemare media itu soal ada nyalu terus ini cemare Jangan ciri soal perkuis soal tapi sebenarnya semula mungkin itu sudah cemare. Jangan ini lazim di hak ciri dia mana kuis soal dia mah jangan senjata hari dia pilih hari apa ni kan jangan senjata ke apa. Aku nampak mana jangan lagi ni nampak dia ni jangan ini tak dia mah. Tapi bisa dia phone ni sebab dia jual 시계에 누나바에 들어오라고 그러다 나라도 나라도 시도하게 말이야. 알아죠? 야, 현행 보사 조기팀에 로그에 소리시면 저는 올라가는데 조기팀 로그에 저는 백한테 말해. 그다음에 조기팀 가서 그래서 매도사 로그 올라가는데 왜 저는 우리적 계좌는 많이 쓰는 거 상황들이 말해. 우리적으로 내래 이카냐 붙잡고 근데 올라가 Generally, there is more about it. I mean, we took a eliminate easy the corner teacher or the ballet, as a general relationship here, checking a swap or media teaching outside, media will be the outside, Shin Jota, soon in the valley, looks on the So, media, Sarona, and about it, near up the ballet, generally, media, Canada, yeah, easy up the general, don't you buy it? So media mana le, jadi ciri ni soya ye keren, yang berpojar ni ama, tayar, jadi kini tu siapa ni, kini apa ni, kata apa ni, isi lah. So kau nak ni pojar isi, kau nak ni pojar tu yang, kalau kita ni, aman dia sama kata ni foto media ni, kita jadi ni, tadi le cuci jauh ni macam tu boleh, seluruh macam kita bukan jadi Aji ngabe jadi naula nak naga mahu jadi media ini di luar ini itu sebelum jadi media ini usah tikshina nangai si umui si banyak komponen, apa macam jadi pian dan loki, so tercuba saja jadi soal apa ini tiga sini, so jadi aku minat dengan lo, tak saya mungkin tiga, kan itu pian macam jauh ini, konsep ada cuba. စီစဉ်ရပြည်နယ်လူမှုရေးဝန်ကြီးမှမှာစကားပြောကြားပေးနေမှာတင်ပြပါမယ်ဒီနေ့ရှင်းပြည်နယ်ဆိုရနဲ့ရှင်းပြည်နယ်များစုစုပွဲကိုတက်ရောက်လာတယ်ဒီလိုရှင်းပြည်နယ်ဆိုရပုံဝန်ကြီးများပြည်နယ်စစ်တောင်းရှိသူများနဲ့တက်ရောက်လာတဲ့နယ်ကြမှာဒီရများအားလုံးမင်္ဂလာနဲ့ဆင်ပါလို့ဝန်သက်တာပါလေခုအစိုးရနဲ့ပြည်စစ်စုပွဲကလုံနိုင်ခြင်းအားလည်းပဲကျွန်တော်ရှင်းပြည်နယ်ပြောရေးဆိုခွင့်ဝန်ကြီးပြောသွားတယ်ကျွန်တော်တို့ဒီနေ့လည်းကျူးစုတယ်လို့ဒီစစ်စုပွဲဟာကျွန်တော်တို့ဒီနေ့အတွက်တာမဟုတ်ပဲနိုင်ငံအတွက်ပါအကျိုးပြုတဲ့စစ်စုပွဲကြီးဖြစ်တာကိုကျွန်တော်တို့တောင်းပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်နိုင်ငံကြောင်းရဲ့ကာလအရင်တော့ဒီရတဲ့တဲ့ကမရှိတဲ့အခက်အခဲရှိပါတယ်မီဒီယာလောက်တာကတော်လိုင်းသမားတို့လုပ်ရတဲ့အခါမျိုးပြီးတော့မီဒီယာရတဲ့အစိုးရရဲ့အားနည်းချက်တွေလောက်ပဲတင်ပြနိုင်တဲ့အခါမျိုးဖြစ်တဲ့အခါကျွန်တော်နားလည်လွယ်သွားတာရှိပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီအစိုးရကရောက်လာတဲ့အခါမှာကျွန်တော်တို့ဝင်ဖြစ်နေတဲ့ပြန်တိုင်းကံတာဒီတာဝန်ယူတဲ့အခါကျတော့ဒီဟာကျွန်တော်နဲ့တွေ့တိုင်းကျွန်တော်မီဒီယာကြီးပြောပါတယ်ကျွန်တော်ပြည်တော်စုဝင်ကြီးကိုယ်တိုင်ကလည်းမီဒီယာကြီးစတုတ္တမှန်တိုင်းပြောတယ်ကျွန်တော်တို့တစ်ခါနိုင်ငံတော်ပြည်ဆောင်မှာမီဒီယာကံတာကစတုတ္တမှန်တိုင်းကိုချက်ပြီးတိုင်းသလားချက်ပြီးလူသလားတကယ်ချက်ပြီးသလားအဲ့ဒါကြီးကြည့်ပါလေအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့မီဒီယာများကို
ထူးထိပ်ပေါ်ချင်တာကတော့မီဒီယာများဒီကိုယ့်ရဲ့ကဏ္ဍကိုစနစ်တကျတောင်းနေပြီးတော့တကယ်မီဒီယာစစ်စစ်ဖြစ်ဖို့ကျွန်တော်တိုက်တွန်းလို့တော့ဖြစ်လို့လဲဆိုရင်လောကတဲ့နိုင်ငံတိုင်းမှာ freedom of speech freedom of expression ဒါကရှိပါတယ်လောလောလတ်ပြောခိုင်းရှိတယ်လောလောလတ်ပေါ်ပြခွင့်ရှိပါတယ်ဒါပေမဲ့ကိုယ့်ရဲ့လောလတ်ခွင့်အပြုသဘောလားဒါလည်းစဉ်းစားဖို့ constructive or destructive ဒါလေးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီညနေနဲ့ဒီနိုင်ငံတော်ပြည်ဆောက်မှာပမာဏတရားပေါ်ထုတ်နိုင်လို့ဘုရားတကယ်မရှိပဲတကယ်မီဒီယာရဲ့ ethic နဲ့ရပ်တည်နိုင်မှုကျွန်တော်တိုက်တွန်းလို့ပါတယ်တခါတခါအစိုးရတဲ့တချို့လူတွေကမီဒီယာကိုအကြမ်းကြောက်ကျွန်တော်ပြောမီဒီယာကျွန်တော်တို့ရဲ့ကြည်မာနာရမှန်လို့မီဒီယာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အားနဲ့ချက်ပါလာရင်ကိုပြုပြန်လို့မီဒီယာကိုနဲ့မဆိုင်တဲ့ဆွဆွဲချက်တွေပါလာရင်ဒါတော့ကြည်မာတော့အဲ့ဒါကြောင့်ဒီဟာလည်းမီဒီယာကကိုယ့်ရဲ့ ethics ကိုယ့်ရဲ့rules တော့ဒါပဲပြချပေးလို့လို့မှာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနိုင်ငံတကာကာလမှာအစိုးရနဲ့မီဒီယာရဲ့ပူးပေါင်းမှုအားကောင်းမှုမီဒီယာနဲ့အခက်အခဲများကိုလည်းအစိုးရစီမှာတင်ပြနိုင်တယ်။တချို့လောကတဲ့နိုင်ငံကျွန်တော်တို့နိုင်ငံတခြားနိုင်ငံတိုင်းမှာကျွန်တော်အစိုးရရုံးဒီမှာမီဒီယာပေါ်လာတာပြီးတာမျိုးရှိပါတယ်။ကျွန်တော်တို့အခက်အခဲဒါလေးတွေအခက်အခဲရှိပါသေးတယ်။ကျွန်တော်တွေ့တိုင်းကိုဂတိကြီးပြီးတဲ့စိတ်တိုင်းကျကျွန်တော်တို့မဆောင်ရနိုင်ဘူး။အဲဒါကြောင့်လည်းဒီဟာကချက်မှမဟုတ်တော့ဆက်တဲ့ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပူပေါင်းပြီးတော့ဒီအစိုးရနဲ့မီဒီယာရဲ့ကာလကိုပုံခိုင်မာအောင်လုပ်ပြီးပို့လိုပါတယ်။နောက်တစ်ခုကတော့မီဒီယာရဲ့အတားချက်ကြောင့်ကျွန်တော်တို့ဒီကောက်ပွဲမှာကြာပြီးတော့ဒီ information တွေပါစနစ်တကျမီဒီယာနဲ့ပေါင်းစပ်မလုပ်ဘူးဆိုရင်ပြည်သူတွေမဲပြီးစနစ်တွေမဲပြီးကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေမဲစင်းကိစ္စတွေလည်းစပါကျွန်တော်တို့အများကြီးတစ်ဆယ်ရနားဆယ်ရပို့တော်ပြီးအစိုးရကဘယ်လောက်မှလုပ်နိုင်မှာမဟုတ်ပါဘူးမီဒီယာနဲ့ပေါင်းစပ်မှာမီဒီယာဘာမှတာအောင်မြင်မြင်လုပ်နိုင်မှာဖြစ်ပါတယ်တစ်ဖက်မှာအကြီးကောက်ပွဲဖြစ်လာပြီးဆိုလည်းဘယ်ညာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မီဒီယာတွေအလဲတက်တက်မှာမှတ်တတ်ရပြီးတော့မမရပ်ပြီးဘူးလို့မှဖြစ်ပါတယ်အဲ့ဒါကိုကိုယ်တွေကကျွန်တော်တို့ပေါင်းစပ်ပြီးတော့ဆောင်ရွက်ကြဖို့ကျွန်တော်လည်းတိုက်တွန်းလိုပါတယ် information technology ဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ဒီ technology ကဏ္ဍမှာပို့ပြီးတော့တောင်းလို့ရှိတဲ့တောင်းကြည့်လာတာကအရင်ကတော့ manual စနစ်နဲ့တော့ပြဿနာမရှိပါဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်တို့က information တော့ information က technology ပါလာတဲ့အခါကျတော့စနစ်တကျမကိုင်တွယ်ဘူးဆိုရင်ကိုယ်တိုင်တော့မှဒီမားနိုင်တော့စတဲ့နဲ့တူတဲ့တော့မှtechnology အားနဲ့ချက်ကြောင့်မားရင်းမှုဖြစ်နိုင်အဲ့ဒါကြောင့်အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တို့စဉ်းစားကြည့်လို့ဆောင်ရွက်ဖို့လိုပါတယ်အဲ့တော့ဆိုအနေနဲ့ခုလိုခုနဆိုတဲ့ပြောလို့ကျွန်တော်တို့ဒီဒေတာတွေမှာဒီလောက်ဆိုနေတဲ့တခါမှမဆိုင်ဘူးဒီခိုင်တဲ့အခါကပထမဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကစားပြီးတော့စစ်သက်ပေါ်ရမယ်လုပ်ငန်းတွေမှာကျွန်တော်တို့မီဒီယာနဲ့အစိုးရနဲ့ကျွန်တော်ဆိုလိုတာဒီတခါတည်းမီဒီယာကိုမီဒီယာပေါင်းပြီးတော့မဟုတ်မှန်တယ်တဲ့ပြုမဟုတ်ပါဘူးမီဒီယာနဲ့အစိုးရနဲ့မှန်တယ်ခုမှန်ချက်ပြီးကြပါမားတဲ့တဲ့မဟုတ်မှန်တဲ့အခု Facebook social media မှာတချို့ရမကောင်းတဲ့တဲ့တွေတွေ့တာပါတယ်အဲ့ဒါမျိုးမရှိအောင်ကျွန်တော်တို့စဉ်စဉ်ချင်းနဲ့မီဒီယာအနေနဲ့ကိုင်တွယ်ဖို့ပေါ့နော်နောက်တစ်ခုကတဲ့တွဲတဲ့အခါမှာလည်းconflict ဖြစ်နိုင်တဲ့အတုံးစကားတွေစကျွန်တော်တို့မလိုအပ်တဲ့လူတရားရဲ့ငှိုက်နေတဲ့ပုံတော့တင်လို့ရတယ်လည်းရှိပါတယ်မကောင်းတဲ့ပုံလေးတွေတင်တဲ့အစားကကျွန်တော်တို့ဆင်ဆင်ပြီးတော့လုပ်သိရှိပါတယ်ကိုလိုလက်ပိုင်းဒီလူများကိုသွားကြည့်လို့လို့ပါဘူးကိုရဲ့မမှန်ကန်တဲ့ပြည်မှုကြီးအများအတွက်ကိုယ်တော်လည်းထူးဆောင်အများအတွက်ထူးဆောင်လုပ်ကြဖို့နဲ့
ကျွန်တော်တို့အစိုးရပြည်နယ်တွေတတ်နိုင်ကြလားဒီချက်ပုံကောင်းမွန်တဲ့ပြည်ရဒီချက်ပုံကောင်းမွန်တဲ့ပြည်ရအားနဲ့ပေါ့နော်နိုင်ငံတော်ဒီစောက်ရေးကိုဆောင်ရွက်ဖို့အများကြီးဒီတူတည်တဲ့အပြင်ကျွန်တော်တို့ဘာပဲလို့ဒီအမှားနဲ့အမှားပဲချပြီးတော့တဲ့မှာဆက်လာဖို့နဲ့အားလုံးလည်းဆိုတဲ့ဒီကြရလာဖို့ကျွန်တော်လည်းအားလုံးကိုတိုက်တွန်းနေတယ်ဒီကုန်းချုပ်ပါတယ်အမှန်ကျေးဇူးတင်ပါတယ်ဒီခုစီစဉ်ရတော့ကျွန်တော်တို့မီဒီယာများမှမင်းမြန်းချင်းနဲ့ပြည်ပြည်နယ်အစိုးရအဖွဲ့တောင်းရှိသူများမှဖြေကြားခြင်းစီစဉ်ဖြစ်ပါတယ်။ဒီစီစဉ်မစတင်မီမှာကျွန်တော်အနေနဲ့တည်တိုက်တဲ့အချက်ကလေးတချို့နဲ့စီကံချက်အချို့ကိုရှင်းလင်းတင်ပြနေပါတယ်။နံပါတ်1တည်တိုက်တဲ့အချက်တစ်ခုကတော့ယခုကျွန်တော်တို့တွေ့ဆုံတဲ့အခမ်းအနားသည်ကျွန်တော်ပြည်ပြည်နယ်အစိုးရအဖွဲ့နဲ့မီဒီယာများလစဉ်ပုံမှန်တွေ့ဆုံပွဲအခမ်းအနားပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြည်ပြည်နယ်အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်များကိုရှင်းလင်းချပြတဲ့သတင်းစာရှင်းလင်းပွဲမဟုတ်သေးပါဘူး။အဲဒီသတင်းစာရှင်းလင်းပွဲဒီရှေ့လထဲမှာဩဂုတ်လထဲမှာလုပ်ဖို့ကျွန်တော်ယာထားပါကြောင်းပထမအချက်အနေနဲ့အတည်ပြုတင်ပြရပါတယ်။ဒုတိယချက်ကတော့မီဒီယာများအနေနဲ့မိကုံများမေးမြန်းတဲ့အခါမှာမီဒီယာများအားလုံးကိုစီကိုငှအသီးသီးအတကမေးမြန်းခွင့်ရရှိအောင်ကျွန်တော်ဒီမီဒီယာများဘက်ကကိုယ်စားလှယ်ကနေပြီးတော့မှအချိုးညီမျှတသောစီမံပေးဖို့နဲ့ကျွန်တော်တို့ဒီလိုရင်းတိုရှင်းမိကုံများကိုမေးမြန်းဖို့နံပါတ်1ချက်အနေနဲ့တင်ပြလိုပါတယ်။ဒုတိယချက်အနေနဲ့ကတော့မီဒီယာတစ်ခုကမေးမြန်းပြီးတဲ့အခါမှာကျွန်တော်တို့တက်ဆိုင်တဲ့တာဝန်ရှိသူများမှတ်သားပြီးဖြေကြားနိုင်မှုအတွက်မေးပြီးတဲ့အခါမှာကျွန်တော်ပြန်လည်ပြီးတော့မှဖြေကြားသွားမှာဖြစ်ပါတယ်။ပြီးမှနောက်ဒုတိယမီဒီယာတစ်ခုကိုအလှည့်ပေးဖို့ကျွန်တော်အနေနဲ့အစီအစဉ်လေးတင်ပြလိုပါတယ်။မိကုန်းတွေအရင်များတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ပြန်လည်ဖြေကြားတဲ့အခါမှာကြံခဲ့တာမျိုးဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်မလို့ယခုအစီအစဉ်ရsearch for common ground မှာဥပ္ပဝထံကမီဒီယာများကိုစားမင်းများမိကုန်းများမင်းများပေးနေပါရန်နဲ့ချင်းပြည်နယ်စိုးအဖွဲ့တောင်းရှိသူများမှဖြေကြားပေးနေပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ဖလဲအန်ဆိုရယ်ချင်းပြည်နယ်တော့ပဲဒီလိုမှမဟုတ်စားနဲ့ချင်းအဖွဲ့ရဲ့စီရီတာပါတယ်ဒီနေ့ကျွန်တော်တို့ချင်းပြည်နယ်ဆူရတဲ့ကျွန်တော်တို့ဖြစ်သွားနိုင်တာတော့ချင်းပြည်နယ်ဆူရပုံမှန်လုပ်နေတဲ့လာစီတို့လုပ်နေတဲ့တို့ဒီရဲ့တဲ့ဒီဘက်ကိုဒီလောက်မှတော့စီမံတဲ့ဒီစုချက်ဒီစုချက်နဲ့တို့စတာလို့ဆိုzoom နဲ့လောက်တော့စီစဉ်ထားတယ်ဒါပေမဲ့ zoom နဲ့လောက်ပြီးတော့ဒီနောက်ပို့ရဲ့ Facebook live မှာလည်းတက်တယ်တော့တိုင်းနဲ့ဒီဟာကတော့ထောက်တော့အဲ့ဒီရှိဘူးဆိုတဲ့အခါကျတော့လူတွေတို့ဟာမှာရှိတယ်စောက်တော့ကောင်းကောင်းအဲ့ဒီဘက်ကိုဒီရဘက်ရဲ့ဟောလာစိနဲ့စားစိနဲ့အဲ့ဒီပိုင်းအခါမျိုးဘူရီဘက်ကူလာလာဆိုတော့စောက်တော့ကောင်းကောင်းဘူရီတော့တို့တက်ကနေနိုင်တယ်ဘူရီလေးဆိုတော့တို့ဘက်ကနေဒီရရတော့လာစိကိုပိုင်းပူလာပါတယ်တော့ဒီလိုစီရခါရလို့ဟုတ်တယ်အရာလေးစုစုနေတဲ့သူတို့တော့လည်းဒီဆိုတော့တော့ကနေလို့စပါတယ်အတိကဒီဘက်ကတို့ဆွေးနွေးတဲ့ဥစ္စာတွေကတော့စီပီလေးကူလို့ဒီမှာစီပီလေးဒီပါပါလေတော့စီပီလေးဆွေးရတော့ဆောင်ချက်ပြီးတို့ဒီရဒီစီတက်ပြဒီတဲ့ဟာဒီလိုဒီဖြစ်နေတဲ့စနေနေ့တွေလည်းတို့စနေတော့ပါလေနံပါတ်2ကျွန်တော်ဒီခုလေးကမှာ issue like ရှိနေ issue like ဆိုတော့issue ကိုရှိခုလောက်ထားတယ်နံပါတ်2ကတော့ play white ပါမယ် play white အဲဒီစာပြေးတဲ့အခါအခုတိုင်းပြေးစာအဲဒီစာပြေးတာဟိုဒီနေ့ရှိတော့အဲ့ဒါခံတာမှာဖတ်လို့ဖြစ်ပါမယ်ဒီပညာရေးခံတာဆိုတော့ဒီစာတွေမှာအဆောင်ပြီး private စာတွေတောင်းပြတဲ့ဒီစာတွေတော့တော့ဒီစာတွေကစာပေါ်အဲ့ဒါပြန်နေတော့ဒီစာတွေပါတယ်ဒီနိုင်ငံကြီးနဲ့ရုပ်ပုံပြီးတော့ကနကူပြထားပါတယ်ရုပ်ပုံနဲ့ပတ်သက်တဲ့ဒီနေ့ချာရှိရုပ်ပုံထားပါတယ်ဒီကြပါလိဒီခုဒီလေးမှာကိုဗစ်-19ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြင်ကျော်လက်ဆိုင်ရာနေနေချက်တဲ့ဟာကိုကြပါလိပတ်သက်တာဒီဆက်လိုက်ပါဆိုတော့ဒီဝက်ဒီလက်ဟာလေးကဖြစ်တဲ့ကိစ္စတွေရှိတာဒီနံပါတ်ကတော့ဒီရန်နေမျိုးပြတဲ့ဒီကိစ္စ
လေးပါကျွေးလေးပါ ဒီကိစ္စတွေပါမယ်ဝက်ဘက်ကိစ္စတွေပါတော့ ဒါကဝင်ကြည့်လို့ရတယ်နော် ကန်ပဏီရဲ့ဒီလာတိုင်းကျွေးလို့ရတယ်ဟိုစားတယ်တဲ့နာမည်စားတဲ့နာမည်ကဒီလိုကတော့ဒီရတဲ့ဒီစရာဘယ်လိုဆိုင်စစ်ပြောအဲ့ဒါပြောတော့လည်းမဆိုရတဲ့ဒီတော့ဒီကတာလေးဟိုဒီကတာစစ်ချပြောအဲ့ဒါကိုမှစားတယ်ကဒါဒီလိုမျိုးတယ်တော့ကျွန်တော်ဒီနေ့ကကျွန်တော်ပါဒီရတဲ့ကတော့ဒီဆိုတော့ဒီကစားနေတာလေးဒီကပ်ပြီးဒီရတယ်တော့ဆိုတော့ဘာပဲကြည့်ရတဲ့လေဘာနဲ့ပတ်သက်တဲ့ဒီလိုဒီစာပြောနေပါတယ်ဒီကုတော့ကုတခါတော့ဆိုတော့ဒီကုစီမှာပါတယ်မေးရအောင်ဟုတ်တော့ပဲ Hello. ကျွန်တော်နာမည်စလိုင်းတကုံထန်လို့ခေါ်ပါတယ်ကျွန်တော် DPC တဲ့ဌာနမှာချစ်တဲ့ data ဖြစ်ပါတယ်ပထမဆုံးကတော့ရှစ်ဘေးဆောင်ရှောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ပထမဆုံးဒီကိုမြေချင်တာရှစ်ဘေးရှောင်းပြီးသူများဒီရွေးကောက်ပွဲမှာစစ်ဘေးရှောင်ပြည်သူများရဲ့ပြည်နိုင်ကိစ္စဘယ်လိုဆောင်ရွက်လဲဆိုတာပထမဆက်အနေနဲ့ကျွန်တော်မေခွန်းမေးချင်ပါတယ်ပြီးတော့နံပါတ်1အနေနဲ့ပထမစစ်ဘေးရှောင်ပြည်သူများများစုကဒီကျောင်းဆောင်တွေမှာနေရာများနေလို့ကျွန်တော်တင်ချက်လည်းရရှိထားပါတယ်ဒီအကြောင်းကျောင်းလည်းစဖွင့်လာပြီးဦးရည်လည်းရောက်လာပြီးဆိုတော့ဒီစစ်ဘေးရှောင်ပြည်သူများရဲ့ဌာနကိစ္စချိပြည်လည်းဆိုရတဲ့ပြည်သူဆောင်ရွက်ပေးမယ်ဆိုတော့ချက်ဒီချင်ပါတယ်ကျေးဇူးတင်ပါတယ်dạ ôi mới được khai phi lại mà nó được khai phi rồi pelawa sẽ shao nha pelawa cái này là cái này chỉ là pelawa mua mà cũng chỉ đấy và sami mà cũng chỉ đấy visa mà cũng chỉ rồi sinh wa mà cũng chỉ rồi cáiစစ်ဘေးရှောင်တွေကအကြောင်းမျိုးကြောင့်စုစည်းပြီးတော့ရောက်တာရှိပါတယ်ပလောဝမှာဆိုရင်အခုနောက်ဆုံးဒီဇူလိုင်22ရက်နေ့ဆယ်ရက်ရကျွန်တော်တို့ပလောဝမှာ990စုရှိပါတယ်လူကြီးက3433ရှိပါတယ်တော့စမီးမှာတော့800စုဖြစ်ပြီးတော့လူကြီးက3486ဖြစ်ပါတယ်မိစာတော့က105မိသားစုဖြစ်ပြီးတော့939ရှိပြီးတော့စိတ်စင်ဝမှာ119အဲဒီ400မိသားစုနဲ့နောက်ခြားချေရများမှာအလုံး90နဲ့မိသားစုနဲ့450ပေါ့ဆိုတော့အိမ်တော်စုပေါင်း1925ရှိတော့မှာလူကြီးပေါင်းက8300နဲ့85ရှိရတယ်ရှိဆိုတော့အဲ့ဒီဟာတွေကဒီမဲလို့ထည့်တယ်2020နဲ့ယူဆိုတော့အခုငကိုကတော့စေကောက်ယူခြင်းအရာတော့ဟိုဖြစ်ပါလိမ့်မယ်ဒီနေမှာတောက်ခံတဲ့ဆေးရှိပါမယ်ကျွန်တော်နည်းနည်းအကြမ်းရှိရပြီးတော့ဗျာရုပ်ဘောတော့ရှင်ကတောင်းရှိတဲ့ဘာလဲဖြေပြပါလိမ့်ဟောဒီမဲစင်းကဒီကိုရကောက်ပြီးသားရှိပါတယ်မဲစင်းကြီးညာတော့လည်းလက်ရှိအနေထားရတော့ကြီးပါတယ်ကြီးညာဖို့ကြော်ညာကပ်ဖို့ခက်တဲ့အတွက်တချို့ကြော်ညာကပ်လို့ရတဲ့ကြီးရတယ်ဆိုတော့ကြော်ညာကပ်ပြီးတော့မှတချို့ဟာတော့ပလောင်မျိုးပေါ်မှာပဲကြော်ညာကပ်ထားတဲ့ဒီခံမျိုးလို့ကျွန်တော်အဲ့လိုသိထားပါတယ်တော့အသေးစိတ်တော့ရုပ်ဘောတော့ရှင်ပြီးရှင်းပြပါတယ်တော့ပလောင်မှာစစ်ပေးရှောင်းကျောင်းနေမှာနေတဲ့အိဆာကြီးငကိုကရှိခဲ့ပလောင်မှာလည်းရှိတယ်စမီမှာလည်းရှိတယ်နောက်စိတ်စင်ဝါတော့ရှိတယ်နဲ့အခုကျွန်တော်တို့ကဒီပြည်တော်စုကထောက်ပံ့တဲ့ရန်ကုန်ဝင်နဲ့နောက်ပြီးတော့ဒီလိုကြီးပါကထူတဲ့ရန်ကုန်ဝင်နဲ့ကျွန်တော်တို့ကနေထိုင်တဲ့အဆောက်အဦလေးကိုဆောက်ပါတယ်ပထမတော့ဒီရခိုင်ပြည်နယ်မှာရှိတဲ့ IDP camp မှာဆောက်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ကိုစဉ်းစားတာတော့ပေ100ပေ30အဲ့ဒီအဆောက်အဦကိုအလဲမှာချလိုက်ပြီးတော့မှဒီပေ100ကို10ကခန့်နဲ့အနောက်ဘက်မှာ10ကခန့်ပြီးတော့အဲ့ဒီအဆောက်အဦလုံးကိုလူ20မိသားစု20နေတဲ့စနစ်မျိုးကိုကျွန်တော်တို့တင်ပြပြီးတော့တောင်းခံပါတယ်အဲ့ဒါတလုံးကို34သိန်းလောက်နဲ့တောင်းခံပြီးတော့တင်ပြတယ်ဒါအဲ့ဒီကခွင့်ပြုပြီးတော့ကျွန်တော်စမီးမှာစဆောက်တဲ့အခါကျတော့အဲ့ဒီတဲတလုံးမှာမိသားစု20နဲ့
နေတဲ့ဥစ္စာကလက်ရှိကိုဗစ်ဖြစ်တဲ့ကာလမှာဆင်မပြေဘူးအဲဒီမိသားစုတွေတစုစီနဲ့အဆောက်အလုံးထဲမှာမိသားစု20လောက်လူကြီးလည်း80လောက်လူထားရတာဒီကိုဗစ်ရဲ့ဟိုမျိုးနဲ့မကန့်နေတဲ့အတွက်ကျွန်တော်တို့ပြန်ပြီးတော့လုံးချင်းလေးစောက်ဖို့တင်ပြတဲ့အခါမှာဟိုထပ်ပုံလေးကိုကျွန်တော်တို့ဝါနဲ့ဝါတိုင်းနဲ့ဝါခင်းနဲ့ဝါကန်နဲ့ဝါရွက်ကိုစနစ်နောက်ပိုင်းကတော့ကျွန်တော်တုတ်မိုးလေးစနစ်ပေါ့အဲ့ဒါကိုတသိန်းတလုံးကို2သိန်းလုံးနဲ့အဲ့ဒီအဆောက်အဦကိုစမီးမှာကျွန်တော်တို့ဆောက်လိုက်တဲ့ဥစ္စာမှာအလောပါစမီးမှာ600နဲ့19လုံးဆောက်ပြီးတော့အဲ့ဒါကြောင့်စမီးမှာရှိတဲ့အထက်တန်းကျောင်းနဲ့အလယ်တန်းကျောင်းမှာရှိတဲ့မိသားစုတွေအားလုံးကိုကျွန်တော်တို့အဲ့ဒီဆောက်ထားတဲ့အဆောက်အဦကိုပြောင်းရွှေ့ပြီးတော့ထားပြီးဖြစ်ပါတယ်နောက်ပလောဝမှာလည်းကျွန်တော်တို့မိသားစု800ကျော်ရှိတဲ့အထက်ကနေကျွန်တော်တို့အခုဒီပြည်တော်စုရဲ့ရန်ကုန်နဲ့အသိန်းအလုံး600ကျွန်တော်တို့စောင့်နေပါတယ်အလုံးအားလုံး320ပြီးတော့အဲ့ဒါကစာတင်ကျောင်းမှာရှိတဲ့ဟာတွေဘူလုံးကျောင်းမှာရှိတဲ့ဒီမိသားစုတွေအားလုံးကိုကျွန်တော်တို့ကလုံးချင်းအင်ဒီကိုရွှေ့ပြောင်းပြီးတော့ဖြစ်ပါတယ်မိစားကတော့ကျောင်းမှာမရှိပါဘူးစိတ်ဆင်းဝါမှာရှိတဲ့ကျောင်းကဥစ္စာတွေကိုစိတ်ဆင်းဝါမှာဆောက်ရတဲ့ဟိုက2သိန်းကနေကျွန်တော်တို့ပြောင်းရွှေ့ပြီးတော့ရွှေ့တောင်းထားပြီးဖြစ်ပါတယ်ဆိုတော့ဒီမှာမီဒီယာတွေပြောရရင်တော့နိုင်ငံတော်ကဘာတွေထောက်ပံ့လဲလို့ပြောရရင်တော့နိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့ပရမတ်တင်ကြတဲ့ချိန်မှာဘေးစီမှာကျွန်တော်ချစ်တဲ့ဘေးစီမှာရဲ့ဒီတော့ဘေးစီမှာကနေပြီးတော့လူမာဘီစီကျွန်တော်တင်ကြတဲ့ချိန်မှာချစ်တဲ့အစိုးရအဖွဲ့ဘေးစီမှာရှိတဲ့သိပ္ပံ1000ရဲ့နောက်ပြည်တော်စုဘေးစီမှာကနေပြီးသိပ္ပံ1180အလုံးသိပ္ပံ1380အဲ့ဒီဟာကိုခွင့်ပြုတဲ့အတွက်ကျွန်တော်အဲ့ဒါကိုစောက်ပြီးတာလည်းရှိတယ်ဆောက်လိုက်စားလည်းရှိပါတယ်နောက်တစ်ခါနောက်တဲ့2သိန်းတာကိုတင်ပြလို့ရှိမှာနောက်တဲ့အလုံး290ခွင့်ပြုရဖြစ်တဲ့အားလုံးသိန်းပေါင်း2920သိန်းနဲ့ကျွန်တော်တို့နေရာ၄နေရာမှာကျွန်တော်တို့စောက်ပြီးတော့စမီးနဲ့မိစားဆိုတော့100% ပြီးသွားပြီးတော့ကျွန်တော်ပလက်ဝနဲ့စိတ်ဆင်းဝါမှာစောက်လိုက်စားဖြစ်ပါတယ်ဘာလို့စောက်ကခုမှပပိပေးတာလဲဆိုတော့ကျွန်တော်နေပြည်ချင်းကဝါဝယ်လို့မရဘူးတုတ်တယ်ဝယ်လို့မရဘူးနေပြည်ချင်းကဘာလို့လာလို့လည်းမရတဲ့ဟာဖြစ်တယ်အခုမှနေပြည်ရှင်းမှုစစ်ပြေတဲ့အတွက်အခုမှစားဆောက်တာဖြစ်ပါတယ်တော့ပြည်တွင်းပြည်ပကလူရဲ့အထူးရှင်တွေကလည်းတိတ်800မိနစ်လောက်ပြုတယ်ဆိုတော့နောက်ပိုင်းရတဲ့ဟာဆိုကျွန်တော်အခုပြည်တော်စုကတော့လူတန်းတဲ့ပတ်စံရဲ့ပြည်တွင်းပြည်ပကလူတန်းတဲ့ပတ်စံရဲ့အလုံးပေါင်းတိတ်ပေါင်း4430သိန်းလောက်နဲ့ကျွန်တော်တို့ IDP ကမှာလက်ရှိရှိတဲ့ပြည်သူတွေထိုင်ရေးအတွက်ကျွန်တော်တို့ဆောက်ပေးနေတဲ့အကြောင်းရှင်းပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်နဲ့ဒီကောက်ပွဲတော့ကိုလင်းကျော်နဲ့ရှင်းပြတော့မင်္ဂလာပါဗျာကျွန်တော်တို့ချင်းပြည်နယ်ရွေးကောက်ပွဲအရာရှိဦးလင်းကျော်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီမေးခွန်းကတော့မီဒီယာရဲ့မေးတာတော့ပြည်သူတွေအတွက်ကိုစားပြုပြီးမေးတယ်လို့ယူဆတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဖြေကြားပေးပါမယ်ကျွန်တော်ဒီပလောဝမြို့နယ်အတွက်ကို2020ပြည်နယ်အထွေထွေရွေးကောက်ပွဲကိုနိုဝင်ဘာမှာကျင်းပမယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြေညာပြီးဖြစ်တဲ့အတွက်ကြောင့်ပလောဝမြို့နယ်အတွင်းမှာနိုဝင်ဘာ10ရက်နေ့မှာရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲမဲဆန္ဒရှင်ပြည်သူတွေမဲရုံမှာပဲဖြစ်ဖြစ်ကြိုတင်မဲပဲဖြစ်ဖြစ်ပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပေါက်ကွဲနေနဲ့ကြိုတင်စီမံပြီးတော့ဆောင်ရွက်ထားချက်ရှိပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်မဲစင်းပြည်သူတွေအပိုင်းကိုရရှိနိုင်ဖို့အတွက်ကိုကျွန်တော်တို့လူကြီးချင်းတွေစပြီးတော့2019ခုနှစ်ဇူလိုင်လကနေစပြီးတော့ကျွန်တော်လူကြီးချင်းတွေခောက်ပါတယ်ပလောဝမြို့နယ်မှာကရက်ကွက်နဲ့ကြေးရွာအုပ်စုက102အုပ်စုရှိပါတယ်102အုပ်စုလုံးမှာလူကြီးချင်းတွေအားလုံးကိုကျွန်တော်တို့အေဂျင့်စွာနဲ့လည်းစိန်ခေါ်မှုမရှိဘဲနဲ့ကျွန်တော်တို့ကောက်ရရှိခဲ့ပါတယ်အခုဒီဟာမီဒီယာတွေအားလုံးသိရှိကြတဲ့အတိုင်းပဲနိုင်ငံလုံးတိုင်းတာနဲ့ပထမကြိမ်မဲဆန္ဒရှင်စည်းရုံးကိုဇူလိုင်လ25ရက်နေ့ကနေဩဂတ်လ9ရက်နေ့ထိ14ရက်ကြာကြီးညာနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာ9မြို့နယ်တွေကပလောဝမြို့နယ်ပေါ့ပလောဝမြို့နယ်မှာဆိုရင်ခုန102အုပ်စုထဲမှာဒေသင်းကိုသူ့ရဲ့ကြေးရွာတွေမှာကတ်နိုင်တဲ့ဒေသင်းတွေအားလုံးဒီ32အုပ်စုရှိပါတယ်ကျန်တဲ့90အုပ်စုကတော့ကျွန်တော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုံးမှာကတ်ထားကြည့်တာမြို့ပေါ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုံးမှာကတ်ထားကြည့်ညာတဲ့ဒေသင်းတွေကိုကြေးရွာမှာကတ်ထား
စောင့်ပြီးတော့ပုံစံ3တွေပုံစံ4တွေဒီကငယ်တွေနဲ့ပုံနေနဲ့ဆက်သွယ်ပြီးတော့ပြင်ဆင်ခြင်းတွေပြည့်စုံခြင်းတွေဆောင်ရွက်လက်ရှိသူတို့ပဲသူတို့နဲ့ပါလာတဲ့အချက်လက်တွေနဲ့လည်းကျွန်တော်ဒီမဲစင်းကိုပြည့်စုံမှန်ကန်ဖို့ဖြစ်အောင်မြို့ပေါ်မှာမကတ်နိုင်တဲ့နေရာမှာမြို့ပေါ်မှာကတ်ပြီးတော့မြို့ပေါ်မှာပဲပြင်ဆင်ခြင်းလုပ်ငန်းတွေဆောင်ရွက်လက်ရှိပါတယ်ကျွန်တော်ဒီမဲရုံတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပလောဝမြို့နယ်မှာ2015တုန်းကကျွန်တော်တို့မဲရုံဖွင့်လှစ်ခဲ့တာ168ရုံရှိပြီးတော့2020တော့ကိုကျွန်တော်ယာထားတဲ့မဲရုံဒီ152ရုံဖြစ်ပါတယ်ကျွန်တော်16ရုံတိုးပြီးတော့ယာထားပါတယ်ဖွင့်လှစ်နိုင်ဖို့အတွက်16ရုံတိုးရတဲ့ရည်ရွယ်ချက်ကလည်းမဲဆန္ဒရှင်ပြည်သူတွေမဲရုံကိုလွယ်လွယ်ကူလာနိုင်ဖို့အခုလက်ရှိအခြေအနေမှာ COVID-19 ကူးစက်ရောဂါကိုကျွန်တော်ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက်ကိုရည်ရွယ်ပြီးတော့မဲရုံကိုလည်း2015တက်ကို16ရုံတိုးပြီးတော့ယာထားပြီးဖြစ်ပါတယ်မဲရုံသုံးပစ္စည်းတွေအားလုံးဒီလည်းကျွန်တော်တို့စစ်တွေမျိုးကိုရောက်ရှိပြီးဖြစ်ပါတယ်အဲ့ဒါတွေအားလုံးကိုတော့ကျွန်တော်တို့9လပိုင်းမကုန်ခင်မှာပလောဝမျိုးနယ်ကိုရောက်အောင်ကျွန်တော်တို့ပို့ဆောင်တော့မှာဖြစ်ပါတယ်ဒီလက်ရှိအခြေအနေမှာတော့ဘယ်လိုပို့မလဲလို့မေးရင်တော့ကျွန်တော်တို့မှာဒီလန်းနေရတော့ပထမဒီလန်းရရင်မရဒုတိယဒီလန်းမရလို့ရှိရင်တော့နောက်ဆုံးဒီလန်းနဲ့တော့မှာဖြစ်ပါတယ်ဒါတော့ရွေးကောက်ပွဲကော်မရှင်ပေါ်ပွဲအစစ်စစ်အနေနဲ့ကတော့ဒီ2020ရွေးကောက်ပွဲမှာပလောဝမှာမြို့နယ်မှာရှိတဲ့မဲဆန္ဒရှင်တွေကိုလက်ပြပိုင်မှုမဆုံးရှုံးဖို့အတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်အနေနဲ့တူတင်ပြင်ဆင်ဆောင်ရွက်ရှိပါတယ်ဒီနယ်မြေဒေသအခြေအနေပေါ်မူတည်ပြီးတော့လည်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကာဝေးဝန်ကြီးဌာနရဲ့ပြည်တော်စုစိုးရအဖွဲ့ရုံးရဲ့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ကိုသဘောထားမှတ်ချက်တောင်းခံထားပြီးဖြစ်ပါတယ်အခုချိန်မှာတော့လုံနိုင်ခြင်းမလုံနိုင်ခြင်းကိုကျွန်တော်တို့ပြောဖို့စောပါသေးတယ်။ဘာကြောင့်လဲဆိုတော့အတွက်တော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့မဲဆန္ဒရှင်ပြည်သူတွေကိုလက်ပြပိုင်ခွင့်မဆုံးရှုံးအောင်ပြင်ဆင်မှုလုပ်ငန်းတွေကိုလည်းများများလုပ်ထားတယ်။ဒီရွေးကောက်ပွဲမှာရွေးကောက်ပွဲကျင်းပမယ့်နေ့မှာပလောဝမှာရှိတဲ့မဲဆန္ဒရှင်တွေအားလုံးလက်ပြခွင့်ရအောင်လုပ်ဖို့လည်းပြင်ဆင်ဆောင်ရွက်ရှိတယ်။တိုးတော့သူ့ရဲ့အချိန်ခါဒေသအခြေအနေတစ်ခုအရဒေါ်ရမချက်တွေကိုမူတည်ပြီးတော့ကျွန်တော်တို့ကျင်းပဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဥပဒေပြဋ္ဌာန်းချက်မှာပါတဲ့950တက်မှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်ပဲဖြစ်ပါတယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တစ်ခုလည်းဖြစ်ပါတယ်ဥပမာအားဖြင့်မဲဆန္ဒနယ်နှစ်နယ်မှာကျွန်တော်မဲဆန္ဒနယ်1နှစ်ရှိတဲ့ထဲမှာမဲဆန္ဒနယ်1ထဲမှာအုပ်စု90ရှိလို့25အုပ်စုလုံးနိုင်တယ်ဆိုလို့ရှိရင်အဲ့25အုပ်စုကိုရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကြီးညာပေးတော့မှာဖြစ်ပါတယ်ကျန်တဲ့25အုပ်စုထဲမှာမလုံးနိုင်တဲ့အုပ်စုတွေထဲမှာဒီဘက်လုံးနိုင်တဲ့ဘက်အချမ်းကိုရွှေ့ပြီးတော့မဲကုံဖွင့်ပြီးတော့လည်းကျင်းပပေးနိုင်ဖို့အတွက်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကိုဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပလောဝမြို့နယ်ထဲမှာရှိတဲ့မဲဆန္ဒရှင်တွေမဲပေးပိုင်ခွင့်အတွက်ကိုတော့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ရောသက်ဆိုင်ရာအစိုးရအဖွဲ့တွေရောအခုတက်ရောက်လာကြတဲ့မီဒီယာတွေဘက်မှာလည်းကျွန်တော်တို့အားလုံးကလည်းတောင်းရှိတယ်လို့ကျွန်တော်အနေနဲ့တော့ခံယူထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမဲဆန္ဒရှင်တွေရဲ့မဲပေးခွင့်ရခြင်းမရခြင်းတွေလွတ်တော်တွေကိုသူတို့ရဲ့ကိုယ်စားလွှတ်လိုက်မယ်ကိုယ်စားလှယ်လောင်းတွေရှိခြင်းမရှိခြင်းပုံမှာသူတို့ရဲ့ရပိုင်ခွင့်တွေပြီးဆုံးရှုံးတာတွေပြီးရင်ရပိုင်ခွင့်တွေရရှိတာတွေဖြစ်လာနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ့်ရဲ့တက်နိုင်တဲ့ဘက်ကကိုယ့်ရဲ့ရှုထောင့်မျိုးမျိုးကနေမှမီဒီယာပိုင်းဆိုလည်းမီဒီယာပိုင်းကနေမှဒီရွေးကောက်ပွဲနဲ့ပလောဝမျိုးနယ်တွေမှာဆောင်ရွက်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့အဖက်ဖက်ကဝိုင်းဝန်းပြီးကြိုးစားနေလို့ပဲမီဒီယာပိုင်းအနေနဲ့ပဲကျွန်တော်ဒီရင်းနှီးဖြစ်စဉ်တစ်ခုတည့်ရအနေနဲ့ဝင်ပါ8ရက်နေ့မှာကျွန်တော်တို့ချင်းပြည်နယ်ထဲမှာရှိတဲ့ပလောဝမျိုးနယ်ရဲ့မဲဆန္ဒရှင်ပြည်သူတွေကိုမဲပေးခွင့်ရအောင်တော့တနေရာနေမှာကိုတက်နိုင်တဲ့ဘက်ကနေမှာတွန်းအားပေးပြီးတော့ဆောင်ရွက်ပေးကြပါနောက်တစ်ခုကကျတော့ကျွန်တော်ဒီပလောဝမျိုးနယ်မှာရှိတဲ့မဲဆန္ဒရှင်တွေနဲ့လည်းကျွန်တော်တို့ရွေးကောက်ပွဲမှာမဲပေးခွင့်ရဖို့အတွက်ကိုအစိုးရအဖွဲ့ရောကျွန်တော်တို့ဒီဘက်ကချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပေါ်ခွဲတဲ့ကော်မရှင်ပေါ်ခွဲဆင့်ရတယ်စူးစမ်းပြီးတော့ဆောင်ရွက်နေတယ်ဖြစ်တဲ့ဆိုတဲ့အကြောင်းပဲကျွန်တော်တို့တင်ပြလို့ပြီးကြမရှိဘူးမီဒီယာများမှဆက်လက်မေးမြန်းဖို့ဖြစ်ပါတယ်ဒီသားပတ်ဝန်ကြီးချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများပြီးတော့တက်ရောက်လာတဲ့ချင်းပြည်နယ်ကိုယ်စားလှယ်များဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်နာမည်ဆလန်းကျော်ပါဒီ KMG သတင်းဌာနသတင်းထောက်တယောက်ပါဆိုတော့ကျွန်တော်မေးချင်တဲ့
ထားမှာကျွန်တော်တို့တောင်းလမ်းခက်ခဲတဲ့အနေအထားတစ်ခုရှိတယ်ပြီးတော့ဒီရေကြောင်းလမ်းခက်ခဲတဲ့အနေအထားတစ်ခုရှိတယ်ဆိုတော့ရေကြောင်းလမ်းခက်ခဲတဲ့နေရာမှာဒီရေလမ်းကြောင်းရဲ့အခက်အခဲမှုတဲ့မှာဒီမြန်မာတပ်တော်ဖက်ကတော့ကောင်းပြီးတော့ AA ဖက်ကတော့ကောင်းဒီလမ်းမှာအနောက်ဆက်ပေးတဲ့ဟာတွေဟိုဒီကျွန်တော်တို့ဒီပလောဝမြို့နယ်မှာနေထိုင်တဲ့လူထုမကြာခဏခံနေရတယ်ဆိုတော့ဟိုတွားရည်လာရေးလုံးဝအဆင်မပြေဘူးရှိတယ်ဆိုတော့တွားရည်လာရေးအဆင်မပြေမှုတွေရှိတဲ့အတွက်တခြားတော့ဒီစာဝဲနေရေးတော်ကောင်းတခြားပညာရေးတခြားဒီအခက်အခဲလေးကြုံတွေ့နေရတယ်ဆိုတော့ဒီအပေါ်မှာဒီကျွန်တော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ဟိုဘယ်လိုမျိုးဒီအခက်အခဲကိုကြုံဖြစ်နိုင်ဖို့ဘယ်လိုမျိုးစီစဉ်ထားမလဲဆိုတဲ့ဟာကိုတစ်ချက်သိချင်တယ်ပြီးတော့နောက်တစ်ခုကဒီပလောဝမျိုးတွေထဲမှာပြည်ချောင်းရဲ့အထက်ပိုင်းအုပ်စုအပြည့်တော့က၄အုပ်စု၅အုပ်စုလောက်ရှိတယ်ဆိုတော့သူတို့ကတနေ့ကြောကျွန်တော်တို့မီဒီယာမှာသိမတွေ့ရဘူးဆိုတော့သူတို့က AA ရဲ့လွမ်းမိုးမှုကိုတနေ့ကြောခံနေရဆိုတော့သူတို့ကဒီပလောဝဖက်ချမ်းမှာတော့မှသွားလို့မရဘူးဆိုတော့မျိုးတွေထဲမှာအခက်အခဲတွေတော်ရှိတယ်ဒီကြားထဲမှာသူတို့က AA ရဲ့လွမ်းမိုးမှုကိုတစ်ချိန်လုံးခံနေရတယ်ဆိုတော့သူတို့ရဲ့ဒီအဲ့ဒီပြီးချောင်းဖက်မှာရှိနေတဲ့ကျွန်တော်တို့ဒီချင်းပြည်သူတွေရဲ့ဒီအခက်အခဲကြုံတွေ့နေရတဲ့အနေအထားကိုတော့ကျွန်တော်တို့ဒီချင်းပြည်နယ်အစိုးရအဖွဲ့တွေနဲ့ဘယ်လိုမျိုးဖြည့်ရှင်းပေးနိုင်မလဲဆိုတဲ့ဟာကိုသိချင်တယ်ပြီးတော့အဓိကနောက်တစ်ခုကကျွန်တော်တို့စောနာကဝန်ကြီးကကျွန်တော်တို့ဒီစာဝတ်နေရေးအခက်အခဲမှုနဲ့ဒီပြည်ထောင်စုအစိုးရပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်အစိုးရတခြားဒီအတေးအခွဲကပုံမြင်ပေးတဲ့ဟာကိုတော့ဟိုရှင်းပြခဲ့ပြီးပါပြီဒါပေမဲ့ကျွန်တော်တစ်ခုသိချင်တာဒီကျွန်တော်တို့ပထမမျိုးတွေထဲမှာ IDP က၄နေရာဆိုတော့၄နေရာအပြင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ရက်ရွာမှာနေတဲ့လူတွေကလေ IDP ထက်ပုံမှန်တစ်ခါတည်းဆိုးတယ်ကျွန်တော်တို့ပြောလို့ရတယ်သူတို့ကဘယ်လိုအကူအညီမှလည်းမရဘူးဘယ်သူရဲ့ထောက်ပံ့မှုလည်းမရဘူးပြီးတော့သူတို့ကရွာရဲ့အထင်တော်မှာသွားလို့အဆင်မပြေတဲ့လူထုတွေဒီတော့ဖြစ်နေတယ်ဆိုတော့သူတို့ဒီရွာတွေမှာနေထိုင်တဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဒီချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ဘယ်လိုမျိုးကိုညီပေးဖို့အစီအစဉ်များရှိတယ်ဆိုတဲ့အပေါ်မှာပဲကျွန်တော်ပြင်ချင်တာဖြစ်တယ်အားလုံးကျေးဇူးတင်တယ်ဒီနေ့ဆွေးနွေးရေးတစ်နှစ်ဆက်မလို့ဝင်ကြီးမှာဖြေချပေးနေပါရဲ့ကုန်းလမ်းမိုင်းကြမှာပဲဝင်ကြီးဖြေလိုက်ပါဟုတ်ကဲ့ဟိုကျူးတယ်ပါပဲကျွန်တော်တို့လမ်းမဆက်တွေနဲ့ပတ်သက်ပြီးတော့ခက်ခဲတာတော့အမှန်ပါပဲကျွန်တော်တို့2020ဟို January February လောက်မှာစပြီးတော့ backward တွေပြင်ထားတယ်ကျွန်တော်တို့ February လောက်စပြီးတော့ပုံမှန်ကျွန်တော်တို့နေတဲ့စစ်ပြီးကြောက်တော့ပလက်ဝအဲဒီဆိုတဲ့ဆက်နေလိုက်မော်တော်လိုင်းနဲ့အခုရက်တက်တော့တာပါတယ်အဲ့ဒီစစ်တွေကြောက်တော့ပလက်ဝကားလမ်းရက်တက်တော့တာဖြစ်ပါတယ်ဆိုရက်တက်တော့တဲ့အကြောင်းရင်းကလည်းအလုံးပြီးမှာပါဒီဝါပြောတော့40နှစ်ကြာတိုက်ပွဲကြောင့်ဖြစ်ပါတယ်အဲ့ဒီကနေဆက်တိုက်အခုချိန်ဒီလမ်းကဖွင့်ခြင်းမရှိသေးပါဘူးဆိုတော့အမှန်တော့ရေချောင်းနဲ့တင်ကူဆောင်ရတာအင်တာမှာဘုရားစီရဲ့တက်တာပြီးတော့ဟိုပလက်ဝမျိုးနဲ့ပလက်ဝမျိုးနဲ့အတွက်ဆိုပုံအဆင့်ပြေးတာဖြစ်ပါတယ်ဖြစ်တော့အဲ့ဒါကိုလည်းဟိုပြန်လဲသုံးလို့ရအောင်ကျွန်တော်မကြခင်ရပဲစစ်တွေမှာကျွန်တော်တို့ဟိုဆိုင်4390ကျွန်တော်တို့ferry line မတ်လာလောက်ရဲ့ဝယ်ရရှိပါတယ်အဲ့ဒီဟာကိုတည်ဖို့အတွက်ကိုကျွန်တော်ပြည်တော်စုအစိုးရကိုတင်ပြထားပြီးတော့ပြည်တော်စုအစိုးရကနေပြီးတော့ဟိုတက်ဆိုင်ပြည်ရေးဝန်ကြီးဌာနတာဝန်ဝန်ကြီးဌာနရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ချင်းပြည်နယ်အစိုးရအဖွဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်ရဆိုတဲ့မှတ်ချက်နဲ့ကျွန်တော်တို့စီလာညွှန်ထားပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့အခုတက်ဆိုင်ရခိုင်ပြည်နယ်အစိုးရအကိုရေးပြည်ရေးနဲ့ညှိနှိုင်းပြီးတော့ကျွန်တော်တို့အဲ့ဒီလမ်းကြောင်းမှာမော်တော်ကားနဲ့တင်မော်တွေသွားမယ်ကိုစူးစမ်းဆောင်ရွက်နေတဲ့အကြောင်းတော့ဥသာပြောလိုပါတယ်ဆိုတော့အခုနပြောတဲ့အချက်မှာကြောက်တော်နဲ့ဒီကျွန်တော်မိဝပလဝနေဆက်နောက်ပြီးတော့ဘက်ကမတရိုင်းလမ်းကြောင်းပေါ့အဲ့ဒီဘက်ကသွားတဲ့ဥစ္စာမှာမကြဒီဖန်စီတာဟိုခက်ဟိုနောက်ဆက်တာမျိုးမျိုးဖြစ်တာလေကျွန်တော်တို့ဘက်ကကြားပါတယ်ဒါပေမဲ့လက်ရှိကစစ်မဲ့ဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်ဒီနေရာမှာဒီကာကွယ်ရေးကဟိုလုံခြုံရေး
စစ်စင်နဲ့နေလိုမျိုးလုပ်တဲ့တပ်မတော်ကလွဲပြီးတော့အဲ့ဒီနေရာတွေမှာဘယ်သူမှလက်ရှိမှာစုံမနိုင်ဘူးဖြစ်ပါတယ်ပြည်လေးကရဲရဲနေနေဆိုတော့မျိုးပေါ်လူမျိုးရေးတော့ပဲလုပ်နိုင်ပြီးတော့ဒီအပြင်မှာရှိတဲ့နေမီတွေကိုသူတို့လုံခြုံရေးမလုပ်နိုင်ပါဘူးအဲ့ဒါကြောင့်စစ်စင်နဲ့နေမီစုံမရေးတာတပ်မတော်ကလွဲပြီးတော့မလုပ်နိုင်တာဖြစ်ပါတယ်အခုနေထားတော့မိုးရဖြစ်တဲ့အတွက်ကန့်သက်ချက်တွေဒါပြီးလူကန့်သက်ချက်တွေနဲ့အခြားတာတွေလည်းရှိနေပါတယ်အဲ့ဒီဟာကိုလည်းကျွန်တော်ဘယ်လောက်ကတင်ပြတဲ့များမျိုးတွေကတင်ပြတဲ့များအားလုံးကိုကျွန်တော်ခရိုင်ပြည်နယ်ကနေဆင့်ပြည်တော်စုအစွမ်းပဲတောက်လျှောက်တင်ပြဆောင်ရွက်ထားတယ်ဆိုတာလေးကိုတော့ဒီမှာအကြံဖြည့်လို့ပါတယ်နောက်ပြီးချောင်းမှာလေးစုဒီအေရဲ့ကောင်းမှုခံရတာကိုလည်းကျွန်တော်တို့ဒီပြည်နယ်ကတင်ပြချက်ဘယ်လောက်မျိုးနဲ့တင်ပြချက်ရပြီးပါတယ်ပြီးနေမယ်လက်ရှိကကျွန်တော်ပြောသလိုကာကွယ်လူကြီးဌာနဒီတောက်တော်ကလွဲပြီးတော့ပြည်နယ်တွေမှာဖောက်ဖို့စစ်စစ်တောင်းနဲ့ဟလာနေစုံမှုလုပ်နေတော့သူတို့မှလည်းဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြံတဲ့အဖွဲ့အစည်းတွေနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းကဘာမှလုပ်ပေးနိုင်တဲ့အနေအထားတော့မရှိဘူးဒီအခြေအနေကိုလည်းကျွန်တော်ပြည်တော်စုဆောက်တင်ပြထားတဲ့အကြောင်းလည်းကျွန်တော်အနေနဲ့ပြောလိုပါတယ်တော့လမ်းခက်ခဲတဲ့ဥစ္စာကဘာတွေလုပ်ထားလဲဆိုတော့ကျွန်တော်တို့ကစစ်တွေကြောက်တော့ပလက်ဝလမ်းပိတ်သွားတယ်ရေလမ်းပိတ်သွားတဲ့အတွက်ဒီပြည်တော်စုဆွေးရတင်ပြပြီးတော့မှဒီနိုင်ငံတော်ရဲ့အထူးရမှုနဲ့အခုဒီစမီမတူပီစမီပလက်ဝလမ်းကိုကျွန်တော်တို့ဖောက်နေပါတယ်ဖောက်ပြီးတော့အကောင်းဆုံးဖြစ်အောင်လည်းစီစဉ်နေပါတယ်ဒီ19-20ဘတ်ဂျက်ကလောက်တာအပြင်ဒီတချို့ဒီပလက်ဝတရားနာမှာနေလုံခြုံရေးကြောင့်မလုံနိုင်တဲ့လမ်းမျိုးတွေကရွှေ့ပြီးမှဒီမှာတရားတို့လမ်းတို့ပြင်လာရှိပါတယ်ဒါပေမဲ့အခုမိုးရွာတဲ့အခါကျတော့ကျွန်တော်တို့ရေလမ်းနေရာတွေတချို့ကြောက်ခင်းတဲ့နေရာတွေဒါပေမဲ့အခုကားတော့လို့မရတဲ့ဟာရှိတဲ့အတွက်အခုဒီဩဂတ်စ်လတည်းကနေစပြီးတော့20ရက်အထိကိုအဲ့ဒီလမ်းမှာအထူးစီစဉ်နေကျွန်တော်တို့ပြင်ဖို့လုပ်နေပါတယ်ပြင်ဖို့ဆိုတာလက်ရှိကတော့ရှုံးနေဘက်တွေကို grader နဲ့ချစ်ပြီးတော့မှကားတော့လို့အောင်လုပ်ဒီပထမအဆင့်ပေါ့အဲ့ဒါကြောင့်သူက IDP ကတွေနဲ့လိုအပ်ချက်တွေအားလုံးအတွက်ကို7 ဘိန်း12ဘိန်းကားတွေတော့သုံးတာဖြစ်တဲ့အတွက်အခုလမ်းတွေကမိုးလေးပါတယ်အဲ့ဒါအဲ့ဒီလမ်းတွေကိုကျွန်တော်ဩဂတ်စ်10ရက်စပြီးတော့ဩဂတ်20ရက်နေ့ကိုပိတ်ဖို့တရားဝင်ပြည်တော်စုဆိုရလေတင်ပြတယ်မီဒီယာတွေလည်းဖြန့်ပြီးကြော်ညာနေလို့ပြီးတော့ကျွန်တော်ပိတ်ဖို့ရှိပါတယ်ဆိုတော့မဖြစ်မနေသွားမဲ့travel gate တွေ highlight ကားတွေပေါ့နော်နောက်6ဘိန်းကားမဖြစ်မနေ IDP gate တွေလိုတာကိုဗစ်တွေလိုတာလာပညာရေးချမ်းတွေလိုတာမဖြစ်မနေဆိုတော့ကျွန်တော်ကတ်တိုက်ချက်နဲ့ခွင့်ပြုဖို့လုပ်ထားပါတယ်ဒီလမ်းပြင်တဲ့ကာလကိုဩဂတ်စ်ရက်နေ့ကစပြီးတော့စက်တင်ဘာ30အထိကျွန်တော်လုပ်ဖို့ရှိပါတယ်ပြီးတော့အခုပြည်တော်စုအစိုးရနေပြီးတော့ဒီကာကွယ်ရေးနဲ့ပြည်နိုင်ပြီးတော့မှပြည်တွေမှာကွင်းစင်းတဲ့လိုအပ်ချက်တွေကိုဒီလမ်းကိုဦးစားပေးပြင်ပြီးဖို့ပြောတဲ့အတွက်အခုနိုင်ငံတော်ကဒီအထူးရပုံ4.424 billion ပေါ့နော်4.424 billion ကိုချပေးပါတယ်ချပေးတဲ့အတွက်အောက်တိုဘာ1ရက်နေ့ကစပြီးတော့ဒီဇင်ဘာ30ရက်နေ့အတွင်းမှာအဲ့ဒီ budget နဲ့လမ်းမကောင်းတဲ့နေရာမှာကျွန်တော်တို့ကြောက်ခိနေတယ်လို့တချို့တက်လို့မရတဲ့နေရာမျိုးကျ concrete လမ်းတွေလို့အဲ့လိုမျိုးတွေကိုကြောက်ခိကြောက်ချောလမ်းဖြစ်အောင် concrete လမ်းဖြစ်အောင်အဲ့လိုလေးနိုင်ငံတော်က budget ချပြီးတော့ဒီဇင်ဘာ30ရက်အတွင်းမှာပြီးလို့ကိုယာထားတဲ့အကြောင်းလေးတွေမှာပြီးစီလိုပါတယ်နောက် IDP camp မဟုတ်ဘဲနဲ့ဒီကြေးရွာတွေမှာခက်ခဲတဲ့ဥစ္စာတွေကိုကျွန်တော်ပြောရရင်တော့ဒီ IDP camp ကိုတော့ကျွန်တော်ပြည်တော်စုကနေထောက်ပံ့တယ်ရှိတယ်နောက်ပြီးတော့ဒီပြည်တွင်းပြည်ပကထောက်ပံ့တဲ့ပတ်စံတွေကျွန်တော်တို့ဒီပကောက်ပေါ်ကနေဝယ်ပြီးတော့ပို့တဲ့ဥစ္စာတွေစပြီးမှပေါ်ပြီးမှဖလောဝါဆင်ပို့ရရှိတယ်အဲ့ဒီပြင်ပြည်တော်စုကိုတင်ပြပြီးတော့မှကျွန်တော် WFP တို့ ICRC တို့ MRCS တို့အဲ့ဒီကိုကဒီပတ်ဖို့တဲ့ဟာတွေရှိပါတယ်အဲ့ဒါလည်းရနိုင်တော့ကျွန်တော်လုပ်ထားတယ်အခုအများဆုံးထောက်ပံ့တာဆိုတော့ WFP ပေါ့ WFP ကတော့အခုစမီမှာရောနောက်ပလက်ဝမှာရောစက်တင်ဘာကနားကုန်ကြည့်သူတို့ IDP camp မှာရှိတဲ့ဒုက္ခတွေတော့ထောက်ပံ့မှုလုပ်ထားပါတယ်လုပ်ထားပေမဲ့ကျွန်တော်တို့က IDP camp မှာကလူကြီး1000ဝန်းကျင်လောက်ပဲရှိတယ်တကယ်ဒီကလန်မျိုးမှာရှိတာလူကြီး6000လောက်ရှိတယ်6000လောက်မှာဒီအနည်းဆုံး5-5000လောက်ကဒီအခုနslide ကြောင့်တင်ပြပြီးတော့အခက်အခဲဖြစ်နေတာဖြစ်ပါတယ်အခက်အခဲဖြစ်တဲ့အတွက်အခုကျွန်တော်တို့WFP ကထောက်ပံ့တာ ICRC ကထောက်ပံ့တာတွေရောဒါပြည်တွင်းပြည်ပကထောက်ပံ့တာတွေရောပလက်ဝမျိုးပေါ်နီးစပ်ရပို့လို့ရတဲ့နေရာအားလုံးအခုပို့ထားတဲ့စာရေး4000ကျော်လောက်ရှိတယ်အဲ့ဒါကိုဆိုရင် IDP တွေဒီကြေးရွာတွေခွဲတော့ရှိတဲ့ဝန်ထမ်းတွေပေါ်ကျွန်တော်အခမဲ့ကိုဖြတ်ပေး
တွေအချိုးလိုက်ဟလာဝန်ထမ်းမျိုးပေါ်မှာရှိတဲ့ဝန်ထမ်းလည်း1000ကျော်လောက်ရှိ2000ကျော်လောက်ရှိတယ်နောက်ပြီးတော့မျိုးလူတွေကလည်း8000ကျော်လောက်ရှိတယ် IDP camp မှာလည်းဟလာကျွန်တော်တို့တလောအထိဆို6000လောက်ရှိတယ်1400လောက်အဲ့ဒီအင်အားတွေအားလုံးကိုကျွန်တော်တို့အခမဲ့ပဲပေးလိုက်တယ်ပြီးတော့မှကြေးရွာတွေကလည်းလာယူနိုင်တဲ့ကြေးရွာတွေအားလုံးကိုကျွန်တော်အခမဲ့ပေးထားတယ်အခုချိန်ကြီးတော့အခမဲ့ပေးတဲ့ဟာကိုလုပ်ထားတယ်အဲ့ဒီပြင်ဒီချစ်မြတဲ့ဆော့ပွဲရပြီးတော့ဒီသဘောအပြည့်ဖြစ်လာလို့ရှိတယ်ဟလာမြို့နယ်တစ်မြို့နယ်ကိုစစစ်သိရှိအောင်လို့စိုင်း900စပေါ်မှာရှိတယ်အဲ့ဒီ900ပုံနဲ့ပတ်သက်တယ်ပလက်ဝကိုကျွန်တော်ပို့ပြီးတော့မှအခုပလက်ဝမှာလက်ရှိစံစည်းက9000 4,000 5,000လောက်ရှိတယ်အဲ့ဒီဟာကိုကျွန်တော်3000နှုန်းနဲ့ဝန်ထမ်းပြီးတော့ကြီးပါလို့ကိုစိုင်း900ကျွန်တော်ချပြီးရောင်းပေးနေပါတယ်နောက်လည်းအဲ့ဒီဟာကိုစံပို့လို့ရတယ်ကျွန်တော်ပို့ပြီးမှအဲ့ဒါကိုတောက်လျှောက်ပြည်သူလူထုရောဝန်ထမ်းရောစားရအောင်လုပ်ပြီးလုပ်ဖို့စီစဉ်ထားပါတယ်လက်ရှိရတဲ့စမီးမှာလည်းကျွန်တော်စိုင်းနောက်ထပ်900အဲ့ဒါကိုလည်းဒီ IDP camp မှာရှိတဲ့အခက်အခဲဖြစ်တဲ့ဝန်ထမ်းတွေကိုလည်းတဲ့ကို3000နှုန်းနဲ့ပဲစိုင်း900ကိုစရောက်ခိုင်းထားပါတယ်ဆိုတော့ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ဒီတော့သူကထောက်ပံ့နေပြင်ဟိုကပြည်တွင်းပြည်ပထောက်ပံ့တာဒီ NGO တွေကထောက်ပံ့တာအမှုရှင်တွေကထောက်ပံ့တာအားလုံးဖြန့်ဝေတဲ့ပြင်ဘုဒ္ဓနိလန်းနေနဲ့လည်းပြည်သူကိုတက်တာလို့စိတ်ကြောင်းပေးနေတယ်ဆိုတာကိုရှင်းပြလို့ပြောကြည့်ကြပါမီဒီယာများမှာဆက်လက်မြင်မြင်ဖို့ဖြစ်ပါတယ်ဆိုတော့ဘယ်လိုIDP ကိစ္စကိုတော့ကျွန်တော်တို့ကျွန်တော်တို့စာတရားရေးကဏ္ဍဆိုတော့တရားရေးကဏ္ဍဆိုတော့ကြောင်းကြတဲ့ကိစ္စတွေဖြစ်တဲ့ဟာတွေဒီတဲ့ကိစ္စတွေတော့စာပေါ်နေနေပူတာဒီလိုမျိုးတွေမှာတော့လေးနေပြန်ပြန်စားရတယ်လက်ပေါ်ပြီးတော့ဒီနေ့ရေးကဏ္ဍဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ကတရားဟော slide ပုဂ္ဂိုလ်ပေါ်ပြပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့ organization က Chile Post ရဲ့ reporter ရဲ့ chief adjutant ရဲ့ chief editor ပြပါတယ်ခင်ဗျာအခုလက်ရှိကျွန်တော်ရဲ့ဒီဟိုဒီရန်ကုန်ကတူမှာပေါ်ကျောင်းတက်စစ်ပြပါတယ်ခင်ဗျာဒီပညာရေးကဒါကြတဲ့ပတ်သက်ပြီးမှဒီကိုဗစ်ကိစ္စတော့အခုကြောင်းပြဖို့ကိစ္စတွေပတ်သက်ကြတော့လူမေးလို့ပါဘူးအခုဟာခပိုလေးရဲ့ပတ်သက်ပြီးမှနည်းနည်းဒီ human resource ကတော့လည်းအရင်ကြီးတယ်အဲ့တော့ဒီအခြားပြည်နယ်လူလဲကျွန်တော်မှတရားသာတဲ့လူများဘူးအဲ့တော့ human resource ကတော့ကြီးအားလုံးကြီးတဲ့အတိုင်းပဲအဲ့တော့ဒီမှာဒီတစ်ခုမေးချင်တာပါလဲဆိုတော့ဒီဟာခပိုလေးရဲ့တက်တူတစ်ခုမှ network ဖွင့်သွားတော်လေးအရင်ကြီးတယ်လို့ကျွန်တော်ယူဆတယ်တချို့ Asia ဒီတက်တူတွေလည်းတချို့သွားတဲ့နေရာတွေရှိတယ်ကျွန်တော်တက်သွားတဲ့နေရာတွေလည်းရှိတယ်အဲ့တော့ဒီဥပမာဒီကလေးတက်တူမှာအထူးသဖြင့်တိတ်ပါတာနဲ့ပတ်သက်တဲ့အရာတွေပေါ့ဒီ mental တွေရန်လိုတဲ့ကျွန်တော်ဥပမာဆိုရင်ဒီဒီပိုင်းလေးလာဒီပိုင်းလေးလာရဲ့ဒီဆက်တွေကဘင်္ဂါကိုဝကြည့်လို့ကတော့ရှိဒီ research တွေပါလို့ပြောအဲ့တော့ make sure ရှိလို့လေဆန်းနဲ့ပတ်သက်ပြီးမှဒီပညာရေးကဟာဒီတော့လုပ်နေစီအဲ့တော့ဒီကလေးတစ်ခုနဲ့ computer ပဲလုပ်ကြည့်တဲ့ချိန်မှာကလေးတစ်ခုကပါလေဆိုတော့ဒီအနည်းတော့ကြားတယ်အဲ့တော့မှဒီ lab ရဲ့တော့လူအချက်တွေ equipment တွေကခုမှမရှိသေးဘူးချင်းချင်းပြည့်ချင်တာပါလေဆိုတော့ဒီနားလေးမှာတော့လုပ်ချင်တာပါလေဆိုတော့ဒီဟာခါကိုလည်းဖွင့်တာမကြတယ်ဘူးအဲ့တော့ဒီနေရာဒီဟာခါကိုလည်းဒုတက်ဖူကnetwork ကတော်လေးနိုင်ငံခြားနဲ့အချက်ဆက်ရှိဖို့ကတော်လေးအရေးကြီးတယ်လို့ယူဆတယ်အဲ့တော့ဒီတိုင်းတော်ရည်ဆိုရင်တော့တော်လေးအထူးသဖြင့်သိပ္ပံဘာသာရေးနဲ့ပတ်သက်ပြီးမှတော့ဒီဟန်ဝေးလေးစပြည့်လို့ယူဆတယ်အဲ့တော့ network ကနိုင်ငံခြားတက္ကသိုလ်တွေနဲ့ဘယ်လိုမျိုး network ထိမှလဲဆိုတဲ့အပိုင်းမှာဒီပြန်ရေးကဏ္ဍနဲ့ပတ်သက်ပြီးမှတော့ဘယ်လိုမျိုးnetwork ချိတ်လဲဘယ်လိုမျိုး policy ရှိ network ချိတ်တဲ့ကဏ္ဍမှာဘယ်လိုမျိုးရည်ရှိတဲ့policy ချထားတာလေးဆိုတဲ့အချက်တွေကိုမေးချင်ပါတယ်ခင်ဗျာကျေးဇူးပါဒီနေ့လူမျိုးရေးဝန်ကြီးမှဖြေကြားပေးဖို့
ပြောပြပါရှိသေးလူမေးဦးမလား တော့ကျွန်တော်နာမည်စလိုင်းထန်နိုင်ဖြစ်ပါတယ်။ချင်းလန်ပို့စ်ကဟောဝန်ထမ်းတူဖြစ်ပါတယ်။ကျွန်တော်အခုမေးချင်တာကတော့ဒီပြီးခဲ့တဲ့ဟောမှာ14ရက်မှာဆိုရင်လက်14ရက်မှာဒီအမျိုးသားပြည်ရေးမူဝါဒကော်မရှင်ဘာမှခတ်ချုပ်များကော်မတီကနေပြီးမှဆုံးဖြတ်ချက်တစ်ခုချထားပါတယ်။အဲ့မှာပါဆုံးဖြတ်ချက်လဲဆိုတော့ online ကနေပြီးမှဒီချင်းလန်နေစနစ်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာတင်ယူဖို့သူဆုံးဖြတ်ချက်တစ်ခုချထားပါတယ်။အဲ့ကိစ္စနဲ့တော့ပတ်သက်ပြီးတော့မှဒီချင်းပြည်နယ်အစိုးရအနေနဲ့ရောဘယ်လိုအမြင်သဘောထားရှိလဲဆိုတာကျွန်တော်သိချင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီချင်းပြည်နယ်ရဲ့ဒုတိယဝိစာတိပံကောလိပ်ဖြစ်တဲ့မင်းတပ်ကောလိပ်ပေါ့နော်။မင်းတပ်ကောလိပ်လုပ်ငန်းဆောင်ရွက်မှုအဆောက်အဦဘယ်အခြေအနေရောက်နေပြီလဲပြီးတော့ဘယ်ချိန်မှာကျောင်းဖွင့်နိုင်မလဲဆိုတာလေးကိုမေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ချင်းဝမီဒီယာစလိုက်ခုပါတခုဝချင်တာခုချင်းပြည်နယ်မြို့တော်တော်များများမှာကျောင်းဆက်ဆံမမလုံလောက်တဲ့အထက်တန်းပြဆက်ဆံမမလုံလောက်တဲ့ပြဿနာတော်များတယ်အဲ့ဒီဟာကိန်းတဲ့ပတ်သက်ပြီးမှချင်းပြည်နယ်ဆိုတဲ့အနေနဲ့ဘယ်လိုဖြေရှင်းပေးလဲဆိုသိချင်ပါတယ်။ကျွန်တော်နာမည်က slide တွေပါဒီပတ်သက်ပြီးရတာပေါ့နော်။ကျွန်တော်မေးချင်တာကတော့ဒီ COVID နဲ့ပတ်သက်ပြီးတော့အခုကျွန်တော်နောက်ဆုံးပြရတော့ကျွန်တော်ဘယ်လိုမှဆိုတော့ကျောင်းဖွင့်နေပြီပေါ့နော်။တွန်းလာမှကျွန်တော်ကျောင်းဖွင့်နေပြီတော့ကြားတယ်ဆိုတော့အခုချိန်မှာကျောင်းဖွင့်နေဖို့ဆိုတာဒီပွဲမဲ့ကအရင်လိုအပ်တယ်ဆိုတော့ဘယ်လိုလဲသွားလာရတာကမလို့ဆိုတော့ဘယ်လိုမှပဲချိန်တော့ကျောင်းဖွင့်နေတယ်ပေါ့ဟုတ်ပြီးတော့ဒီနေမှာရှိရဲ့ရှင်းအခုဒီဆိုရတဲ့ကာလမှာနေမှာအထက်တန်းကျောင်းတွေကျောင်းတွေတော်တော်များများဆက်နေကြလိုက်တယ်ဆိုတော့အခုကိုဗစ်ကာလမှာဆိုနေကအထက်တန်းကျောင်းတွေကသူတို့ equipment ဖြစ်စီဖို့မတတ်နိုင်ဘူးဖြစ်နေတယ်ဆိုတော့နေရာကျောင်းသားတွေကတော့ဒီလိုမျိုးအချိန်မှာဘယ်လိုမျိုးသူတို့ပြင်အောင်ဆက်ပြီးတော့တင်နိုင်လဲဒီလိုလုပ်ရတယ်ဆိုရတာလေဒီချက်လေးဒီချိန်မှာကြည့်တယ်မှာရလာပြီခလိုလေးပိတ်ခံရမှာဒီကောင်းကြီးတဲ့ကြောင့်ဒီလိုတယ်မှာကျွန်တော်တို့မှာဒီကောင်းကတော့ပါကောလိပ်ညပတ်တဲ့ပြီးတော့ဒီပါတယ်ကျွန်တော်တို့လည်းဒီစိတ်မောင်းတယ်ကျွန်တော်လည်းဒီတော့ပါဘာဖြစ်လို့လဲဒီလက်ရှိအခြေအနေအရတော့တော့ကျွန်တော်တို့တချို့ကိစ္စရပ်တွေကျတော့ကျွန်တော်တို့မိဖကြိုပြီးထားတဲ့အချိန်ပါတယ်အဲ့ဒါကြီးကအဓိကထားပြီးတော့ကျန်တဲ့အပိုင်းတွေကိုကျွန်တော်တို့ဒီငနာမှာမျိုးဒီကြရောဒီအဲ့ဒီမှာဆက်ပေါ်မှာအထူးသဖြင့်ဒီကလီဖိုးနီးယားပေါ်ဒီနေတော့ကျွန်တော်တို့လက်ရှိအခြေအနေမှာတော့ဥပဒေဘာသာပြန်ပြီးပေါ့နော်တချို့ဘာသာသူမြင်ပြီးတော့ဝိဇာတိပန်တစ်ခုတည်းမဟုတ်တော့ဘူးဆုံးရနေတယ်ပြီးတော့နောက်ပိုင်းမှာဒီဟာတာ college comprehensive university ဖြစ်စနေတော့လုပ်ဖို့အဲ့ဒီရှိပါတယ်အဲ့ဒါကြောင့် comprehensive university ဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့အခြေအနေတချို့အားပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ transformation period လို့ခေါ်တော့ကျွန်တော်နိုင်ငံရဲ့ရတဲ့ကျွန်တော်တို့နိုင်ငံကပြုပြင်ပြောင်းလဲမှုလုပ်နေပါတယ်နိုင်ငံပြောင်းလဲမှုအပေါ်မှာဒီနေရာစတွေလည်းလိုက်လာတာပြရတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့ဒီကိစ္စကိုတော့ဒီဟာပါပရိကောလိပ်ဆိုရင်390မှာစာဖတ်တာအခုထိပဲအစင်ရောက်တယ်အားလုံးသမားလို့ရတယ်ခုနိုင်ငံရဲ့တက်ခံနိုင်တဲ့ငင်းစနစ်အပေါ်မှာပဲပြောင်းလဲသွားတာဖြစ်ပါတယ်အဲဒါကြောင့်ဒီဟာပါကောလိပ်ရဲ့
mental quality ရတယ်ပဲနောက်ပိုင်းမှာ comprehensive university ပုံစံနဲ့စဉ်းစားထားတဲ့အတွက်ကြောင့်ဒီနိုင်ငံရဲ့အကြောင်းလေးငင်းစနစ်အကြောင်းလေးမဟုတ်ပါပဲကျွန်တော်တို့ဘယ်လိုနဲ့ဘာနဲ့ဖြစ်လဲဘယ်နိုင်ငံနဲ့ဒီညနေပြည့်မှုလုပ်လဲအထူးသဖြင့်ဟာဗတ် college ကျွန်တော်တို့ဒီ HUC လို့ခေါ်တဲ့ Himalaya University Consortium of Finance ဆက်စစ်ပြီးဖို့ကျွန်တော်အိန္ဒိယမှာစာတင်မှုကျွန်တော်ကိုယ်တိုင်တော့ပြီးတော့အာရုံမှာseminar ကိုတက်ဖို့ပြင်ဆင်ထားပြီးねကျွန်တော်တို့ permission မရလိုက်တော့မတော်ဖြစ်ပါအဲ့ကလေးကကျွန်တော်ဒီ network လေးနဲ့ချိန်နိုင်ငံတော်တိုင်ပင်ခံလာလို့လည်းကျွန်တော်တင်ပြပါတယ်ဒီ college ကိုကျွန်တော်အထူးသဖြင့်ဒီ Himalaya နယ်မှာရှိတဲ့နိုင်ငံတွေနဲ့ဒီ University Consortium ထဲမှာဝင်နိုင်တယ်ဆိုရင်ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ပြင်မှုအထူးသဖြင့် region ကဘယ်လိုထိန်းမလဲကျွန်တော်ဒီတိုင်းနဲ့ GI ရုံနဲ့ပြီးပါဘူးကျွန်တော်တို့ biodiversity ကိစ္စတွေဒီဝကိစ္စတွေပေါ့ကျွန်တော်တို့လေ့လာဖို့ရှိတယ်နည်းနဲ့ဆိုတဲ့ပုံရရှိတာအဲ့ဒါကြောင့်ဒါလေးကျွန်တော်အနေနဲ့ပြင်ပြထားတာရှိပါတယ်အဲ့ဒါကြောင့်ပြောင်းလဲလာတဲ့စနစ်နဲ့ပေါ့ကျွန်တော်အနေနဲ့တော့ဒီ network ချိန်နေလို့ကျွန်တော်ဒီကြားလို့ပါတယ်ပြီးတော့ mental quality ကတော့ခုဒီစောင့်မှုကဟိုတလောကပဲကျွန်တော်ကိုယ်တိုင်သွားကြည့်ခဲ့တယ်လက်ရှိအခြေအနေမှာအခက်အခဲတွေကြောင့်ပေါ့နော်နည်းနည်းတော့နောက်ကျပြီမယ်30% လောက်ကတော့ပြီးတော့ပါပြီ generally ဒါပါတချို့ဟာတွေကအဆောက်အဦကိုလုံးရဲ့60% ပြီးတာရှိပါတယ်ဒါပေမဲ့ကိုလုံးရဲ့သိရှိလို့35% 30% ပဲကျွန်တော်ရှိမှာဖြစ်ပါတယ်ဒါလည်းပဲ20လောက်မှာအစပြုနိုင်အောင်ကျွန်တော်ပြောရပြပါတယ်နောက်တစ်ခုကခြေခံပညာရဲ့ဆရာမတို့ပဲဆက်တယ်နော်ဒါလည်းကျွန်တော်တို့ဒီနေ့ခါခြေခံပညာနဲ့ဉာဏ်စာရပြဿနာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအထူးသဖြင့်ချင်းပြည်နယ်မှာကျောင်းအဆင့်တူအရန်လူလာကြပါတယ်ရွာတိုင်းမှာကျောင်းအဆင့်တူတင်ပြတဲ့အခါမှာကျွန်တော်တို့အနေနဲ့လည်းတောင်းနိုင်တော့ဖြစ်နိုင်ရှိတဲ့ဟာကိုထောက်ခံပြီးတော့အဆင့်တူအကြီးကိုကျွန်တော်ဆောင်ရွက်နေတယ်သူလည်းတော့အဲ့ဒီတိုင်းလည်းဒီတော့အဆင့်ကနေလည်းတောင်းနိုင်တော့အဆင့်တူအားပြီးတော့အဆင့်တူကိုင်းတဲ့အခါမှာဒီလေးနှစ်တာထဲမှာကျွန်တော်ကျောင်းအများကြီးအဆင့်တူပြီးတော့အဆင့်တူပြီးပါတယ်ကျောင်းအဆင့်တူတာနဲ့ဗာမြအမြဘာဖြစ်လာတယ်ဆိုရင်ဆရာတော်ချက်ထွက်လာပါတယ်ဆရာတော်ချက်ပေါ်လာတယ်အဲ့ဒါကိုဖြစ်စည်းနိုင်ဖို့ကျွန်တော်မှာ human resource ကခက်ရှိတယ်အဲ့ဒါကြောင့်ဒီပြဿနာလေးတွေကိုကျွန်တော်တို့ရင်ဆိုင်နေပါတယ်ခုလည်းပဲဒီထောက်စုဝင်ကြီးအခြေခံပညာဦးစီးဌာနငွေချုပ်ဒီနဲ့ပဲအများအားကျွန်တော်ချစ်ဆက်ပြီးတော့ဆောင်ရွက်နေတယ်ဒီဆရာမလိုချက်ဖြစ်စီနိုင်ဖို့ရတော့အထူးသဖြင့်အခုလည်းပဲPPTT လို့ခေါ်တဲ့ဘွေရဝိဇာတိပံဘွေရများကိုကျွန်တော်ခေါ်ထားတယ်ဟိုတလောကမှာကျွန်တော်တို့result ထွက်ပါတယ်269ကျောက်ခုလက်စစ်ချင်းမှာခံထားပါတယ်အဲ့ဒါကိုဘာကြောင့်ဘယ်လိုခံထားတယ်ဆိုရင်ဒီဘွေရကျောင်းသားတွေကိုဆရာခန့်တဲ့အခါမှာကျွန်တော်တို့လေးမြန်ဆောင်ကမှတ်ပြီးတော့ခံထားပါတယ်ဒါလည်းတော်တော်များများစိတ်ဝင်စားပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီတခံနဲ့မခံဆိုတဲ့ဟာကခွဲခြားဖို့ခက်ခဲရှိတဲ့အတွက်ကြောင့်အစားတော့ကျွန်တော်ခိုင်ကျူရပဲပြီးတော့ဒီချင်းပြည်နယ်တွင်းမှာရှိတဲ့ကလေးမိဘနှစ်ပါးနဲ့ချင်းဒီမှာလည်းငွေဆိုရင်နံပါတ်1ပြီးတော့ရှင်းမဟုတ်ပြီမဲ့မိဘနှစ်ပါးကဒီမှာအခြေချပြီးတော့နေတဲ့ဝန်ထမ်းသားသမီးရှမ်းကချင်ကရင်ကရလည်းဒါလည်းပဲကျွန်တော်တို့ group ထဲ one time မှာထားပါတယ်ပြန်ဒုတိယအနေနဲ့ဒီပါပြည်နယ်ခြားရောက်သွားတဲ့ချင်းဒီ
မှတ်ပေါ်တဲ့နေချင်းငါကာလာထားတော့ဘာလို့စနစ်တော့ဘာလို့ရှိမှာပေါ့အဲ့ဒါလေးတွေလည်းကျွန်တော်ချင်းတော့ချင်းလဲဒါမဲ့တခြားရောက်ပါတယ်ပြီးရင်ကျွမ်းကျင်တဲ့ချင်းပြည်နယ်တာဝန်ထမ်းဆောင်လို့တဲ့တခြားဒီတိုင်ပါဒီလို criteria ကိုကျွန်တော်လည်းပြပါတယ်လောလောဆယ်ပထမအချိန်မှာတော့ဒီ2260ခုနှစ်ကိုကျွန်တော်ဝိဇာ159ရောက်နေတိတ်ပန်180ကျောက်အခုရွေးချယ်ထားပြီးပါပြီသူတို့ဒီတင်တန်းပြီးပြီဆိုကျွန်တော်ကျောင်းဆက်ဖြစ်တာအဲဒါကြောင့်ဒီဆရာတော်ချက်ဖြစ်စီနိုင်ဖို့နီလန်တလန်ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီနေ့စဉ်းစားဖို့ကတော့လက်ရှိကျောင်းအရေးတက်ကျွန်တော်တို့ချင်းပြည်နယ်မှာကျောင်းပေါင်းနောက်ဆုံးဆရာရဲ့ဆို1535ကျောင်းရှိပါတယ်ရွာနဲ့မလိုက်တော့အောင်ကျွန်တော်ကြောင်းရပါတယ်အဲဒါကြောင့်ဒါလည်းပဲကျွန်တော်တို့ပြည်တရားကြီးတစ်ဆက်ကျောင်းလားပညာရေးလားအတန်းလားပညာရေးဒါဆိုတဲ့အမြင်အားဖြင့်ကိုလည်းပြည်သူတွေသိသိရှိပါတယ်အတန်းရအောင်ပဲဆိုပြီးတော့ quality မရှိတဲ့ပုံမှာအလုပ်ရရှိမှုအခက်အခဲရှိပါတယ် quality မရှိတဲ့ကျောင်းများများလောက်တာလည်းတစ်ဖက်မှာပညာရေးမှာတိုးတက်မှုမရှိဘဲနဲ့ error တွေလည်းများနေတာသိရပါတယ်အဲဒါကြောင့်ဒါလေးတွေလည်းကျွန်တော်တို့မိဘပြည်သူများကိုအသိပညာပေးတဲ့အပိုင်းလုပ်ကြလို့ကျွန်တော်တို့ပုံမှန်ကောင်းမွန်တဲ့အကြောင်းတွေပြအောင်ပေါင်းဆက်ဆွေးနွေးဆောင်ရွက်ကြဖို့လည်းကျွန်တော်လည်းဒီမှာတစ်ခါလေးပြောကြလိုပါတယ်နောက်တစ်ခုကတော့ဒီဘယ်လိုမှကျောင်းကအခုဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းနည်းနည်းရှိရှိလေးပြောချင်တယ်ကျွန်တော်ပြင်ဆင်ထားတာလည်းရှိပါတယ်ဒီတိုက်ရိုက်မြင်လည်းဖြည့်မယ်အတိလည်းပေးချင်တယ်ဆိုပြီးတော့ကျွန်တော်ပြင်ဆင်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုလောလောဆယ်အထက်တန်းစင်တင်ကျောင်းများဖွင့်နေဘူးအခြေခံပညာကပြင်ဆင်နေတယ်လုပ်နေပါတယ်အဲ့မှာချင်းပြည်နယ်မှာအထက်တန်းစင်တင်အထက်တန်းကျောင်းမဟုတ်နော်အထက်တန်းစင်တင်တဲ့ကျောင်းပေါင်း200ကျောင်းရှိပါတယ်အဲ့ဒီမှာဖွင့်နိုင်အောင်ဖွင့်နိုင်တဲ့ကျောင်းက180တဲ့ကျောင်းရှိတယ်။ဘာဖြစ်လို့180တဲ့ကျောင်းရှိတယ်ဆိုရင်ပလဲဝနယ်မှာရှိတဲ့25ကျောင်းလောက်ကလူချုံကြီးအရာကျွန်တော်ဖွင့်လို့နိုင်တဲ့အခြေအနေမရှိဘူး။ထန်လာမှုနယ်မှာကျောင်းကကျောင်းတောင်ရှိဒီဟာရင်တော့ကျန်တဲ့180တဲ့ကျောင်းကဖွင့်နိုင်တဲ့အနေအထားမှာရှိပါတယ်။အဲ့မှာအခုဒီတိုင်းကျောင်း ABC အစစ်ပတ်ပြီးတော့စစ်စီးတဲ့နေရာမှာအခုဆိုရင်ကျောင်းပေါင်း130ကျောင်းကဖွင့်လှစ်နိုင်တဲ့အနေအထား ALS ထဲမှာရောက်လာပါတယ်။သူတို့ပိုက်တဲ့တန်းကျောင်းကိုကျောင်းရှိတယ်။လက်ရှိ9ကျောင်းကဆက်လက်ရှိပါတယ်။ဒါလည်းပါကျောင်းဒီတပီးပြီးတိုးသွားတယ်ဆိုရင်ကျွန်တော်တို့ကျောင်းကြီးရဲ့လိုအပ်ချက်ဒီအခြေခံပညာရေးကျောင်းတွေမှာCOVID-19 ကျောင်းကျမရဲ့ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ကျွန်တော် checklist စစ်ချက်တတ်မှတ်တဲ့အခါမှာဒါနဲ့စစ်ဆေးတဲ့အခါမှာတချို့ကျောင်းတွေမှာABC ထားတဲ့နေရာမှာတချို့အစားတော့ဆိုတော်တော်များများက B နဲ့ C မှာပဲရှိပါတယ်။သုံးစာနဲ့ဘယ်လိုဆိုရင်နောက်လျှောက်ပဲ B နဲ့ C မှာပဲရှိပါတယ်။အခုကျောင်းဒီမိဘဆရာတင်းတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်တဲ့အခါမှာလိုအပ်ချက်ဖြစ်စီဖို့ပြီးတဲ့အခါမှာ PCP တဲ့အခါမှာအများကြီးတက်လာပြီးတော့ခုဆိုရင်တော်တော်များများခုနကကျွန်တော်ပြောသလို83ရာခိုင်နှုန်းနီးပါးကျောင်းပြန်ဆက်ဖြစ်လာပြီးဖွင့်လို့ရဖြစ်ပါတယ်ခုအစင်တူတဲ့ကျောင်းများရဲ့မပြည့်စုံဘူးခုနကကျွန်တော်ပြောသလိုအများကြီးရှိပါတယ်ကျောင်းတစ်ကျောင်းအစင်တူသွားတဲ့အခါမှာမူလတန်းကျောင်းကိုမူလဖြစ်သွားရင်အနည်းဆုံးအတန်း5တန်းနဲ့6တန်း9တန်းရှိပါစောက်ရပါတယ်အဲဒါကြောင့်ဒီရဲ့လိုအပ်ချက်တွေပါလိုက်လာတဲ့ဆိုအဆုံးဆရာမပြီးတော့ခုနောက်ပိုင်းမှာ teaching age ဒါလေးတွေကလိုအပ်လာတာဖြစ်ပါတယ်အဲဒါကြောင့်ဒီဟာကိုချက်ချင်းဖြစ်စီနိုင်ဖို့ရကျွန်တော်တို့ပြည်내အစိုးရနဲ့ပြည်ထောင်စုအစိုးရရဲ့ကြားမှာအများအားနှိမ့်နိုင်ပြီးတော့ဆောင်ရွက်နေပါတယ်ဒါလည်းပဲလက်ရှိနိုင်ငံအခြေအနေလက်ရှိစီးပွားရေးအခြေအနေလက်ရှိဒီကိုဗစ်အခြေအနေကြောင့်တော်တော်များများကလိုအပ်ရရှိပါတယ်ကျွန်တော်အနေနဲ့တော့ဒီကိစ္စတွေကိုကျွန်တော်တို့အခြေအနေပုံမှန်ကောင်းမွန်တဲ့အခြေအနေဖြစ်လာအောင်နောက်ဒီကိုဗစ်ရောဂါကြောင့်
အခက်အခဲမှုကိုရှော့ချတဲ့အခါမှာအရှိန်ကုန်နဲ့လုပ်နေအောင်ကျွန်တော်ကြိုးစားနေပါတယ်အမေရိကန်လည်းကျွန်တော်ပြည်ထောင်စုအစစ်နဲ့ပေါ့ပြည်နိုင်နေပါတယ်ဘာကြောင့်ကျွန်တော်ပြည်ထောင်စုခဏခဏပြောရတယ်လဲဆိုရင်လက်ရှိကျွန်တော်တို့ဆောင်ရွက်မှုအနေအထားတွေပြည်ထောင်စုရဲ့ဒီအခြေခံပညာကျောင်းကြီးကျန်းမာရေးတွေပြည်ထောင်စုဘတ်ဂျက်နဲ့တွားနေတာများပါပြည်နယ်အစစ်ဘတ်ဂျက်နဲ့ဆောင်ရွက်နေတာမရှိသေးပါဘူးဒါကြောင့်ကျွန်တော်ပြည်ထောင်စုမှာဘတ်ဂျက်ရရှိပြည်ထောင်စုရဲ့ဖက်ပြုချက်ရရှိကအဓိကဖြစ်တဲ့အကြောင်းပြည်ထောင်စုနဲ့နှိမ့်နိုင်ပြီးတော့အမေရိကန်ဆောင်ရွက်နေပါတယ်ဆိုတာကျွန်တော်ဖော်ပြလို့ရှင်းပြပါတယ်မိကွန်တဲ့ထဲမှာမပြီးဆုံးမှုရှိတယ်ထပ်နေနိုင်ပါတယ်ကျွန်တော်အနေနဲ့ loss ရဲ့မိကွန်အရာကျွန်တော်မှတ်မိတယ်လို့ဒီလောက်ပဲပြန်ပြီးကြားချင်ပါတယ်ဝန်ကြီးကျွန်တော်ဆက်ဆက်ပြီးတော့မေးချင်တာပေါ့လေဆိုတော့ပလက်ဝမှာဒီမြို့ပေါ်မှာပဲအထက်တန်းတွေတကြောင်းတော့စမီးမှာတကြောင်းတော့အဲ့လိုမျိုးဖွင့်ဖို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဖြစ်နိုင်ပါဆိုအခုလည်းပဲလှုပ်နေတယ်ဆိုတာကလုံချုံရဲ့ရာကအပိုင်းပေါ့နော်ခုလောလောဆယ်သူရဲ့ checklist စစ်ချက်ရာပြီးဆုံးဖို့ဆိုတာခုကျွန်တော်တို့တချို့ပစ္စည်းတွေဆိုရင်မတူပြီးမှာပဲတောင်းတယ်ပြီးတော့စမီးအစီအကြောင်းကိုခုနိုင်တဲ့ပစ္စည်းရှိပါတယ်ဒီပစ္စည်းတွေရောက်ရင်ကျွန်တော်တတ်မယ်တော့ pencilဒါကြောင့်ဒါလေးဒီပြီးဆုံးလာတဲ့ဒါလည်းများကျွန်တော်ချင်းခွဲမှာပါဒါကြောင့်ကျွန်တော်ဆင်တဲ့ဒီတိုင်းဆက်သွားမယ်ဆိုနောက်တစ်ပတ်လောက်ဆိုရင်ဘယ်လိုလဲတက်လာကျန်းတဲ့မို့ချင်းတွန်းစားကလည်းဘယ်ဝယ်တဲ့ပြန်အားလုံးဒီပါပြီးတော့တစ်ပတ်လောက်တော့0ပဲဒီစကြောက်တဲ့အခါမရှိဘူးနော်အဲဒါကြောင့်ဒီနေ့ပဲကျွန်တော်ပြင်ရဌာနကိုလည်းဆွေးနွေးပါတယ်သူတို့လည်းစူးစမ်းနေတယ်လုပ်နေတယ်အဲဒါကြောင့်လုံချုံရဲ့ပိုင်းကလည်းအကားတော့ဒါပေမဲ့ကျောင်းမှာရှိထိုင်တဲ့တမတ်ထားတဲ့ကျမ်းမာရေးကဘုရားဆန္ဒကတမတ်တဲ့ checklist အရာပေါ်ဝင်အောင်လုပ်နေကြတယ်ကျွန်တော်ပြောပါတယ်သူတို့ဒီပြင်ရဌာနနဲ့မနိုင်တဲ့အပိုင်းတွေရှိရင်ဂျွန်နဲ့ပေါင်းပါနောက်ဆုံးအခက်အခဲစဉ်ပြီးတော့အစိုးရပြည်နယ်အစိုးရကိုတင်ပြပြောထားပါတယ်ပြည်နယ်အစိုးရကလည်းခုတလောကမှာဆွေးနွေးပြီးတော့ကျွန်တော်တို့ဒီတာကျောင်းရဲ့အခက်အခဲမှုတွေပြင်ရဌာနနဲ့ပေါင်းစပ်ပြီးတော့ကိုနေပြီးခုကျွန်တော်တို့အစိုးရကပြည်နယ်နဲ့လည်းစစ်စားပြီးတော့ဆုံးဖြတ်ချက်ရှိပြီးသားဖြစ်ပါတယ်ကျွန်တော်တင်ပြမှုပေါ်မှာကျွန်တော် PCB ကိုအစင်တက်ဖြစ်ပါတယ်ဆိုတော့စမီးရတွားလို့လာလို့အခုထိရောအဆင်ပြေတယ်လမ်းကနည်းနည်းဆိုးတာပဲရှိရဆိုတော့သူ့မှာရောဒီအထက်တန်းကျောင်းကဘာဖြစ်လို့ခုထိမဖွင့်နိုင်သေးတာလဲအခုကျွန်တော်မီအဲကနှခန္ဓာမှာလဲကျွန်တော်ဘောနော်ဆိုရင်ရတယ်ဟုတ်ကဲ့ဒါတော့ပါကျောင်းဒီရဲ့စီမံခန့်ခွဲမှုနဲ့သူ့ရဲ့management skill လဲတော့ပါတဘောပလင်ခုနကကျွန်တော်ပြောတယ်တပတ်လောက်ကြာမှဖက်နေအဲ့ဒါဘာအကြောင်းလဲဆိုရင်တချို့နေရာမှာလိုအပ်ချက်လေးတွေသူ checklist မှာပါလာတဲ့သူတို့အခြေခံပညာက checklist ပြီးတော့ပြီးထားတဲ့စာရင်းနဲ့ကျမကြီးဝင်ကြီးဌာနပေးလိုက်တဲ့စာရင်းမတူတဲ့အခါမှာဒီဖက်နိုင်ဖို့ ABC ကိုဘယ်သူကသွားစစ်ဆေးတယ်ဆိုကျမကြီးဌာနကစစ်ဆေးပါတယ်ကျမကြီးဌာန checklist နဲ့စစ်ပြီးတော့တိုက်နေမှုရှင်ပြပြီးတယ်မကိုက်နေရင်တစ်ခုမှရင်ပြီးနှစ်ခုမှရင်တော့ဒီအဲ့လိုဟာမျိုးချပြတဲ့အတွက်ကြောင့်ကိုတီမတက်နိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ထင်တယ်ခုလည်းပဲပြီးဆုံးတဲ့အနေထားလဲရှိကောင်းရှိနိုင်ပါလိမ့်မယ် information ကတော့ဒီတိုင်းတဲ့အတွက်ကြောင့်ဒီနေ့မနေ့အထိကကျွန်တော်တို့ခုနကျွန်တော်တင်ပြတဲ့အကြောင်းတွေကဒီမနေ့သတင်းရပါတော့ကျွန်တော်တို့ပြုစုထားတာဖြစ်ပါတယ်လုံးဝမဖြစ်နိုင်တာမဟုတ်ပါမဖြစ်သေးတာဘာဖြစ်လို့လိုအပ်ချက်ဒီလက်စည်းကံလိုဟာမျိုးကပြီးတော့တချို့ရည်မရှိဘူးရည်ရှိရမယ်တချို့နေရာဆိုရင်ရည်လက်စည်းကံထွက်လာတဲ့ရည်ကိုမြောင်းနေပို့ပြီးတော့ရည်စုကံမှာပို့ဒါလေးပါရင်တော့တချို့အမိုက်ပုံးလေးတွေခြေထောက်နေတဲ့အမိုက်ပုံးလေးတွေပဲသူတို့တတ်မှတ်ထားပါတယ်တချို့မြို့နယ်တွေမှာခြေထောက်နဲ့နင်းလို့ဖန်လို့ရတဲ့အမိုက်ပုံးတစ်ခုမှမရှိတဲ့မြို့နယ်တောင်ရှိတယ်အဲ့ဒါကိုသူတို့ကလေးမာတဲ့လူကမှပကူပူမာတဲ့လူကမှအဲ့လိုဟာမျိုးလုပ်တဲ့အခါမှာတချို့ကတော့နောက်ကျသွားတာပေါ့နော်ဒီတစ်ခုရှိပါတယ်လို့ကျွန်တော်လည်းဖြစ်ကြလို့ပါတယ်ပညာရေးအစီအစဉ်ခုနကကျွန်တော်မေးတဲ့ကြာပြီ online teaching and learning ကို on the ဆောင်ရွက်မယ်ဆိုတဲ့အပိုင်းမှာ
ဒီလိုမျိုးဒီလိုမျိုးအဲ့ဒါကတော့ကျွန်တော်တို့ online teaching ဖြစ်လာတဲ့အခါမှာဒီဟာကိုစလုပ်တဲ့အခါမှာကျွန်တော်တို့မှာ infrastructure ပိုင်းဆိုင်ရာလိုလဲနည်းပညာပိုင်းဆိုင်ရာလိုလဲအခုဖား college မှာတော့ကျွန်တော်နည်းပညာပိုင်းဆိုင်ရာ supporting ဖိတ်ရောက်လာပြီးတော့ကျန်ကုန် computer တက္ကသိုလ်နဲ့လာပြီးတော့ခုတင်တန်းပြီးနေပါတယ်တင်တန်း10 ရက်ပြီးတော့အဲ့ဒါပြီးတာနဲ့ဒီအဝေးတင်စနစ်ပေါ့နော်ကျွန်တော်တို့စပနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒါလည်းမကြခင်သူတို့တတ်မှတ်တဲ့အတိုင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့တာထားချစ်တော့ပြည်မစကန်ကကျွန်တော်မြင်ချင်တဲ့အရာဒီတော့ပြည်နယ်တွင်းမှာရှိတဲ့အစိုးရဝန်ထမ်းအထူးသဖြင့်ကျွန်တော်ကျောင်းဆရာမတွေပေါ့နော်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ပြည်နယ်ဝန်ကြီးအနေနဲ့ခွင့်ပြုချက်ခုပြည်နယ်တွင်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်လုပ်ပြီးလို့ရသလားမရဘူးဆိုတာကျွန်တော်သိချင်ပါတယ်ကျောင်းရွှေ့ကဒီလိုရှိပါတယ်ဒီပညာရေးဌာနအနေနဲ့အရင်တုန်းကတော့ဘယ်လိုလုပ်လဲတော့မသိဘူးเนาะကျွန်တော်ဒီအစိုးရတက်တန်းမှာပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ကအပြောင်းရွှေ့ကိုတန်းစီစရာအဓိကထားတယ်တန်းစီစရာမှာကျွန်တော်တို့ဒီဂျာမဥစ္စာတိပံ service နဲ့များတန်းစီကြလေးဆွဲပြီးတော့ဒီဟာနဲ့ဟိုပြည်ထောင်စုတင်ရပါတယ်စီတာကတော့မူလတန်းဆိုရင်မြို့နယ်လေရန်ခရိုင်အထက်တန်းကိုပြည်နယ်ကတန်းစီရပို့ပြီးတော့ပြည်ထောင်စုကနေပြန်ပြီးတော့ revise ပြန် check တယ်အဲ့ပုံမှာသူ့ရဲ့သဘောနေရာတနေရာရောက်မဲ့ဆရာ2ယောက်ရှိတယ်အဲ့ဆရာ2ယောက်ကိုအဲ့နေရာရောက်ကြည့်တဲ့အခါမှာတယောက်ကကြားဖြစ်တယ်တယောက်ကမဖြစ်တယ်တယောက်ကဝိဇ္ဇာဖြစ်တယ်တယောက်ကသိပ္ပံဖြစ်တယ်ဆိုရင်အဲ့ကျောင်းရဲ့လိုအပ်ချက်နဲ့ကြည့်ပြီးအဲ့လိုအပ်ချက်ပေါ်မှာပြီးထားရှိပါတယ်အဲ့ဒါကြောင့်ဒီအပြောင်းရွှေ့ကဏ္ဍမှာတော့ကျွန်တော်ဆိုရင်ထောက်ခံစာတော့မပြီးတော့ပါသူတို့ပြည်နယ်ဌာနရဲ့တန်းစီရပြည်ထောင်စုရဲ့တတ်မှတ်ချက်အရအရေးကြီးဆုံးကတော့ကျောင်းဆရာများကအပြောင်းရွှေ့တင်တော့မယ်ဆိုရင်သူပြောင်းချင်တဲ့နေရာရွေးတတ်ဖို့လည်းလိုပါတယ်သူရဲ့ရွေးချယ်မှုကတချို့ဆိုရင် all ခံတယ်အထက်ကပစ်ဟာခါမဟာခါဆိုရင်မရရင်ပြောင်းလို့မရဘူးဒါမှမဟုတ်ရင်တဏှာရဘယ်နေရာမဆိုဟာခါအနိတဝိဆိုရင်နေရာတော့ဒီကိုပို့ပြေးလာရှိပါတယ်အဲ့ဒါလေးတွေစလုပ်တယ်ကျွန်တော်အများအားပြောပါတယ်တကယ်လို့အပြောင်းရွှေ့တင်တော့မယ်ဆိုရင်ဒီအပြောင်းရွှေ့အတွက်ဇာတ်ထဲမှာရှိတဲ့ form ဖြစ်တဲ့ကမှာပိုလိုချင်းတဲ့နေရာရွေးဖို့နဲ့all လိုအပ်ရင် all ခံပြီးတော့တင်ပြဒါအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အရင်တုန်းကတော့ဒီအပြောင်းရွှေ့ကဏ္ဍကတော်တော်အပြောင်းများတဲ့ကိစ္စဖြစ်ပါတယ်အခုနှစ်အတွင်းလောက်မှာတော့ကျွန်တော်အမြင်ဆိုရင်ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်က PowerPoint နဲ့တန်းစီစတဲ့ computer software ထည့်ပြီးတော့ဒီတန်းစီအရာဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝန်ကြီးတွေရဲ့ guideline နဲ့မတော်တော့ပဲねသူတို့ရဲ့အခြေအနေသူတို့ရဲ့တင်ပြချက်အပေါ်မှာပဲအခြေခံပြောင်းရွှေ့လုပ်နေတယ်လို့ကျွန်တော်ပြန်လည်ဖြေကြားလိုပါတယ်တော့ဝန်ကြီးကျွန်တော်မေးချင်တာပေါ့အဲကျွန်တော်as I just said you that report တာတော့နာမျိုးနဲ့အထက်ဟိုအထက်သားကျောင်းလို့အကုန်လုံးဒီပါဖွင့်အဲ့ဒါနဲ့အခုကဒီခါနဲ့ဟာကျူကြတော့ဟိုဘာတတ်မှတ်ချက်နဲ့အခုထိမဖွင့်နိုင်တာလဲဆိုတာလေးဒီကပြေလို့ရတာကဲကျေးဇူးပါခုနပြောသလိုပေါ့တချို့ကျောင်းတွေကကြိုတင်ပြီးတော့သူပြင်ဆင်နိုင်တယ်ကျွန်တော်ကိုယ်တိုင်သွားကြည့်တယ်ဟိုတလောကဆိုလိုက်ပြီးရင်တည်ထားခွဲဖွင့်နိုင်တဲ့ကျောင်းကြည့်တယ်လို့မဖွင့်နိုင်တဲ့ကျောင်းတွေတချို့ကြည့်ပါသူ requirement ကကျွန်တော်တတ်မှတ်ထားတာရှိတဲ့အတွက်ကြောင့်ဒီတတ်မှတ်ထားတဲ့နည်းနည်းလိုတာနဲ့ကျွန်တော်ပြီးလို့မရဘူး
ဒီခါကလူမီဝန်ကြီးရဲ့ဇာတိဖြစ်လို့တို့ပြလို့မရပါဘူးသူ့ရဲ့လိုအပ်ချက်ရှိတည်တယ်ဆရာဝန်ဒီပေါ့ကျမကြီးဌာနကအတိစိတ်ကြည့်ပြီးတော့သူတို့လက်မှတ်ထိုးမှာပဲအခုဆိုရင်ကျွန်တော်ထင်တယ်အားလုံးပါတော့ပါပြီဒီမနေ့ဆိုရင်နော်12ကျောင်းတန်းစာမြို့နယ်မှာအချက်တန်းကျောင်း12ကျောင်းရှိတယ်အကုန်လုံးပါတော့ပါပြီအဲ့ဒါကမနှဲလို့ရတယ်သူတို့အလူခံတဲ့လူအခါအလူခံတဲ့တရွာလုံးပေါင်းဆက်ပြီးတော့လုပ်တဲ့လူကတော့ခုနပြောတာကရှီကိစ္စတင်တာကိစ္စပြီးတော့ Watson School ကိစ္စအဓိကချက်တယ်ပြီးတော့တချို့နေရာမှာဒီ mass လေးတွေတာမမောင်းရင်ဟိုတန်းစင်တဲ့ပိုင်းလေးပြီးတော့ပညာပေးတဲ့ poster လေးတွေကျန်သွားတဲ့အခါကျတော့သူတို့မှအချိန်ကြီးသူတို့တတ်မှတ်တဲ့အချိန်မှာမရသေးတာရှိပါတယ်အဲဒါကြောင့်နေ့တိုင်းပဲဒါတော့တူလာတယ်ကျွန်တော်အစကတည်းကစ20ရက်နေ့ဖွင့်မယ်ဆိုတော့ကြည့်တဲ့အခါမှာတော်တော်များများကစိတ်ကြစရာကောင်းတော့အားနေနေတာပြပါတယ်ဒါပေမဲ့ဘာကောင်းသွားတဲ့ဆိုရင်ဒီတပီနယ်တော့တိုက်တာပေါ့နော်ကျောင်းတွေကတကယ်ကိုစူးစမ်းလာခုစကိုင်းတိုင်းဆွေဘူခရိုင်တို့ဘာလို့လဲဆိုပထမရတဲ့နိုင်ငံလုံးပထမရတဲ့အကြောင်းတို့တွေကကြိုတင်ပြီးတော့လုပ်တယ်ကျွန်တော်ကကြိုတင်တော့မသိဘူးအခုလိုအပ်ချက်ဖြစ်တာတဲ့အခါကျတော့အကြောင်းအုပ်ဒီမိဘဆရာတဲ့တွေကညပေါင်းပြီးတော့စူးစမ်းတဲ့အခါမှာနေ့ချင်းညချင်းပဲဖြစ်စပြီးတော့ဆောင်ရွက်တာတွေ့ပါတယ်အကြီးအချက်တစ်ခုကဒီအမိုက်ပုံပြဿနာကတော်တော်များများထိပါတယ်ခြေတော့နဲ့နင်းတဲ့အမိုက်ပုံဒီတတ်တဲ့ဒီတော့တမထားတဲ့အခါကျတော့ဒါလေးမရှိရင်လည်းပဲကျွန်တော်တို့ပြီးလို့မရဘူးအဲဒါကြောင့်အင်္ဂလိပ်ကနေပြောမယ်ဆို necessity invent the mother of invention ဆိုလို့ပေါ့တချို့နေရာတွေမှာလိုအပ်ချက်ဖြစ်လာတဲ့အခါကျတော့သူတို့တီထွင်လာတယ်ကျိုးလေးနဲ့ပိုလေးနဲ့ဆွဲပြီးတော့တောင်းနေအဖုံကိုမှမျိုးထွင်ကြပါတယ်အဲဒါကြောင့်ဒီကိုဗစ်ကတစ်ဖက်မှာဆိုးကျိုးလိုဖြစ်နေမယ်တစ်ဖက်မှာတော့ကျွန်တော်တို့တကယ်လူနေမှုစနစ်ကိုပြောင်းလဲပြလိုက်တဲ့စနစ်ကြီးဖြစ်တယ်လို့ကျွန်တော်ပြောလိုပါတယ်အဲဒါကြောင့်မဖွင့်နိုင်တဲ့အကြောင်းကိုအမြဲတမ်းအားပေးပါတယ်လိုအပ်တာရှင်ကျွန်တော်ကိုယ်တိုင်ပိုက်ဆံထည့်ပြီးတော့ကိုညီမယ်လို့တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါကြောင့်မဖွင့်နိုင်တဲ့အကြောင်းတော်တော်များများတော့ရှိသေးတယ်ဒါပေမဲ့83ရာခိုင်နှုန်းကဒီနေ့အထိတက်လာတဲ့အကြောင်းအများကြီးကောင်းတယ်လို့ကျွန်တော်ပြောလိုပါတယ်ဒီတခုမေးချင်တာရှိတယ်နောက်ဆုံးနေဖြစ်ကြောင်းကြောင်းလေးမှယူတဲ့ခါမှာပေါ့နော်ခုတော်တော်နည်းနည်းအခက်ခဲတွေကြားပြောကြတာပေါ့ဒီကန်တလေးရှိနေတော့လေဒီကြောင်းကြောင်းလေးမှကိုဘလို့ကိုကအကြောင်းက20အကြောင်းလောက်ပဲခွင့်ထားသေးတယ်လို့ကြားတော့အဲ့ဒီကြားကအဲ့ဒီထိကပြောင်းချင်တဲ့ကျောင်းသားတွေရောလက်ခံမှုအခြေအနေဘလို့စီစဉ်ခံခွင့်နေတယ်ဆိုတာသိချင်ကြောင်းပြောင်းကိစ္စကကျွန်တော်တို့အကြဖြေဖို့နည်းနည်းခက်တယ်ဒါပေမဲ့အစားလုံးကလည်းကျွန်တော်ပြောသလိုပေါ့ဒီလိုအပြတ်တနာလေးတွေရှင်ကျွန်တော်တို့ကို information ပေးဖို့တော့အခက်အခဲရှိနိုင်တာက criteria နဲ့မညီတဲ့အပိုင်းတွေဆိုရင်တော့ဘယ်လိုမှလုပ်လို့မရဘူးဒါပေမဲ့ကျောင်းဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်ဒီအနေနဲ့သူရဲ့ပုဂ္ဂလိကကိစ္စတစ်ခုကိုကြောင့်ကျင့်ကြတာခက်ခဲတာရှိရင်တော့ကျွန်တော်တို့အမေရိကန်ကိုညီပြီးဖို့အဆင်သင့်ရှိပါတယ်ဆိုလိုတာဒီကျောင်းပြောင်းတစ်ခုလုပ်ဖို့ဆိုတာကတစ်ဖက်မှာ administration ဘက်မှာဒီကျောင်းအနေနဲ့ကျောင်းတဘောဒီအထက်ကတစ်လိုအမျိုးပြောင်းမယ်ဆိုရင်သူ့မှာစစ် limit ရှိလာပြီလာဒီဝင်လာလို့ဆိုတာအကြောင်းပြချက်ဘယ်လောက်ပဲဖြစ်ကျောင်းအနေနဲ့ထိုင်ကုန်တလုံးချဖို့ဆိုတာခက်ခဲရှိပါတယ်အဲဒါကြောင့်အထွက်လာအဝင်လာဘာကြောင့်လဲဆိုတာရှိမှဖြစ်ပါတယ်ရှိမှဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်လူမျိုးဝန်ကြီးအနေနဲ့ဒီလိုအခက်အခဲကြုံတယ်ဆိုရင်ကျွန်တော်တို့ကို information ပေးပါကျွန်တော်ပြည်ဌာနနဲ့အမြဲတမ်းဆက်ပြီးတော့လုပ်မယ်သူရဲ့လုံထုံလုံးမြင်ရခက်ခဲတာကတော့ကျွန်တော်ခုနအပြောင်းရွှေ့ကိစ္စပြောသလိုလုပ်ပြနိုင်မှာမဟုတ်ဘူးဒါပေမဲ့တခြားကိစ္စရက်ကြောင့်ဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့အမြဲတမ်းအစင်တဲ့တော့ကိုညီပြီးဖို့လိုအပ်တဲ့အရေးယူပြီးဖို့ရှိကြောင်းကျွန်တော်လည်းပြန်လည်ဖြစ်ကြလို့ပါတယ်ကျေးဇူးတင်ပါတယ်
ကျွန်တော်ဒီနိုင်ငံရေးနဲ့ရွေးကောက်ပွဲကဏ္ဍမြင်းမြန်ချင်းမဲ့ပုဂ္ဂိုလ်များရှင်တော့ကျွန်တော်မီဒီယာဘက်ကပေါ့နော်ရွေးကောက်ပွဲနဲ့နိုင်ငံရေးလိုပဲပြောမှာပေါ့နော်ဒီခုဖြစ်ပါတယ်ကျွန်တော်တေပါစတဲ့နေရာမှာဟိုတခုမချင်တာကတော့ပြန်ပြန်ချက်တော့ကျွန်တော်မေးကြပါတော့ election ဖြစ်လာတဲ့အချိန်မှာတကယ်ဖြစ်ရင်တကယ် free and fair ဖြစ်မလားပေါ့နော်အဲ့လိုမေးကြတယ်အခုကျွန်တော် NLD ဆိုရအောင်လည်းကျွန်တော်ဆက်ပြီးမေးချင်တာပေါ့နော်ဒီရေကောက်ပွဲမှာရောတကယ် free and fair ဖြစ်မလားပေါ့နော်ကျွန်တော်ဒီရေကောက်ပွဲမှာရောကျွန်တော်ဒီကြားလေးလွတ်လပ်လပ်တရင်ယူခံရှိမလား free and fair ဘယ်လို free and fair ဖြစ်အောင်ဘယ်လိုမျိုးဆိုရဘက်ကနေဆောင်ရွက်ဖို့ရှိရတယ်ဆိုတော့လေအဲ့ဒီကိုဒီမေးချင်တော့ပါကျေးဇူးတင်ပါတယ်ဆက်ဆက်ပြီးရှိတယ်ကျွန်တော်ဒီဖက်ကလည်းဒီမတန်ဆွမ်းဖွဲ့ကနေမိထားတယ်မျိုးခွင့်ရှိပါတယ်ဆိုတော့မတန်ဆွမ်းဒီရဲ့မေးပြီးမှုကိုဘယ်လိုစီစဉ်ပေးလေးဆိုတဲ့ဟာပေါ့နော်ဒီ2015နဲ့2020မတန်ဆွမ်းဒီရဲ့ရွေးကောက်ပွဲမေးပြီးနိုင်တဲ့စီးရင်ဘယ်လောက်ကွာချက်ရှိဆိုတဲ့ဟာဒီမတန်ဆွမ်းလို့ပြောတဲ့ခါမှာအကြားဟောဒီညံကြီးလေးအများကြီးပါမှာဆိုတော့ဘေးအဖွဲ့တွေကိုမေးပြီးခွင့်ပေးမယ်ဆိုတဲ့ဟာပေါ့နော်ဆက်ဆက်ပြီးလို့ရှိပါသေးတယ်ဗျာရှိတော့ကျွန်တော်ဒီနေ့ရုပ်ောက်ပွဲရရှိမှဖြေကြားပေးဖို့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါခင်ဗျာကျေးဇူးတင်ပါတယ်ပထမမေးခွန်းဖြစ်တဲ့ကျွန်တော်ဒီ2020ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကလွတ်လပ်ပြီးတော့တရားမျှတမှုရှိနိုင်ပါမလားဆိုတဲ့မေးခွန်းကိုကျွန်တော်အနေနဲ့မှတ်သားလို့ရရှိပါတယ်လွတ်လပ်ပြီးတရားမျှတဖို့အတွက်ကိုတော့ကျွန်တော်တို့ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းမှာရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းကနေပဲဆောင်ရွက်တဲ့လုပ်ငန်းမဟုတ်ပါဘူးရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းမှာကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ပေါ်ခွဲပြီးရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုချင်းစီအောင်မြင်နိုင်ဖို့အတွက်စီမံခန့်ခွဲရတဲ့အပိုင်းရှိပါတယ်စီမံခန့်ခွဲတဲ့အပိုင်းမှာသက်ဆိုင်ရာဌာနအဖွဲ့အစည်းပုဂ္ဂိုလ်တွေကိုအကူအညီတောင်းခံနိုင်ပြီးဆိုပြီးတော့လည်းဥပဒေရနေမှာပြဋ္ဌာန်းပြီးတော့ပေးထားချက်တစ်ခုနေလည်းရှိပါတယ်အဲ့မှာကျွန်တော်အနေနဲ့ဥပမာအနေနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်ခြင်းဥပမာအနေနဲ့တစ်ချက်ကျွန်တော်အနေနဲ့မီဒီယာပိုင်းနဲ့လည်းပေါင်းပတ်သက်တဲ့အချက်လေးကိုကျွန်တော်အနေနဲ့ထည့်သွင်းပြီးတော့ဆွေးနွေးပေးရမယ်ဆိုလို့ရှိရင်တော့မီဒီယာပိုင်းအနေနဲ့အများဆုံးဖြစ်နေတဲ့ရွေးကောက်ပွဲနေ့မှာမဲရုံထဲမှာဝင်ရောက်ပြီးတော့သတင်းယူခွင့်ဓာတ်ပုံရိုက်ခွင့်ရှိမလားဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးတော့အပြည့်အစုံဖြစ်ခြင်းမဖြစ်ခြင်းကိုကိုယ့်ရဲ့ပေါင်းပတ်သက်မှုပေါ်မူတည်ပြီးတော့စဉ်းစားချင်းချင်းနိုင်ဖို့တော့ကျွန်တော်အနေနဲ့ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မီဒီယာများအနေနဲ့ကရွေးကောက်ပွဲနေ့နိုဝင်ဘာလ10ရက်နေ့မှာမဲရုံတွေကိုဝင်ခွင့်မရှိဘူးဝင်ခွင့်ရှိတယ်မရှိဘူးနဲ့ရှိတဲ့နှမျိုးထဲမှာကျွန်တော်မရှိဘူးဆိုတဲ့ဟာကျွန်တော်ပြန်ပြီးတော့ဖြေရမယ်ဆိုလို့ရှိရင်တော့မဲရုံကိုကျွန်တော်တို့မနေ့6နာရီမှာစဖွင့်ပါတယ်ညနေ4နာရီမှာမဲစင်းထဲမှာမဲဆန္ဒရှင်တွေမရှိတော့ဘူးဆိုရင်ပုံမှန်အားဖြင့်ကျွန်တော်တို့ပိတ်ပါတယ်ပရုံထဲမှာရှိနေရဆိုလို့ရှိရင်တော့ရည်တွက်ပြီးတော့မှ4နိုင်ကျော်ပဲမဲ့လည်းမဲပေးခွင့်ကိုပြီးဆုံးတဲ့အထိအောင်ဆောင်ရွက်ပေးပါတယ်အဲ့အတွက်ကြောင့်မီဒီယာများနေတဲ့ဒီမဲရုံတွေကိုဝင်ခွင့်မရှိဘူးလို့ကျွန်တော်အနေနဲ့ပြောကြားတဲ့အချက်ဒီ6နိုင်မနေ့6နိုင်ရနေညနေ4နိုင်အတွင်းမှာမဲဆန္ဒရှင်ပြည်သူတွေစိတ်နှောက်ယှက်မဖြစ်ဖို့အတွက်ကိုပြုတ်မဲပေးတဲ့စနစ်ကိုမထိခိုက်နိုင်ဖို့အတွက်ကိုရည်ရွယ်ပြီးတော့မီဒီယာများကိုမဲရုံတွေမှာဝင်ခွင့်မရှိပါဘူးအဲ့ဒီအချိန်မှာမီဒီယာတွေကဒီလိုကျွန်တော်တို့ရဲ့ညွှန်ကြားချက်တွေမူဝါဒတွေကိုမတိတာရဲ့ဒါတော့ဒီမီဒီယာဓာတ်ပုံများရဲ့တော့လွတ်လပ်မှုမရှိဘူးတရားမျှတမှုမရှိဘူးဒါတော့ဗတ်လိုက်နိုင်တဲ့အနေအထားရှိတယ်ဆိုပြီးတော့မဲဆန္ဒရှင်တွေဘက်ကိုမကြည့်ဘဲနဲ့ဒီလိုမျိုးအတန်ထွက်လာနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီလွတ်လပ်မျှတခြင်းဟာမီဒီယာဘက်အချမ်းအနေမှာဒါတော့မမျှတဘူးဗတ်လိုက်နိုင်တယ်ဆိုပြီးတော့ဖြစ်သွားနိုင်ပါတယ်တိုးတော့မဲဆန္ဒရှင်အများစုဖြစ်ပြီးတော့မီဒီယာလည်းစုဖြစ်တယ်ကျွန်တော်ရွေးကောက်ပွဲကော်မရှင်နဲ့လည်းစုဖြစ်တာဖြစ်တဲ့အတွက်လုပ်ငန်းစဉ်တစ်ခုမှာတော့အများစုဖြစ်တဲ့မဲဆန္ဒရှင်တွေဘက်ကိုမဲပေး
မဲပေးတဲ့အချိန်မှာလူ့ဝက်မဲပေးတဲ့စနစ်ကိုမထိခိုက်ဖို့အတွက်ရည်ရွယ်ပြီးတော့မနက်6 နာရီကနေညနေ4 နာရီထိရတော့ကျွန်တော်မဲရုံတွေကိုဝင်ရောက်ပြီးတော့ဓာတ်ပုံရိုက်ခွင့်တွေသတင်းယူခွင့်တွေမရှိပါဘူးဓာတ်ပုံရိုက်ခွင့်ရှိတဲ့အချိန်တွေရှိတယ်ဆိုတဲ့ဟာတော့ကျွန်တော်မနက်6 နာရီကနေမှမတိုင်ခင်မှာရက်ကြီးကော်မရှင်ရဲ့ဒုတိယမဲပုံတွေလာပေးပါရဲ့နောက်ပြီးတော့မဲရုံထဲမှာမဲရုံကိုယ်စားလှယ်တွေစောင့်ကြည့်မဲ့အဖွဲ့တွေလာရောက်ပါတယ်အဲ့ချိန်မှာဒီမဲပုံကြီးကဒီနေ့နိုဝင်ဘာ10 ရက်နေ့မှာပြုလုပ်မယ်လွှတ်တော်3 ရက်လုံးရဲ့မဲပုံထဲမှာကြိုတင်ပြီးတော့မဲလက်မှတ်တွေများရှိနေလားဖြတ်မောက်ဖြစ်စေနိုင်တဲ့အထဲထဲမှာအရေးလိုမျိုးဟာတွေများရှိနေနိုင်လားဒါမျိုးတွေမရှိအောင်လုပ်လို့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်မဲပုံကြီးဖွင့်ပြီးတော့ဖွင့်ပြပါတယ်ဒါကတော့6 နိုင်မတိုင်ခင်ပါပြီးလို့ရှိရင်လည်းရက်ကြီးကော်မရှင်တွေကနေမှလာရောက်ပြီးတော့အနှံတဲ့မဲလက်မှတ်တွေကြိုတင်မဲလက်မှတ်သုံးပြီးသားလက်မှတ်ဖြတ်ပိုင်းတွေကြိုတင်မဲပုံးတွေဒီဟာဒီပေါ်မှာလည်းတန်တရားဖြစ်ပေါ်ရှိခြင်းမရှိခြင်းတွေကိုလည်းမီဒီယာများအနေနဲ့အနီးကပ်ကျွန်တော်တို့ဒီရိုက်လို့ရတာဖြစ်ပါတယ်မဲပုံးတွေမှာလော့ကတ်ထားတဲ့ကျွန်တော်တို့ရဲ့လုံယုံရေးကြိုးတွေမှာလော့နံပါတ်တွေပါပါတယ်ဒီနံပါတ်တွေနဲ့မှတ်သားထားတဲ့နံပါတ်တွေနဲ့ကိုက်ညီမှုရှိမရှိဒါကိုလည်း6 နိုင်တိုင်ပြီးမှအနီးကပ်ဝင်ရောက်ပြီးတော့ဓာတ်ပုံရိုက်ယူရပါတယ်နောက်ညနေ4 နာရီမဲရုံပြပါပြီဆိုပြီးမဲရုံမှုကနေမှကျင်းညာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့မဲစတင်ကြည့်တွက်ပါတယ်ရည်တွက်တဲ့နောက်ပိုင်းကနေစပြီးတော့မဲရုံတွေကိုဝင်ပြီးတော့အနီးကပ်မဲရုံမှုကသတ်မှတ်ထားတဲ့နေရာကနေမှအနီးကပ်သတင်းယူပြီးတော့ဓာတ်ပုံရိုက်ပြရှိပါတယ်ဒီအကြောင်းအရာတွေကိုကိုကသိထားခြင်းအပြင်ကျွန်တော်တို့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာမီဒီယာများအနေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ဒီအကြောင်းအရာကိုသိလို့ပူးပေါင်းဆောင်ရွက်မှုတွေပန်ကန်တော့ပန်ကန်ပြီဆိုလို့ရှိရင်တော့ပွင့်လင်းမြင်သာပြီးတော့လွတ်လပ်မျှတတယ်လို့အားလုံးယူဆသွားနိုင်ပါတယ်မီဒီယာတွေရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့လုပ်ငန်းစဉ်ကိုအကောင်းဆုံးဆောင်ရွက်နိုင်ပါတယ်သို့တော့ခုနလိုမျိုးဝင်ငွေမရှိတဲ့အချိန်မှာဝင်ငွေမရှိဘူးဆိုတာလည်းမဲဆန္ဒရှင်ပြည်သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ကန့်သတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဝင်ငွေမရှိတဲ့အခါမှာဝင်ငွေမရှိလို့ပွင့်လင်းမြင်သာမှုမရှိဘူးမျှတမှုမရှိဘူးမလိုက်မှုရှိနိုင်တယ်ဆိုပြီးတော့တုံးတက်ဖို့ရှိမယ်ဆိုလို့ရှိရင်တော့ဒီကိစ္စမှာတော့တုံးတက်တဲ့အဖွဲ့အစည်းပုံကိုနေနဲ့လိုအပ်ချက်ရှိသွားတယ်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေနဲ့ရွေးကောက်ပွဲကော်မရှင်ကနေမှပြဋ္ဌာန်းထားတဲ့ညွှန်ကြားချက်တွေကိုလည်းမဲဆန္ဒရှင်ပြည်သူတွေကိုသိအောင်ပေါ်ထုတ်ပေးနေတဲ့ကျွန်တော်မီဒီယာများအနေနဲ့သိရှိခြင်းအပြင်ကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာဆောင်ရွက်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဒီပွင့်လင်းမြင်သာမှုရှိပြီးတော့လွတ်လပ်မျှတမှုရှိခြင်းမရှိခြင်းတွေကိုပေါ်ထုတ်ပေးဖို့ရတယ်ကျွန်တော်မီဒီယာတွေရတဲ့အားကိုးပြီးတော့ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကြေညာချက်တွေထွက်လို့ရှိရင်လူ10 ယောက်15 ယောက်အယောက်တရာတည်းမဟုတ်ဘူး။ကျွန်တော်တို့ကမ်းလှမ်းနေတဲ့ဟာလမ်းဖွင့်ထားတဲ့ဟာတွေကတော့မီဒီယာများရဲ့သတင်းအချက်လက်တွေထဲမှာကျွန်တော်တို့ရဲ့အချက်လက်တွေအကြောင်းအရာတွေကိုရောက်ရှိသွားခြင်းအပြင်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပွင့်လင်းမြင်သာမှုရှိပြီးတော့လွတ်လပ်မျှတတယ်ဆိုတဲ့ဟာကိုတရုပ်ပေါ်နိုင်ဖို့ဒီကျွန်တော်ပူးပေါင်းဆောင်ရွက်သွားနိုင်ကြဖို့ဒီအလွန်ရေးကြီးပါတယ်။နောက်ချက်ကကြတော့ကျွန်တော်မတန်ဆွမ်းမဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီးတော့2015အထူးရွေးကောက်ပွဲမှာတော့ကျွန်တော်မတန်ဆွမ်းမဲဆန္ဒရှင်တွေအတွက်ကိုမဲစင်းစတင်ပြုစုတဲ့အချိန်မှာမှတ်ချက်ပေးပြီးတော့ပြုစုနိုင်ခဲ့ခြင်းမရှိသလိုပဲရွေးကောက်ပွဲနေ့ရက်မှာလည်းကျွန်တော်တို့မဲယုံမှာမတန်ဆွမ်းနေတဲ့အတွက်ကိုဆောင်ရွက်ပေးနိုင်ခြင်းခဲ့ခြင်းမျိုးကိုလည်းကျွန်တော်ချင်းပြည်နယ်အတွင်းမှာမရှိပဲခဲ့ပါဘူး။သို့တော့မြို့ကြီးတွေမှာတော့ကျွန်တော်မီလီလိုမတန်ဆွမ်းအဖွဲ့အစည်းတွေဘူအဖွဲ့အစည်းတွေနဲ့ပေါင်းဆက်ပြီးတော့ဆောင်ရွက်ပေးနိုင်ခဲ့တာတော့ဒါ2015မှာတော့တခြားတိုင်းနယ်ပြည်နယ်ကြီးတွေမှာတော့သူမတန်ဆွမ်းအဖွဲ့အစည်းတွေအင်အားကြီးပါတဲ့အဖွဲ့အစည်းတွေအနီးကပ်ရှိတဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။မတန်ဆွမ်းမျက်မြင်မြင်စာပေတွေလည်းသူဆောင်ရွက်နိုင်ကြပါတယ်။ကျွန်တော်ချင်းပြည်နယ်ထဲမှာတော့မျက်မြင်မြင်စာပေတွေနဲ့တင်ကြားတဲ့လုပ်ငန်းစဉ်မျိုးတွေလည်းမရှိခဲ့သလိုပဲကျွန်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေနဲ့လည်း2015မှာမတန်ဆွမ်းမဲဆန္ဒရှင်တွေအတွက်ကိုမဲစင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်မဲယုံမှာပဲဖြစ်ဖြစ်ဆောင်ရွက်ပေးနိုင်တဲ့ခြင်းမရှိဘူးဆောင်ရွက်ပေးနိုင်တဲ့တစ်ချက်ကတော့တော်တော်ရွေးကောက်ပွဲဒီဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့ကျွန်တော်ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်တွေမှာလည်းဥပဒေတိုင်းပဲတာဝန်တစ်ခုပဲထမ်းဆောင်နိုင်ခဲ့တယ်ဝတ္တရားကျွန်တော်တို့တက်တော့ခဲ့ပါတယ်အခု2020မတိုင်ခင်မှာတော့2019ကနေစပြီးတော့ကျွန်တော်တို့ဥပဒေနည်းဥပဒေဆိုတာကျွန်တော်တို့ရဲ့တာဝန်တွေပါပဲအဲ့တာဝန်တွေကိုပို့ပြီးတော့ခြေလွန်စေဖို့တော့ကျွန်တော်ဝတ္တရားတွေနဲ့ပေါင်းဆက်ပြီးဆောင်ရွက်ပါတယ်2019ကြားတဲ့ရွေးကောက်ပွဲမှာတော့ကျွန်တော်ထပ်လန်မြို့နယ်တမြို့နယ်တည်းရှိတဲ့အခါမှာစံပြုတ်မဲယုံစံပြမှုပေါ့အရာရာတိုင်းတော့ကျွန်တော်ဘာမှဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်စံပြုတ်မဲယုံကိုမြို့ပေါ်ရက်ွက်တွေမှာ3ယုံဖွင့်လှစ်နိုင်ခဲ့သလိုပဲအဲ့မဲယုံတွေမှာမတန်ဆွမ်းမဲဆန္ဒရှင်တွေကိုယ်တိုင်မဲယုံအဖွဲ့ဝင်ဖြစ်အနေဆုံးစဉ်ကျွန်တော်မှင်တို့သူဖြစ်
ဆောင်ရွက်ခြင်းမျိုးကိုလည်းကျွန်တော်ထန်တန်မျိုးတွေမှာဆောင်ရွက်နိုင်နေပါတယ်2018ဂျာပြက်ကမ်ပလန်နဲ့မတူပြီးမှလည်းကျွန်တော်တို့စက်ပြုများရုံနဲ့ဆောင်ရွက်နိုင်ခဲ့တယ်အခု2020မှာတော့ကျွန်တော်တို့မဲဆန္ဒရှင်လူရည်စင်စတင်ကောက်ယူခဲ့ကြတဲ့ကူကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေမှာဦးစီးပြီးတော့ကောက်ပေးကြတဲ့ကူမှာမှတ်ချက်တွေထဲမှာမတန်ဆွမ်းမဲဆန္ဒရှင်တွေဆိုပြီးတော့မတန်ဆွမ်း၄မျိုးတွေကိုတစ်ခါတည်းထည့်သွင်းပြီးတော့ကောက်ယူနိုင်ခဲ့တဲ့ရာဂိုင်နှုန်းများရရှိပါတယ်အချို့နေရာမှာတော့လိုအပ်ချက်ရှိပါတယ်မတန်ဆွမ်း၄မျိုးထဲမှာခန္ဓာကိုယ်မတန်ဆွမ်းလားအမြင်လားအကြားလားဉာဏ်ရည်မမီလားဒီဟာတွေကစမတန်ဆွမ်းဆိုမတန်ဆွမ်းကြီးပဲမရေးပဲနဲ့ဒီမတန်ဆွမ်းအမျိုးအစား၄မျိုးတွေကပဲအမျိုးအစားကဘယ်မဲဥမှာရှိတယ်ဆိုရင်ကျွန်တော်တို့ကော်မရှင်ပေါ်ပွဲအနေနဲ့ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတော့သိတာနိုင်ဖို့အတွက်လူရည်စင်ကောက်ယူရဲကကျွန်တော်တို့မှတ်ချက်အနေနဲ့ကောက်ယူခဲ့ပါတယ်တီးတန့်ကိုလည်းမှတ်ချက်စီးရင်တွေအားလုံးကိုလည်းမတန်ဆွမ်းအရေးအတွက်တွေအားလုံးကိုလည်းတီးတန့်ဆွဲထုတ်ပြီးတော့မြို့နယ်လည်းပြုစုထားပါတယ်အဲ့မှာကျွန်တော်ချင်းပြည်နယ်တပြည်နယ်လုံးမှာအခု2020အထွေထွေရွေးကောက်ပွဲအတွက်ကိုမတန်ဆွမ်းမဲဆန္ဒရှင်တွေကျွန်တော်တို့စီစစ်ထားတဲ့စုစည်းထားတဲ့အရာတော့3000နဲ့မှာ33ရှိပါတယ်3000နဲ့33ရှိတယ်အဲ့တော့မြို့နယ်6မြို့နယ်လုံးမှာပလောဝမြို့နယ်6မြို့နယ်လုံးမှာကျွန်တော်စံပြုမဲရုံကို38ရုံဖွင့်မှုရာထားပါတယ်ဒါကျွန်တော်ရာထားချက်ကိုပဲကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ရာထားတဲ့ဆိုတဲ့အသုံးလုံးသုံးတဲ့ရည်ရွယ်ချက်ကတော့မတန်ဆွမ်းအဖွဲ့အစည်းတွေကများဘယ်လောက်ထိပတ်ဖို့ပြီးနိုင်လဲကျွန်တော်ဒီဘက်ကအစိုးရအဖွဲ့ရအောင်မတန်ဆွမ်းမဲရုံတွေရာထားတဲ့ဟာကို38ရုံလုံးမှာဘယ်လောက်ဘယ်နေရာတွေပို့ပြီးတော့ပံ့ပိုးပေးလာနိုင်လဲနောက်ကျန်တဲ့ CSO အဖွဲ့တွေလူငယ်အဖွဲ့တွေရအောင်ဘယ်လောက်ထိပါဝင်ပတ်သက်နိုင်လဲမီဒီယာအဖွဲ့တွေရအောင်လာရောက်ပံ့ပိုးပေးနိုင်မယ်လို့ပြောဘယ်လောက်ထိသုံးဆောင်ပေးနိုင်လဲဒီပေါ်မှာရည်ရွယ်ပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်ပြည်9မြို့နယ်လုံးမှာမဲရုံကိုရာထားမဲရုံစံပြုမဲရုံတွေနဲ့38ရုံရာထားချက်ရှိပါတယ်ကျွန်တော်တို့ကော်မရှင်ပေါ်ကွဲအနေနဲ့ကတော့အတက်နိုင်ဆုံးဆောင်တော့မှာဖြစ်တယ်ကျန်တဲ့အဖွဲ့အစည်းတွေမှာပူးပေါင်းဆောင်မှုအားကောင်းရင်ကောင်းတယ်လို့ပဲမတန်ဆွမ်းမဲဆန္ဒရှင်တွေအတွက်ကိုမဲပေးခွင့်ဒီလွယ်လင့်ကူနဲ့မဲပေးခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်ဒီတက်မကလည်းကျွန်တော်တို့ဒီမဲရုံတွေမှာဒီစံပြုမဲရုံတွေမှာဖြစ်ဖြစ်ကျန်တဲ့မဲရုံတွေမှာပဲဖြစ်ဖြစ်မတန်ဆွမ်းမဲဆန္ဒရှင်တွေဒီမဲရုံတွေမှာမဲရုံပုံဝင်တယောက်အနေနဲ့ဘယ်နေရာနေမှာတာဝန်ယူပြီးတော့ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဆွေးနွေးမှုတွေကမ်းလှမ်းမှုတွေဆက်လက်ပြီးတော့ဆောင်ရွက်ပါမယ်ချင်းပြည်နယ်တပြည်နယ်လုံးအတွက်ကောကျန်တဲ့အတိုင်းဒေသကြီးနဲ့ဒီဆက်တဲ့ဒေသတွေအတွက်ကိုနောက်လာဩဂတ်လ14ရက်နေ့မှာကျွန်တော်ဖိုရမ်ခုရှိပါတယ်ကမ်ဘလန်မှာဩဂတ်လ14ရက်နေ့မှာ3ရက်ကြာဆောင်ရွက်မှာဖြစ်ပါတယ်အဲဒီညီနိုင်အစည်းအဝေးမှာကျွန်တော်ကော်မရှင်နေနဲ့လည်းစပီကာပါတယ်လို့နိုင်ငံရေးပါတီအချို့အနေနဲ့လည်းစပီကာပါဝင်တော့မှာဖြစ်တယ်အဲ့မှာမတန်ဆွမ်းမဲဆန္ဒရှင်တွေအတွက်ကိုကျွန်တော်တို့ဘယ်လိုမျိုးပူးပေါင်းပါဝင်ဆောင်ရွက်ကြမလဲဆိုတဲ့ဟာကိုလည်းအဲ့ဒီ3ရက်ရဲ့ထွက်ပေါ်လာဆွေးနွေးချက်တွေပေါ်မှာတည်ပြီးတော့မတန်ဆွမ်းမဲဆန္ဒရှင်တွေတာမန်မဲဆန္ဒရှင်တွေလိုပဲကြိုတင်မဲပေးလိုက်ရပြီးမဲယုံကိုမတော်တော့ပါဘူးဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့တာမန်မဲဆန္ဒရှင်တွေလိုပဲမဲယုံတွေမှာတာမန်မဲဆန္ဒရှင်တွေလိုမတန်ဆွမ်းမဲဆန္ဒရှင်တွေတွားရောက်ပြီးတော့မဲပေးခွင့်ရအောင်သူတို့တွေကိုလည်းမဲယုံရဲ့ပုံဝင်တာဝန်တွေတကယ်လည်းမဲယုံတွေကိုလည်းတွားရောက်ပြီးတော့တန်းစီတဲ့အခါမှာလည်းတန်းစီတဲ့အနေထားတိုင်းတွားရောက်နိုင်ဖို့အတွက်ကိုကျွန်တော်ဒီ3ရက်အတွင်းမှာတော့ညှိနှိုင်းဆွေးနွေးမှုတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့လိုတော့ကျွန်တော်ဒီမတန်ဆွမ်းမဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ချင်းပြည်နယ်အတွင်းမှာအလေးနဲ့ထားပြီးဒီလက်တွေ့ကြပေးထားကြတာဥပဒေနည်းဥပဒေတောင်းဝင်တွေကတော့ကြိုတင်မဲကိစ္စတွေမဲယုံတွေကိစ္စတွေကျွန်တော်တို့မတန်ဆွမ်းနဲ့ပတ်သက်ပြီးတော့ပေးထားကြအနေနဲ့ပြဋ္ဌာန်းချက်အနေနဲ့ကတော့တောင်းဝင်နေတော့ရှိတယ်ဒီဥပဒေနည်းဥပဒေတွေကိုပို့ပြီးတော့အထောက်အပံ့ဖြစ်စေဖို့အတွက်ကတော့ကျွန်တော်ဝတရားတရက်အနေနဲ့ချင်းပြည်နယ်တွင်းမှာတော့ခုနစံပြုမဲယုံတွေဆောင်ရွက်တော့ရှိပါတယ်ကျွန်တော်တို့ရဲ့အားနဲ့ဆောင်ရွက်နိုင်တာရှိတဲ့အတွက်ကြောင့်ပူးပေါင်းဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းတွေပေါ်ထွက်လာနိုင်ဖို့အတွက်ဒီကြံများကိုလည်းအားကိုးကြောင်းကျွန်တော်အနေနဲ့တင်ပြဆွေးနွေးလိုပါတယ်ကျေးဇူးတင်ပါတယ်ဆက်ဆက်မေးချင်တာလေဒီရေကောက်ဘိုးရချင်းပြည်နယ်မှာဝေးဆောင်ကြည့်မဲ့အဖွဲ့အစည်းကဘယ်နှဖွဲ့လဲဆိုရင်တွန်းထားတယ်အခုလက်ရှိအချိန်ဒီအထိကတော့ကျွန်တော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့စီးရင်လည်းကျွန်တော်ချင်းပြည်နယ်တွေကိုရောက်သေးပါဘူးချင်းပြည်နယ်ထဲမှာလည်းတပြည်နယ်လုံးကိုလေးလာဆောင်ကြည့်မဲ့အဖွဲ့အစည်းဆိုလို့ရှိရင်ကျွန်တော်တို့ပြည်နယ်ကော်မရှင်ပေါ့ခရိုင်တစ်ခုတည်းလေးလာဆောင်ကြည့်မဲ့ဆိုခရိုင်ကော်မရှင်မြို့နယ်တစ်ခုတည်းပဲဆောင်ကြည့်မဲ့ဆိုလို့ရှိရင်တော့မြို့နယ်ကော်မရှင်မှာလာရောက်ပြီးတော့စီးရင်တင်သွင်းလို့ရပါတယ်ကျွန်တော်တို့ကော်မရှင်ပေါ်ကွဲအဆင့်ဆင့်မှာတော့ထုတ်ပေးရမယ့်ကတ်ဒီအဆင့်သိရှိနေပါတယ်အခုချိန်ကြီးကတော့ဒီတရားမှမရောက်ရှိသေးပါဘူးအခုကျွန်တော်တို့ပထမအချိန်မဲစင်းပေါ့ပထ
42ရှိပါတယ်3,400,242ဦးဟာပထမကြိမ်မဲစင်းကတ်ထားကြည့်ကြပါတယ်အဲ့ထဲမှာမပါသေးတဲ့လူဆိုလို့ရှိရင်ပုံစံ3နဲ့ရှောက်တဲ့ဟာတွေလည်းကျွန်တော်ပြည်နယ်တွင်းမှာရှိနေပါပြီပုံစံ3နဲ့ရှောက်တာဆိုရင်ကျွန်တော်မနေ့ကထိဆိုလို့ရှိရင်1436ဦးရှိတယ်နောက်ပုံစံ4နဲ့ကန့်ကွက်တာကျွန်တော်ပြည်နယ်ထဲမှာတော့သာသနာဝန်ထမ်းတွေလည်းပါတယ်နောက်စတဲ့လူကြီးအချင်းကောက်တဲ့အချိန်ကနေစပြီးတော့ခုကတ်တဲ့အချိန်အတွင်းမှာပွယ်လွန်သွားတဲ့လူတွေလည်းပါကောင်းပါနိုင်တယ်တချို့ပြည်ပမဲဆန္ဒနဲ့ပြင်ပရောက်သွားတဲ့လူတွေလည်းရှိကောင်းရှိနေတယ်အဲ့ဒီလူတွေတော့ကလည်းကန့်ကွက်မှုတွေကတော့1589ဦးကမနေ့ကရှိပြီးတော့ပုံစံ4ကအချက်လက်တွေမှားတာတွေကောက်တဲ့အခါမှာမပါလာတဲ့အချက်လက်တွေအဲ့ဒီအချက်လက်တွေကိုဖြည့်ဆွတ်တာတွေပြင်ဆင်တာတွေတော့ပုံစံ4ကငယ်နဲ့ပြင်ဆင်တာ1500နဲ့မှ9ဦးမနေ့ကရှိတော့ရှိနေပါအဲ့တော့ကျွန်တော်ဒီပထမအချိန်မဲစင်းကိုကတ်ထားပြီးတဲ့အခါကျရင်တော့ဒုတိယအချိန်မဲစင်းမတိုင်ပြီးမှကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဆောင်ရွက်ချက်ကတော့နိုင်ငံလုံးတိုင်းတာနဲ့တော့မဟုတ်ပါဘူးပြည်နယ်တွင်းမှာအဓိကရွေးချက်ကမဲဆန္ဒရှင်တွေမဲပေးပိုင်ကိုမဆုံးရှုံးမှုတော့ကြီးတယ်ရွေးတာဖြစ်တဲ့အတွက်တော့ဒုတိယအချိန်ကကျွန်တော်တို့10လပိုင်းမှာအောက်တိုဘာမှာကတ်မှာဖြစ်တယ်အဲ့အောက်တိုဘာမှာဒုတိယအချိန်မှာကတ်ခင်ဒီဂျားထဲမှာပြည်သူ့ဘဏ်ကနေမဲစင်းတွေပုံမရရှိဖို့အတွက်ကျွန်တော်ဒီလနှစ်ခုနေနဲ့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပေါ်ပွဲရှိခွင့်ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ဖို့ကျွန်တော်ရထားတာရှိတယ်ပထမချက်ကအခုမဲစင်းမှာလိပ်စာတွေထဲမှာရွေးကောက်ပွဲဆိုင်ရာအိမ်နံပါတ်ကုတ်တွေပါတယ်4 digit နဲ့4 digit နဲ့ကျွန်တော်တို့ထည့်ထားတာရှိတယ်အဲ့ digit တွေအားလုံးကိုကျွန်တော်တို့အဲ့ကုတ်နံပါတ်တွေအားလုံးအိမ်ဒီမှာလိုက်ကပ်ပြီးပါတယ်ကတ်တဲ့အခါမှာကျွန်တော်တို့ဒီကအုပ်ချုပ်ရေးအဖွဲ့ကြီးရက်ကြီးကော်မရှင်တွေလူငယ်ဗော်လန်တီယာတွေဒါတွေနဲ့ကျွန်တော်တို့ပေါင်းဆက်ပြီးတော့ဆောင်းတော့အခုကျွန်တော်ပထမချိန်ကတ်တဲ့အချိန်မှာလည်းလူငယ်ဗော်လန်တီယာအများစုသုံးတယ်ပြီးရင် call center တွေ contact center တွေကိုကျွန်တော်တို့ဆောင်းရပေးတယ်နောက်ပြီး page တွေရဲ့ account တွေမှာလည်းကျွန်တော်ဒီမှာတွေကိုမေးမြန်းချက်တွေရှိတယ်နောက် messenger နဲ့ကျွန်တော် Viber တွေမှာလည်းကျွန်တော်တို့အဖွဲ့တွေတင်ပြီးတော့ကိုယ်နာမည်ကိုတန်းပေးလိုက်တာနဲ့သူ့ရဲ့ mail ချင်းကိုကျွန်တော်ကွန်ပျူတာထဲမှာဆက်ပြီး Viber ထဲမှာပဲအချက်လက်ကြီးကိုပုံစံလေးကိုကျွန်တော်ထပ်ပို့ပေးတာရှိတယ်။နောက်တော့ကျန်တဲ့တိုင်းနယ်ပြည်နယ်တွေကတော့လုံကောင်းလုံနိုင်လုပ်တဲ့တိုင်းနယ်ပြည်နယ်တွေလည်းရှိကောင်းရှိမယ်လို့ဒီမီဒီယာလည်းသိနေတယ်။ဒါပေမဲ့ကျွန်တော်ချင်းပြည်နယ်မှာတော့ကြိုတင်ပြီးတော့လူငယ်တွေနဲ့ဖွဲ့စည်းတဲ့ volunteer တွေနဲ့ဆောင်ရွက်တဲ့လုပ်ငန်းတွေရှိတယ်လို့မဲဆန္ဒရှင်တွေဒီ COVID-19 ကာလမှာကုသရောဂါပြန့်ပွားမှုတွေနည်းအောင်အတွက်ကိုမဲစင်းလာမကြည့်ဘဲနဲ့ဖုန်းနဲ့မေးရင်လည်းသိနိုင်အောင်ကျွန်တော်ပြည်နယ်တွင်းမှာဆောင်ရွက်ထားတာရှိတယ်။အဲ့တော့ခုနကျွန်တော်တင်ပြတဲ့ဟာတော့ခုနကုတ်အိမ်တော်ကုတ်နံပါတ်ဒီအိမ်နယ်ရောက်ကျွန်တော်တို့ကတ်ဖို့ရှိတယ်ဒုတိယကြိမ်မဲစင်းလာကြည့်တဲ့အခါမှာအခုလိုဆိုင်တွေအများကြီးလိုက်ပြီးတော့တန်နေဖို့မဟုတ်ဘဲနဲ့ကိုယ့်အိမ်မှာကတ်ထားတဲ့ဟာ3-3တက်ဆိုရင်3-3တက်ရှိတဲ့နေရာကိုလာကြည့်လိုက်တာနဲ့တိန်တော်စုလို့တွေ့ရတဲ့အနေအထားကိုကျွန်တော်ဆောင်ရွက်မယ်အဲနောက်တစ်ချက်ကကြတော့ကျွန်တော်ဒီကအုပ်ချုပ်ရေးအဖွဲ့ကြီးတွေလူငယ်တွေနဲ့ပေါင်းဆက်ပြီးညှိနှိုင်းရယူမှုကအားကောင်းရင်အားကောင်းတယ်လို့ပေါ့ဒုတူတူစနစ်တွေနဲ့ကျွန်တော်ဆက်ဆောင်သွားဖို့ရှိတယ်မဲစင်းဆောင်ကြီးကိုကင်သွားမယ်ဒုတူတူလုပ်မယ်စနစ်ကိုကျွန်တော်ဒုတိယပူဇော်ပေးနေတဲ့ဆောင်ရွက်သွားမယ်အဲ့တော့ဒီမဲစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒုတိယချိန်ကပ်ပြီးဆိုရင်တော့နောက်တတိယချိန်တော့မဟုတ်ပြင်ပဲလေရွေးကောက်ပွဲနေ့ရက်မတိုင်မီ2ရက်အလိုမှာလည်းရကြီးကော်မရှင်ရုံးနေပါရဲ့မဲရုံနေပါရဲ့ကျွန်တော်တို့ကတ်ထားမှာဖြစ်တယ်ရွေးကောက်ပွဲနေ့မတိုင်မီ9ရက်အလိုထိအောင်စုဝေးလိုက်ကြံခဲ့တယ်ဆိုလို့ရှိရင်လည်းသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့နောက်ဆက်တွဲမဲစင်းမှာထည့်သွားမယ်ကျန်တဲ့မြို့နယ်တွေကပြောင်းလာလို့ပုံစံ30နဲ့ပြောင်းလာလို့ဟိုဘက်ကမဲစင်းထွက်ခဲ့ပြီးပါပြီဆိုတဲ့ပုံစံ4ခေါက်ကိုကန်လာတဲ့လူတွေကိုလည်းရွေးကောက်ပွဲက10ရက်နေချင်းပါလို့9ရက်နေရောက်လာတဲ့လူအဲ့လူလက်ထဲမှာပုံစံ30ပါလာတယ်ဒီဘက်မှာ6မျိုးလောက်6လဲဝင်ပြီးပြီဟိုဘက်ကလည်း4ခေါက်ကိုမဲစင်းမှာပယ်ပြတ်ပြီးပါပြီဆိုတဲ့4ခေါက်ကိုပါလာခဲ့မယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲနေ့မတိုင်ဘူးတရက်လို့9ရက်နေ့ထိတိုင်အောင်မဲပေးပိုင်မှုရှိတဲ့လူတွေကိုဆုံးရှုံးမှုအတွက်ကျွန်တော်ပြည်နယ်တွင်းမှာတော့ဆောင်ရွက်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါဆိုကျွန်တော်ရဲ့ကျမ်းမာရေးကဏ္ဍပေါ့နော်ကျမ်းမာရေးကဏ္ဍဒီပါဟုတ်ကျွန်တော်နာမည်ကဒေါက်တာရူဘီလာရပို့ကပါတော့ကျွန်တော်မိခွာဒီနိုင်ငံရေးမိခွနဲ့ဆိုင်မရှင်တဲ့လူကဲစေနေလောက်တော့အမေရိကန်မှာနေတဲ့ကျွန်တော်ဖလန်ကောပေါ်တယောက်မင်းစပေါ်ကသူဒီတတိတပို့ online မှာတင်ခဲ့တယ်သူဘာပြောလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံတိုင်းတဲ့ပြည်နယ်စလီခုမှာ
ကျွန်တော်ချင်းပြည်နယ်က corruption မှာအဆိုးဆုံးနံပါတ်1လို့ရေးခဲ့တယ်။နောက်ဒီ development မှာလည်းအဆိုးဆုံးနံပါတ်2လို့ရေးခဲ့တယ်။အဲ့ဒီကိစ္စဒီကျွန်တော်ရဲ့မိခွန်ကဒီပြည်နယ်ဆွဲအနေနဲ့ကြည်လာနောက်အဲ့ဒါမှန်ကန်လားမမှန်ကန်ဘူးဆိုရင်ဖြစ်ရှိချက်ထုတ်ခဲ့လားထုတ်ပြီးလားဆိုတော့ဘာလို့ကျေးဇူးတင်ပါတယ် ကျေးဇူးတော်ရဲ့ဆက်ဖို့လို့ညီမလေးကြပေးဖို့တင်ပြပါတယ် ကျမမြောက်တယ်မြောက်တယ်တော့ပါနိုင်ငံမပြီးသေးအတော့ပါမာဒီဘောကျွန်တော်တို့ရှင်းပြနေတယ်။ဒီပတ်သက်ပြီးတော့ဟို line ပေါ်မှာတက်တာတွေလည်းကျွန်တော်တို့တွေ့ပါတယ်။ခုနကကျွန်တော်တို့ဒီ live ဘောနေပြီးတဲ့ Joseph Plan ကပြောရလည်းရှိတယ်မယ်။နောက်ကျွန်တော် line ပေါ်မှာလည်းတွေ့တယ်။နောက် Asia Foundation ကနေပြီးတော့ဒီဟာကိုပေါ်ပြတာလည်းတွေ့တယ်။ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းပြနေဆိုတော့ပတ်နေတယ်။ဒီဟိုအဓိကတော့ဥမာဟင်တာကဆက်သွယ်ထားပြီးတော့ပြည်တော်ဒီနေ့သူကမအားလည်းတယ်မလာဘူးဖြစ်ပါတယ်ဆိုတော့ Asia Foundation ကနေပြီးတော့ပြန်ကြားစာရတော့ကျွန်တော်တို့ကတော့ research လုပ်တာပေါ့နော် research လုပ်တဲ့အရာဒီတိုင်းဒေသကြီးပြည်နယ်အားလုံးရဲ့ data ပြီးခဲ့တဲ့တစ်နှစ်နှစ်သုံးနှစ်က data အရာအဲ့လိုလေးဟိုပေါ်ပြတဲ့သဘောမျိုးလို့တော့ရေးထားတာကျွန်တော်စီအကြောင်းပြလာတာရှိတယ်ထက်တဲ့ဝင်သူတို့ဟိုဘေးချင်တာရှိတယ်သူတို့ဖိတ်ပြီးတော့မှကျွန်တော်တို့စီလာပြီးတော့အစွာဖို့ရှင်းပြမယ်ဆိုတာလည်းအကြောင်းပြန်ထားတာရှိပါတယ်ဟိုဥမာဒါဆိုတော့ကျွန်တော်တို့ဒီအဂတိနဲ့ပတ်သက်ပြီးတော့ခုနလက်ဆောင်အများဆုံးဆိုတဲ့ဥစ္စာတွေကဒီလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကလေးကဒီပြောတဲ့ data လေးတွေပေါ်မှာကျွန်တော်တို့ရှင်းပြအစွာဖွဲ့နေတယ်ဒီ media conference မှာလည်းကျွန်တော်ဖြေကြားတာရှိခဲ့ပါတယ်ဆိုတော့ဒါကဟိုတိတိကျခိုင်မာတဲ့ data မဟုတ်ပဲနဲ့ပြောလို့ရှိရင်ဒါကိုယ့်ရဲ့ကိုပေါ့ကိုလှန်ထောင်းတာမျိုးဖြစ်နေပါတယ်နော်တိုင်းပြည်ပြည်နဲ့14ခုနေပြည်တော်ကောင်စီမှာ15ခုမှာကျွန်တော်ချင်းကတော့ဒီဟာအများဆုံးဆိုတာပေါ်ပြနေတာဟာကျွန်တော်ချင်းနေဆိုအဖွဲ့ရဲ့ပုံရိပ်ကိုကြားစင်မလို့ကျွန်တော်အဲ့လိုမျိုးလည်းအဖြစ်မခံနိုင်ဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုသက်ဆိုင်ရာကထိုက်တဲ့မီဒီယာတွေလည်းကျွန်တော်တို့ပြန်ပြီးတော့ဟိုမေးပြီးတော့ဟိုရယူပြီးတော့ဖြေကြားတာလေးတွေရှိခဲ့ပါတယ်ဆိုတော့ဟို data တိကျမဖြစ်ပဲနဲ့ဟိုပြောတယ်ဟိုအရင်တော့ဆိုဥမာ live ပေါ်မှာကျွန်တော်ရှင်းရတယ်ဥမာဖလားမှာကျင်းပတဲ့ချင်းမျိုးသားနေမှာ300ဟလာဝီကျုပ်လက်ထဲမှာပျောက်သွားတယ်ဆိုတာဒါမီဒီယာတွေအားလုံးလို့တွေ့မှာပါတကယ်တမ်းထက်တဲ့ဝင်နေလုပ်တဲ့ခါကျတော့ကျွန်တော်ကဝယ်ဝင်နဲ့ဒီဘက်ကထွက်ဝင်နဲ့ဒီလို balance လုပ်တဲ့ရှိမှာဒီဟာတွေကအကုန်ပါသွားပြီဒါဥမာကောက်ခံရရှိတဲ့ဟိုအလှူငွေကဥမာ3000ရတယ်ဒီဘက်က3တာကဥမာ3800ဆိုတော့ကောက်ခံရရှိတဲ့ပတ်စံတွေကနေဒီဘက်က3တဲ့ထဲမှာပါသွားပြီဒီအဲ့ဒါမျိုးမသိပဲနဲ့ဟိုရမ်းပြီးတော့ပြောတဲ့ဟာရမ်းပြီးတော့ရေးတဲ့ဟာကြတော့ဟိုဝီကျုပ်တယောက်အနေနဲ့ရမ်းတဲ့ခါကျအစိုးရဖွဲ့နေတယ်လည်းသိခါကြဟိုဒီလိုမျိုးတော့ media ethic နဲ့ကြောင့်ညီတဲ့ဟာတွေတော့ဖြေချဖို့လိုမယ်လို့ကျွန်တော်ထင်တယ်တိတိကျကျအဖြေပေါ်မှာမောင်းဖြူလက်စားမောင်းနီလက်စားဘယ်ဌာနလက်စားဒီလိုတိတိကျဆိုရင်ကျွန်တော်တေချာပေါ့အရေးကြီးမှာဟိုအဂရိကိုတင်ပြပြီးတော့လည်းအရေးကြီးမှာဒါအဂရိကလည်းလက်ရှိကတော့ဟိုပြည်တော်စုအဆင့်မှာလည်းအရေးယူတာလည်းအများကြီးရှိတယ်တချို့ဝန်ကြီးဌာနတွေမှာအရေးယူတာဝန်ထမ်းတွေကအရေးယူတာအများကြီးရှိတယ်ကျွန်တော်ချင်းနေအစိုးရဘက်မှာလည်းအဲ့လိုမျိုးရှိခဲ့တယ်ဆိုတိတိကျနဲ့ပေါ်ပြရင်ကျွန်တော်တို့ဒါရေးဆောင်ယူလို့မှာပဲဖြစ်တယ်ဆိုတော့မီဒီယာမှာဟိုပေါ့ဟိုမှာ personal တိုက်ခိုက်တာလို့ဟလာလိုအပ်ချက်မဟုတ်ပဲနဲ့ဒီဟိုမှာပါတီရတိုက်ခိုက်တာဒီလိုမျိုးဆိုရင်ဟိုပေါ့ဆွဆွဲခံရတဲ့သူကအများနေတာပါဟောနေတာလေအဲ့ဒါကတော့ဒီမီဒီယာနဲ့တစ်ရရလဲဒါဟိုကိုတင်တယ်အရင်ဆိုကျွန်တော်ဟာကပို့ဆိုပါတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းနေတာလေးဆွလို့ရတယ်လုပ်တယ်နောက်ပိုင်းကျတော့မဟုတ်ဟိုအခုနသိညာကိစ္စပြောတာပေါ့နော်ဆိုတော့အခြားဒီလိုဆွဆွဲမှုတွေကလည်းမမှန်ကန်ပဲနဲ့မီဒီယာမှာပြနေဆိုရင်ဒီကမီဒီယာကတစ်ကမ္ဘာလုံးပြသွားတယ်အခုနဖလန်က US မှာရောက်တဲ့ဖလန်ကတယောက်ကဒီမီဒီယာပေါ်မှာတွေ့တဲ့အတွက်မေးတာလည်းဖြစ်တယ်ဆိုတော့ဒီဟာပေါ်မှာကျွန်တော်တိကျတဲ့ဆွဆွဲချက်ရှိတိကျတဲ့အဖြေကိုကျွန်တော်ထုတ်တယ်ကျွန်တော်ဟို enquiry လုပ်မယ်စုံစမ်းမယ်လိုရင်အေး
ဖြစ်ရှင်းတာရှိတယ်တကယ်တမ်းဖြစ်ရှင်းတဲ့ခါကျတော့မဟုတ်ပြန်ဆိုတော့အခုနပြောရရင်တော့အစွာဖွင့်နေတဲ့ဟိုနာမည်ပြတ်တာမျိုးလေဟိုမဖြစ်အောင် media ethic နဲ့လည်း technique နဲ့ဟိုသိကြတယ်ဆိုတော့ personal ပဲဖြစ်ဖြစ်အဖွဲ့တစ်ဖွဲ့လုံးပဲဖြစ်ဖြစ်ကျွန်တော်တို့ inquiry လုပ်ပြီးတော့ဟိုဖြည့်ရှင်းဆောင်ရွက်လည်းရှိတဲ့အကြောင်းတော့ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြည့်ရှင်းပါတယ်နော်နောက်ပြီးတော့တိုက်ဒေသကြီးပြည်နယ်အားလုံးမှာကျွန်တော်တို့ကကွန်ပျူတာမှုအနေဆုံးနံပါတ်2လောက်ဒီလိုလေးပြောတယ်ဟိုဒါကတော့ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကလက်မဆက်ပြီးမကောင်းခဲ့တဲ့အတွက်ဟလာနှစ်ပေါင်းများစွာကျွန်တော်တို့ကဟိုပေါ့ဒီပြောရတော့ဒီဒီမိုကရေစီစတဲ့2010နောက်ပိုင်းကစပြီးတော့မှဟလာဘတ်ဂျက်တွေကတဖြည်းဖြည်းတိုးလာတယ်ရှေ့ပိုင်းမှာတော့လက်မဆက်ပြီးမကောင်းတာလည်းပါမယ်ကျွန်တော်စီကအခွန်ခါလည်းမရှိတာလည်းပါမယ်ကျွန်တော်စီရဲ့ဝင်ငွေဟလာကျန်တဲ့တိုင်းဒေသကြီးပြည်နယ်တွေလို့ဟိုဝင်ငွေမရှိတဲ့ဟိုပေါ့အနေထားမျိုးကြောင့်ကျွန်တော်တို့ထိုက်တဲ့ဟလာဒီထောက်ပံ့မှုတွေထိုက်တဲ့ဝန်ဆောင်မှုတွေဟိုဖြစ်တဲ့ဥစ္စာတွေမရှိခဲ့ဘူးပေါ့နော်ဆိုတော့အခုပြောရရင်တော့ခုနဥပလောမချန်လူမျိုးဝင်ပြောရတဲ့မှာပညာရေးကျောင်းကျွန်တော်အများကြီးဖွင့်ပြလုပ်ပြီးတယ်တက္ကသိုလ်ဆိုရင်အခုဟလာဟာကာ college ဖြစ်ပြီး major college အခုဖြစ်လာတယ်အရင်တော့ကျွန်တော်မဖြစ်ဘူးလေနောက်ဆေးရုံတွေအရင်တော့ဆိုကျွန်တော်တို့ဟလာဒီမှာဟာကာလို့ပြန်ပြောမှာပါရဂူနဲ့ခုမရဘူးအခုဆိုဟာကာကလေးနဲ့ဆေးရုံဖြစ်တယ်ပါရဂူနဲ့ခုလာတယ်ဟလာပညာရေးပိုင်းမှာတိုးတက်လို့ကျမ်းမာရေးပိုင်းမှာတချို့ပြောမျိုးတွေမှာလည်းကျွန်တော်တို့ကရင်စိတ်ကနေကရင်50ကရင်50နဲ့ကရင်100ဖြစ်လာကရင်100နဲ့200ဖြစ်လာတချို့ဟိုမျိုးဟိုခရိုင်မျိုးကြီးတွေမှာပါရဂူနဲ့ခုလို့ရတဲ့ဟာဖြစ်လာပညာရေးကဏ္ဍကျမ်းမာရေးကဏ္ဍတိုးတက်တယ်လက်မဆက်ပြီးအရင်တော့ဆိုကျွန်တော်ကန်းကွာနေဟလာဟာခလာပဲဆိုလမ်းမှာတညာလောက်ခဲ့ရတယ်အမကလေးရနေပြီးတော့ဖလန်ဟာခလာပဲဆိုလမ်းမှာတညာအိပ်ရတယ်အခုဆိုကျွန်တော်တို့ဟာခကနေပြီးတော့ကန်းကွာစီ3နာရီခွဲတော့ပဲကျွန်တော်တို့ရှိတော့တယ်မောင်းချင်ကျွန်တော်ဟာခကနေပြီးတော့အခုကလေးစင်းမယ်ဆိုလေ4နာရီတော့ပဲရှိတော့မောင်းချင်ဆိုတော့လမ်းတွေအဆင်းမြင့်လာတဲ့အတွက်တိုးတက်လာတဲ့အတွက်ဟလာဒီအစိုးရလက်ထက်မှာဟလာဖွံ့ဖြိုးမှုဟိုနောက်ကျတယ်ဆိုတာအခြားတိုင်းဒေသကြီးပြည်နယ်14ခု15ခုနဲ့ရှင်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့တိုးတက်လာတယ်ဆိုတာကိုလက်ခံမှာပဲဖြစ်ပါတယ်နော်ပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍလူမှုရေးကဏ္ဍအခုလက်မဆက်သွယ်ကဏ္ဍဆက်သွယ်ရေးကဏ္ဍအရင်တော့ဆိုကျွန်တော်တယ်လီဖုန်းတွေပြောလို့မရဘူးအခုတယ်လီဖုန်းတွေပြောလို့ရလာတယ်အခုပြည်တောင်စုကနေပြီးနောက်ထပ်ကျွန်တော် area တိုင်းရှင်းနေတဲ့အတွက်ကို65တိုင်းဟိုချပေးလို့ရှိတယ်တည်ဆောင်ပေးလို့ရှိတယ်ပလက်ဝကလွယ်ပြီးပလက်ဝကနေပြီးချမ်းတဲ့ပလက်ဝကို1019တိုင်ကိုတော့ဟိုလောစမထောင်ပေးနိုင်တယ်ဘူးဒီဘက်က46တိုင်ကိုအခြားမျိုးတွေထောင်ပေးလို့ဆို service ကဒါတဲ့ကောင်းတာဆိုဒါတွေကဖုန်းပြလာတာဖြစ်တယ်အခုနဟိုအရင်တော့ကတော့မှန်ခဲ့ပါတယ်ဟိုကျွန်တော်လောလောရပြီးနောက်ပိုင်းတော့ဖုန်းပြမှုတွေနောက်ကျလာတယ်ဒီမိုကရေစီအစိုးရတွေတက်လာတဲ့ချိန်ကျတော့ဘယ်လိုပဲဖြစ်2010စပြီး2015စပြီးတောက်လျှောက်ထီးတိုးတက်မှုတွေအများကြီးကျွန်တော်မှာဖြစ်ပါတယ်ဟိုဒီနေ့မနေ့ပဲကျွန်တော်ဒီရန်ကုန်ကဟလာတက်လာတယ်ကျွန်တော်ချင်းဟိုပါပဲဟိုစီပွားရေးဖလန်ကအမျိုးသမီးကြောင့်တွေ့တော့သူတို့အရင်တော့ငယ်တုန်းကလာခုတယ်အရန်ကိုလမ်းမှာတော့အိပ်ရတဲ့ဟာပေါ့အခုဆိုမောင်းလာတာလွယ်လွယ်နဲ့လာလို့ရတဲ့ဟာပေါ့အခုဖလန်နဲ့ဟာခါဆိုလဲဟလာတနင်္လာရီကျော်လာမောင်းရောက်ပါအရင်တော့ဆိုဒီမှာဒီမဲ့ဟိုမနေ့မိုးလင်းလာညနေမှရောက်တာဖြစ်တဲ့အတွက်ဘက်ပေါင်းဆောင်တော့အတင်းတင်းတော့တိုးတက်တာရှိတယ်ဆိုတာလေးကိုတော့ကျွန်တော်ဖြစ်ချင်းဟိုရှင်းလင်းလို့ပါတယ်ကျေးဇူးတင်ပါတယ် ကျွန်တော်မြင်ချင်တဲ့ရတစ်ခုရှိတယ်ကျွန်တော် budget ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံတော် budget ထို့တစ်ဖြစ်ကျွန်တော်ချင်းပြည်နယ် budget မှာကျွန်တော်လူဦးရေအလိုက်ဝေးလာလားဒါမှမဟုတ်ရှင် category အနေနဲ့ဝေးလာလားဆိုတာကျွန်တော်media မှာ comment တစ်ခုရှိတဲ့အတွက်အရင်စိတ်ဝင်စားစရာဖြစ်တော့ကျွန်တော်ဒီနေ့မရတယ်ဟုတ်ဆရာကျေးဇူးတင်ပါတယ်လက်ပိုင်း sorry စီမံဘဏ္ဍာကြီးလာမလားမသိဘူးသူမလာကျွန်တော်တို့အခြားကျမရေးပါစားချင်းတယ်အဲဆိုတော့အချက်ကန်တာမယ်လားကျမရေးဒီနေ့ဟာစီမံဘဏ္ဍာကိုကြီးခေါ်လိုက်တာသူရောက်မှဖြစ်တယ်ကျော်လိုက်တာနော်တော့ကျမရေးမဆန်တဲ့ပတ်သက်ပြီးတော့မေးမြန်းခြင်းများမေးမြန်းခြင်းတဲ့ပုံများရှိတော့မေးမြန်းပါကျမ
နဲ့ပတ်သက်တော့ကျွန်တော်နေခွင့်ပေးချင်ပါတယ်ကျွန်တော်ဒါပေမဲ့ slide ကေကုန်း slide ကုန်းထမ်းလို့ခေါ်ပါတယ်ကျွန်တော်နေခွင့်ပေးချင်တာအခုကျွန်တော် COVID-19 လူနာတိတရားဆိုရင်ဒီပြပအနေပေးတွင်းကိုပြောင်းမှုရှိလာတဲ့သူတွေထဲမှာကျွန်တော်လူနာတက်ကတော့များများတွေ့ရပါတယ်သူနေတူပဲဒီချင်းပြည်နယ် COVID-19 လူနာတက်တယ်ဆိုရင်ပြပအနေဒီချင်းပြည်နယ်ဝင်လာတဲ့သူတွေထဲမှာဒီ COVID-19 လူနာတက်တော့တွေ့ရလူနာတွေ့ရှိကျွန်တော်ဒီ data အနေနဲ့တွေ့ရှိပဲအဲ့ဒါကိုဒီကျန်းမာရေးဌာနအနေနဲ့ဘယ်လိုမျိုးကတ်သက်ချက်လေးထိသိမှုတွေလောက်ဆောင်လဲဆိုတာတိစိတ်အချက်လေးပြောပြစေချင်တယ်ပြီးတော့ဒီလူမှုကြီးကြီးဝန်ကြီးဌာနအနေနဲ့လည်းလူမျိုးပြပနေဝင်လာတဲ့သူတွေကတ်သက်ချက်လေးထိသိချက်လေးဒီ work plan လေးကို detail လေးကိုရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်ပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကခေါ်လို့ကျွန်တော်နာမည်ကလာတော့ပါကျွန်တော်ခေါ်လို့တိုင်းထနာပါကျွန်တော်သိချင်တာတော့ချင်းပြည်နယ်မှာအခုတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်ဦးကြီးပေါ့နော်ကျွန်တော်တို့ဒီနေ့စပိုင်းမှာလုပ်တဲ့ဆရာဝန်ပြန်လျှောက်တဲ့နေရာမှာအခုဆရာဝန်ပြန်ခေါ်တဲ့နေရာမှာပေါ့နော်နောက်ဦးပဲလျှောက်လာတင်တယ်လို့သိရတယ်ပေါ့နော်အခုချင်းပြည်နယ်မှာရှိတဲ့ဆရာဝန်ဦးကြီးကလုံလောက်မှုရှိတာပေါ့ပြီးတော့ကျွန်တော်တို့ဒီအဲ့ရအချိန်လေးကိုပြည်နယ်ဆိုရနေတယ်ဖြစ်နည်းနည်းရှင်းပြပေးဆိုချင်ပါတယ်ရှိသေးလားနေ့စဉ်နဲ့ခုခုနေ့စဉ်နဲ့ရှိလားနေလို့ရတယ်နော်တော့မရှိတော့တင်တယ်ဟုတ်ကဲ့ဒီကျမကြီးပတ်သက်တဲ့မိခေါ်လို့ဒီတဲ့ကျွန်တော်လည်းကျေးဇူးတင်တယ်ဒီအထူးသဖြင့် COVID-19 ချိန်ခံတဲ့ပေါ့နော်ကျွန်တော်ဆောင်ရွက်ချက်တွေကျွန်တော်လည်းတင်ပြလိုပါတယ်လက်ရှိကျွန်တော်တို့ဒီချင်းပြည်နယ်အတွင်းမှာဟိုဒီ confirm case က selling ရှိပါတယ် selling ရှိပြီးတော့ကျွန်တော်တို့CC test လုပ်တာက1028ရှိပါတယ်အဲ့ဒါကြောင့်ကျန်တဲ့1014ယောက်ကတော့ negative ဆိုတဲ့သဘောပေါ့နော်14ယောက်ကတော့ positive ဖြစ်ပါတယ်လို့ကျွန်တော်တို့ပထမဆုံးတင်ပြလိုတယ်ပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာတော့ဒီ swab test လုပ်ပြောမလားဒါစစ်စစ်တဲ့အနေထားလေးကျွန်တော်တို့တင်ပြတယ်ဟာဖာမြို့နယ်မှာ68ယောက်ကျွန်တော်တို့ test လုပ်တဲ့အခါမှာတစ်ယောက် positive ဖြစ်ပြီးတော့ထန်လာမှာ38ယောက် test လုပ်တဲ့အခါမှာလည်းတစ်ယောက် positive ဖြစ်ပါတယ်ဖလာမှာ220ကျွန်တော် test လုပ်ပါတယ် positive မရှိပါပြီးတော့တစ်တင်မှာတော့336 positive test လုပ်ပြီးတော့9ယောက် positive တက်တော့ပါတယ်တွန်းစာမှာ103ယောက်ကျွန်တော် test လုပ်တယ်3ယောက်4ယောက်က positive ထွက်ပါတယ်မင်းတပ်မှာ49ယောက် test လုပ်တဲ့အခါမှာ1ယောက်ကpositive ထွက်ပါတယ်မတူပီမှာ69ယောက်test လုပ်ပါတယ်1ယောက်မှာpositive မရှိပါကမ်ပလက်မှာ10ယောက်ပလဲဝမှာ89ယောက်ကိုကျွန်တော်swab test ဒီအမျိုးသားတက်ခွဲခံပို့ပြီးတော့ test လုပ်ခဲ့ပါတယ်ပြီးတော့ခုလောလောဆယ်မှာကျွန်တော်တို့ဒီမြို့နယ်လားချင်းပြည်နယ်မှာလက်ရှိအခြေအနေပေါ့နော်ကျွန်တော်တို့ဒီ facility quarantine တို့နေရာကတရားနေရာကိုကျွန်တော်တို့လုပ်ခဲ့ပါတယ်ပြီးတော့အိမ်မှာလည်းပဲလူ3143ယောက်ကကျွန်တော်နေခဲ့ပါတယ်ထားခဲ့ပါတယ်သူ facility quarantine ထားခဲ့ပါတယ်ခုလက်ရှိအခြေအနေတော့ home quarantine က28 over ကျန်ပြီးတော့facility quarantine မှာနေသူက83ယောက်ပဲကျန်တော့တာဖြစ်ပါတယ်ကျန်တဲ့လူတွေကိုကျွန်တော်တို့ release လုပ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လက်ရှိfacility quarantine နဲ့ home quarantine ကတော့ခုနကကျွန်တော်ပြောတဲ့ facility quarantine မှာ83ယောက်ပဲကျန်ပြီးတော့ home quarantine မှာ20ယောက်ဒီနေ့just ပိုင်းနဲ့ပေါ့ဒီနေ့အထိကျန်တယ်ဆိုတဲ့အကြောင်းကျွန်တော်လည်းပြလိုပါတယ်ပြီးတော့ဒ
ဒီအမျိုးသားတစ်ခွင်ပို့တဲ့စစ်စီးတဲ့အချိန်လုံးလေးတွေလည်းကျွန်တော်ဘောတူတယ်လည်းပြန်ပြလို့ပါတယ်ကျွန်တော်တက်ဒီမှနေပြီးတော့ဒီရန်ကုန်ထိကိုအချိန်ပေါင်း25ချိန်25ခေါက်ကျွန်တော် swab test ပို့ပါတယ်ဟာခါကနေ14ချိန်ပလာမကနေ14ချိန်မတူပီကနေ14ချိန်မင်းဒါကနေ14ချိန်တွန်းစားနေ10ချိန်ထန်ပလာနေ6ချိန်ပလဲဝ5ချိန်ကမ်ပလက်4ချိန်ကိုကျွန်တော်ပို့ပြီးတော့အားလုံး1332ဦးကိုကျွန်တော်ဒီ swab test စစ်ဆေးခဲ့ပြီးအကြောင်းကျွန်တော်လည်းတင်ပြလိုပါတယ်ပြီးတော့ဒီ quarantine COVID-19 အနေနဲ့ကျွန်တော်ချင်းပြည်နယ်မှာဘာလို့လုပ်ခဲ့တယ်လဲဆိုတဲ့အပိုင်းပြောမယ်ဆိုရင်ကျန်းမာရေးရောကျန်းမာရေးဌာနရောသူဆက်ဆက်တဲ့ဌာနတွေဖြစ်တဲ့လူမှုဝန်ထမ်းတွေ BC ဘန်တို့ပြန်ကြားရေးတို့သူနဲ့ပေါင်းစပ်ပြီးတော့ဆောင်ရွက်တော့အထူးသဖြင့်ကျန်းမာရေးအနေနဲ့လည်းပဲဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတော့ volunteer နဲ့ပတ်သက်တဲ့ကိစ္စတွေကို awareness လုပ်ကြပါတယ်ပြီးတော့လိုအပ်တဲ့ပညာပေးစာဆောင်လေးတွေကိုလည်းပဲဒီတာစကားတင်းဘာသာစကားနဲ့ကလည်းမြန်မာဘာသာနဲ့ကလည်းကျွန်တော်ဘာသာပြန်ပြီးတော့တချို့နေရာမှာကျွန်တော်ကတ်ထားတယ်လို့လက်စကန်စာဆောင်လေးတွေလည်းဖြန့်ပေးပါတယ်ပြီးတော့ home quality home quarantine ထားတဲ့နေရာတွေ facility quarantine ထားတဲ့နေရာမှာလည်းကျွန်တော်ဒီပညာပေးတွေလုပ်ပါတယ်ပြီးရင်ဒီ contact tracing positive တယောက်ထွက်လာတာနဲ့ဒီပုဂ္ဂိုလ်ကဘယ်သွားတယ်လဲဘာဘယ်လိုနဲ့ချိတ်ဆက်မိတယ်လဲဘယ်လိုလာတယ်လဲဆိုတဲ့အပိုင်းကတော်တော်ဒုက္ခပေးတဲ့လုပ်ငန်းတစ်ခုရှိပါဖြစ်ပါတယ်ဒါလည်းပဲအဓိကထားပြီးတော့တာဝန်ယူပြီးတော့လိုက်လံရှာဖွေရပါတယ်ပြီးတော့ဖြစ်ပြနေတဲ့ယောဂတွေကိုရှာဖွေရပါတယ်ပညာပေးရပါတယ်ပညာပေးမှလည်းပဲ HP ကနဲ့ပညာပေးခြင်းပြီးတော့ဒီစီယုံဒီနေရာဒီမှာစီအများသုံးတဲ့နေရာဒီမှာဒီယောဂပူတန်းစင်တဲ့လုပ်ငန်းတွေဆောင်ရွက်နေပါတယ်ပြီးတော့အထူးသဖြင့်ကျွန်တော်တို့ဝင်ပေါက်ဒီ POE ကျွန်တော်တို့နိုင်ငံခြားဒီပတ်အနေဝင်ပေါက်ဒီမှာအထူးသဖြင့်ဒီချင်းကျမကြီးပြီးတော့ပညာပေးဒီစီယုံဒီနေရာဒီမှာရီလိုအမျိုးကိုလောလောဆယ်မှာချီခါခင်မန်းဒီနေဆက်ပေါက်လေးဒီမှာအထူးတောင်းယူပြီးတော့ပညာပေးဆောင်ရွက်နေပါတယ်ပြီးရင်ခုနပြောတဲ့လိုအပ်တဲ့ CPC တွေလိုအပ်တဲ့ကျန်းမာရေးတုံ့ဆောင် PDC တွေလည်းပဲပြီးပါတယ် mask တွေ PPE တွေကျွန်တော်ပြီးတော့ C1 နဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတော့ volunteer ထူလည်းဒီလိုပြီးနေပါတယ်ပြီးတော့ကျန်းမာရေးပြီးမှာကျန်းမာရေး CP စီယုံဒီပေါ့16 gram စရှိတဲ့စီယုံဒီမှာလည်းပဲတနိုင်တလားပြီးတော့ home quarantine မှာဆက်တရားဒီနေ့just wait နေပေါ့ဒီနေ့အထိကျန်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်လည်းတက်ပြပြီးတော့ဒီအမျိုးသားတစ်ခွင်ပို့တဲ့စစ်စီးတဲ့အချိန်လုံးလေးတွေလည်းကျွန်တော်ဘောတူတယ်လည်းပြန်ပြလို့ပါပြီကျွန်တော်တက်ဒီမှနေပြီးတော့ဒီရန်ကုန်ထိကိုအချိန်ပေါင်း25ချိန်25ခေါက်ကျွန်တော် swab test 14ချိန်ပလာမကနေ14ချိန်မတူပီကနေ14ချိန်မင်းဒါကနေ14ချိန်တွန်းစားနေ10ချိန်ထန်ပလာနေ6ချိန်ပလဲဝ5ချိန်ကမ်ပလက်4ချိန်ကပြောတာကိုကျွန်တော်ပို့ပြီးတော့အားလုံးထောက်ကိုကျွန်တော်မတပ်ပဲနဲ့တော်လာနေတဲ့ပုံကိုယ်ဒီပါကျွန်တော်ပညာပြီးဒါလေးလည်းလုပ်ပါတယ်ဒီ pass နဲ့ပတ်သက်တဲ့ဟာပေါ့နော်အင်းအထူးသဖြင့်ဒီကျမအင်း CP ခန်းဒီဒီမှာကျွန်တော်တို့ဒီကျမအင်းပညာပေးဒီပြီးတော့ AI% technician ဒီနည်းပညာရှင်ပေါ့နော်ကျွန်တော်ကျမဝန်ထမ်းတွေကိုဒီဟာနဲ့ပတ်သက်ပြီးတော့အထူးအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီးတော့တင်ပြနေပြီးတော့သူတို့mask ဘယ်လိုတတ်မလဲ PPE ဘယ်လိုတတ်မလဲဘယ်လိုချွတ်မလဲဆိုတာအစကျမကြီးဝန်ကြီးဌာနကတစ်ဆင့်
ဆောင်ရွက်နေပါတယ်ပြီးတော့အထူးအရေးကြီးတာကတော့ swab test လုပ်တဲ့အခါမှာဒီဘယ်လိုယူတဲ့ပုံစံအရေးကြီးတယ်ကျွန်တော်သူစနစ်တကျမယူရင်လည်းပဲဒီဟာကမရဘူးပြီးတော့ taking စနစ်အစမပြရင်လည်းပဲဒီတက်ခွဲဖြေကတွဲမနိုင်တဲ့အတွက်ကြောင့်ဆရာမဒီတာဝန်ယူတဲ့ကျမကြီးဝန်ထမ်းဒီ volunteer ကိုတင်ပြပြရပါတယ်ပြီးတော့ဒီ quarantine COVID-19 ရဲ့ချိန်စိန်ခေါ်မှုပေါ့နော်ကဘာအရေးကြီးလဲဆိုရင်ကျွန်တော်တို့ cooperation ကတော်တော်နဲ့အားနည်းပါတချို့နေရာတွေမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်လောက်ပဲလုပ်ပြီးတော့ကျန်တဲ့လူကတော့အယူမဆိုင်ဘူးဒါလေးတွေရှိပါတယ် collaboration အားနည်းပါတယ်ပြီးတော့ဒီတတ်မှတ်ထားတဲ့အပေါ်မှာကျွန်တော်တာဝန်ယူမှုကလည်းအနေအားနည်းပါသေးတယ်အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီပြည်သူအနေနဲ့ဒီ COVID-19 guideline ပေါ်မှာကျန်းမာရေးဝန်ကြီးဌာနချပြတဲ့ guideline ပေါ်မှာဒီတာဝန်ဖို့ထားအရှိယူမှုပေါ့နော်ဒါသူကတာပြပါတယ်အဲဒီအရှိယူမှုတာဖို့ထားပြောမလားလိုက်နာမှုနဲ့အားနည်းနေပါတယ်ဒါလေးဒီလည်းကျွန်တော်တို့မီဒီယာနဲ့တစ်ဆက်ဆက်လက်ပြီးတော့အပြည့်ပြီးစီလိုပါတယ်ကျွန်တော်တို့ COVID-19 ဒီတချို့ပြောပါတယ်ကုန်တော့မလို့ပျောက်တော့မလို့ပြောလဲကြပါမဟုတ်ပါဘူးကိုကျွန်တော်အိန္ဒိယနဲ့ဆက်မဏိပူပြည်နယ်ဆို lockdown ပြန်ချအားလုံးနဲ့ပြည်မှာပါအဲကြောင့် positive နှုန်းထားအရင်မြင့်တက်လာပြီးတော့ဒီအခြေအနေလေးရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကိစ္စဒီလူတဦးတယောက်အစိုးရတစ်ခုရဲ့ဆောင်ရွက်နိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူးအားလုံးပါဝင်ပြီးတော့အသိပညာပေးဖို့နဲ့ report လိုအပ်ရင်တည်င်းပို့တဲ့စနစ်လေးတွေပါကျွန်တော်ဆောင်ရွက်ဖို့လိုတယ်တော့နိုင်ငံခြားညီပြန်လာတဲ့ဝင်လာတဲ့လူတွေကိုကျွန်တော်အနေနဲ့အကုန်မကြည့်နိုင်ဘူးအထူးသဖြင့်ကြီးရောအချို့မှုတွေအရေးကြီးတယ်လို့တာဝန်တည်တဲ့ပုဂ္ဂိုလ်ရဲ့ပါဝင်မှုပေါ့ဒါအရေးကြီးပါတယ်တာဝန်တည်တဲ့ပုဂ္ဂိုလ်တွေပါဝင်ခြင်းအပြင်ကျွန်တော်တို့မှာဒီပြဿနာလေးတွေအချိန်ကြီးပိုးစားနိုင်မှာဖြစ်ပါတယ်ဒါကအရေးကြီးဆုံးကျွန်တော်ဒီနေ့ပေါ်ပြလို့တယ်ဘာဖြစ်လို့လဲဆိုရင်နေဆက်ကကိုကြောင့်ကိုယ်နဲ့ဝင်လာတဲ့ပုဂ္ဂိုလ်တယောက်အချိန်ကြီးကျွန်တော်တို့တားဆီးနိုင်တယ်ဆိုရင်ယောဂဖြစ်ချက်မှုကကျွန်တော်တို့ပြည့်ပြည့်နိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ဒါရဲ့ပြီးတော့လူဒီအသိပညာဒီဘာကြောင့် master ရမယ်ဘယ်လိုနေရမယ် social distance ဘာဖြစ်လို့လုပ်ရမယ်ဆိုတဲ့အကြောင်းရင်းလေးတွေကိုအများပြည်သူနားလည်အောင်ကျွန်တော်မီဒီယာနဲ့ဆက်လက်ပြီးတော့ကိုကြီးပန်းပို့ပြချဖို့ကျွန်တော်လည်းတင်ပြလို့တယ်တည်င်းကောင်းတခုပြောမယ်ဆိုတော့တည်င်းကောင်းပေါ့နော်ကျွန်တော်တို့ခုနအစားတော့ကျွန်တော်ပြောသလိုဒီ COVID-19 ကကျွန်တော်တို့ဒီနိပညာပိုင်းဆိုင်ရာရောအများကြီးဖွံ့ဖြိုးအောင်လုပ်ပြီးတယ်လို့ကျွန်တော်ပြောခဲ့တယ်လို့အခုဟာခါပြည်သူစီယုံမှာဒီ COVID-19 ကြောင့်စမ်းသပ်တဲ့ဆက်လက်ရှိပါပြီကျွန်တော်တို့သူ့ရဲ့ capacity ကတော့နည်းနည်းငယ်သေးတာတခုပဲရှိပါတယ်အခုတစ်ချိန်တည်းမှာ2ယောက်ထိစမ်းသပ်နိုင်တဲ့ဒီပညာဆက်လေးတွေရှိလာပြီတော့စမ်းသပ်နိုင်အောင်ကျွန်တော်တို့အခက်အထက်ကလေးကိုအပြန်ရှုပ်ထုတ်တဲ့စနစ်လေးတွေကိုလည်းဒီမှာ already လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အခုအမျိုးသားတက်ခွဲဌာနနဲ့ပေါင်းစပ်ပြီးတော့တဘောကလူတယောက်ကိုနှစ်ခုယူပြီးတော့တစ်ခုကိုဟာခါမှာ test လုပ်မယ်တစ်ခုကိုရန်ကုန်မှာ test လုပ်မယ်ဒီနှစ်ခုအပြင်တိုက်ပြီးတော့တောက်လျှောက်အခြေအနေကောင်းတယ်ဆိုရင်ကျွန်တော်တို့ဒီအမျိုးသားတက်ခွဲလက်မှတ်ရတဲ့အချိန်မှာဟာခါမှာလည်းစီလို့ရအောင်ပစ္စည်းအခန်းဒီဆောင်ရွက်နေတဲ့ယောဂပြည်ပညာရှင်တယောက်လည်းဒီမှာရောက်ရှိနေတဲ့အတွက်ကြောင့်ဒါလည်းပဲပြည်သူများအသိပြပါလို့ကျွန်တော်လည်းပြောကြားလိုပါတယ်ခုပြီးတော့အခုနဆရာဝန်ကိစ္စပေါ့နော်ဆရာဝန်ကတော့ဆရာဝန်လိုအပ်ချက် AS အရန်လိုပါတယ်ဒါကျမကြီးဝန်ထမ်းကြီးဆရာဝန်ကြီးရဲ့အမြဲတမ်းပြောပါတယ်အထူးကိုဘယ်လောက်ပဲလာ AS မရှိရင်အထူးကိုဘာမှလုပ်လို့မရဘူးအထူးကိုတမတော်တယောက်ရဲ့ right hand man က AS တက်ထောက်ဆရာဝန်ဖြစ်ပါတယ်အဲဒါကြောင့်ဒီလိုအပ်ချက်ကြောင့်ကျွန်တော်တို့ချင်းပြည်နယ်မှာ84ယောက်
ကျွန်တော်တို့vacancy ဖြစ်စီလို့ပြီးခဲ့တဲ့အချိန်မှာကျွန်တော်ခေါ်ပြီးတော့ခေါ်တဲ့အခါမှာ2ယောက်လာဖြစ်ပါတယ်2ယောက်ကဖြစ်ပြီးတော့ချင်းပြည်နယ်အစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ပေါ့ကျွန်တော်တို့ရွေးချယ်ပြီးတော့2ယောက်ကိုခန့်ထားပြီးဖြစ်ပါတယ်82ယောက်လိုပါတယ်ဒါလည်းပဲကျွန်တော်ချင်းပြည်နယ်အစိုးရအနေနဲ့ကျွန်တော်တို့ကြောင်းရပြီးတော့ဖိတ်ခေါ်နေပါတယ်ဒါလည်းဆက်လက်ပြီးတော့တရင်ပြကြဖို့ကျွန်တော်တို့ရှင်းတိုင်းရင်းသားတွေထဲမှာလည်းဆရာဝန်အများကြီးရှိပါတယ်တချို့ကျ NGO မှာလုပ်တာရှိတယ်လို့တချို့မြို့ပေါ်စီခန်းတွေမှာလုပ်တဲ့ဆရာဝန်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်အများအားဖိတ်ခေါ်တယ်ဒီချင်းပြည်နယ်မှာလာပြီးတော့ဝန်ထမ်းလုပ်ပြီးတော့ဒီမှာရတင်ကြထိုက်တဲ့အခွင့်အရေးလာယူကြဖို့ချင်းပြည်နယ်မှာလုပ်ရင်းနဲ့သူတို့ရဲ့အခွင့်အရေးပါရှိတယ်ဆိုရင် pro scale တက်ဖို့ပြီးတော့အထူးလေးလာခွင့်ရရှိဖို့ဒီလဲပြီးတော့ဝန်ကြီးတွေနဲ့ညှိနှိုင်းတာရှိပါတယ်ကျမကြီးဝန်ကြီးဌာနရဲ့အားသာချက်တစ်ခုကတော့ဝန်ကြီးဌာနဒီထဲမှာ resource များအလုပ်နိုင်ဆုံးတော့ကျမကြီးဌာနဖြစ်ပါတယ်ဒါကြောင့်ပြီးတော့ဝန်ကြီးကိုနိုင်ကตัวเรา public health ကိုအရန်ဆရာချက်တန်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် public health ကဏ္ဍကဦးစားပေးပါတယ်ဒီ research အလုပ်ကိုဦးစားပေးပါတယ်အဲကြောင့်ဒီဆရာဝန်ရရှိကြီးဒီဆရာဝန်ကတော့ကျွန်တော်စစ်ကြုံမှာထုတ်လို့မရတယ်လို့နိုင်ငံခြားဒီ import ကျလို့လည်းမရပါဘူး human resource ကုတီတာမှာရှိတဲ့ပြီးတော့ဆရာဝန်ဒီကိုပဲကုတီတာမှာခန့်ထားနိုင်ရေးကဆောင်ရွက်ပြီးဆက်ဖြစ်တဲ့အတွက်ကြောင့်သူတို့လာလျှောက်တဲ့ပုံမှာကျွန်တော်တို့ရာထူးအဖွဲ့နဲ့ပူးပေါင်းပြီးတော့ခန့်ထားဖို့စီစဉ်တဲ့ရှိကြောင်းကျွန်တော်လည်းပြချလို့လေဒီလိုအပ်ချက်တွေဖြစ်ရှိနိုင်တယ်ဆိုရင်ကျွန်တော်တို့ကျန်းမာရေးဌာနမှာတိုက်နယ်စီယုံဒီ16ကရင်စ25 50ဒီစီယုံကြီးအထိကျွန်တော်တို့လိုအပ်ချက်ဖြစ်ရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဖြစ်ရှိနိုင်ဖို့လေဝိုင်းဝန်းပြီးတော့ကြောင်းရပေးကြဖို့ပေါ့နော်ကျွန်တော်လည်းပြောကြလိုပါတယ်ကျေးဇူးတင်ပါတယ်ဒီမိခွန်းတစ်ခုရှိသေးတာကဖန်တလိုင်းမှာဝက်ကျန်လာလို့ပေါ့အကောင့် platform ကိုဒီတော့ရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကနေစစ်ဆေးတာဒီထောက်ပံ့မှုအစီအစဉ်များရှိလားဆိုတာမိခွန်းရှိပါတယ်ဒါလည်း generally ပဲဖြစ်သွားပါမယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုရင်ဒီ what ယောဂရဲ့ကျွန်တော်တို့ဒီဟိုတလောကအားလုံးလည်းကြားမှာပါဒီဂျိုင်းကောင်ပေါ့နော်ဂျိုင်းကောင်ဒီတချို့နေရာကြီးချင်းပြည်နယ်မှာရောက်နိုင်တယ်ဆိုတဲ့သတင်းတွေရှိပါတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့မီဒီယာသတင်းကြားရှိမှုအပေါ်မှာဆောင်ရွက်နေပါတယ်ပထမဦးစားပေါ့တိုက်ရိုက်ကျွန်တော်နဲ့ကြိုက်ကြတဲ့ဟိုဟာလို့မဟုတ်ပြီမဲ့ကျွန်တော်စီမှာရွာတရွာဒီအောက်ချုံမှုကစပါးကျွတ်ပေါ်မှာစပါးပဲကျွတ်ပေါ်မှာဦးကြတဲ့ဟာတပ်ပုံပို့လိုက်တဲ့အခါကျွန်တော်လည်းစိုက်မှုကိုတခါတည်းပေါ်ပတ်တော့ပြီးတော့ဒီကိစ္စကြားတယ်ဒီလိုလုပ်မလဲပြီးတော့ချက်ချင်းကျွန်တော်တို့နေရာထိုင်ပြီးတော့ပြည်နယ်စိုက်ပြရတဲ့တစ်ဆက်တရက်အတွင်းမှာသွားချိခိုင်းတဲ့အခါမှာဒီဟာတော့အခုတရင်ထွက်နေတဲ့ဦးမျိုးအစမဟုတ်ပဲနဲ့ယာတီပေါ်ဦးတမျိုးဖြစ်ပါတယ်ဒါစိုက်ပြရက report တက်ပြီးတော့အေးရွာကိုလည်းပြန်ပြီးပါတယ်မှန်ပါတယ်သူတို့လာပြီးတော့အရွက်ဒီခိုးပြီးတော့ဒီစီးဖြန့်တာတွေလုပ်ပြီးတယ်လို့ပြောပါတယ်ဒါတစ်ခုအခုတရန်တန်တွေကဆိုဗီယက်ချက်ကတော့ဟိုနေ့ကတော့ကျွန်တော်တို့တိကုကျွန်တော်မြင်လိုက်ပါတယ်သူတို့လည်းကွင်းဆင်းပြီးတော့ဆောင်ရွက်နေပါတယ်ပြီးတော့အဲ့လိုဟာမျိုးဖြစ်တဲ့အခါမှာအကြီးကြီးတာကတော့ခုနကကျွန်တော် information ကအဓိကပါကျွန်တော် information ရဲ့တန်ဖိုးပေါ့နော် information တရားနဲ့တရား information ပြချင်းအဖြစ်ချက်ချင်းဒီခုကျွန်တော်မြင်လိုက်ပါတယ်သူတို့လည်းကွင်းဆင်းပြီးတော့ဆောင်ရွက်နေပါတယ် information ပြီးတော့တချို့နယ်ဒီမှာ information တို့မှာစနစ်ကျမပြီးနိုင်ဘူးဒါကြောင့်ဒါလည်းပဲအကြီးကြီးဆောင်ရွက်ပိုင်းကတော့သူ့ရဲ့ focus ဝန်ကြီးကမလာတော့အတိုင်းတာတစ်ခုတော့လုပ်တယ်တော့ကြားပါတယ်ဒါပေမဲ့လာမယ့်အချိန်မှာဒီမိုးရတီမှာဘာပဲလာဘာပဲဖြစ်အမြဲတမ်း information ပေးဖို့ကျွန်တော်နေပြောလိုပါတယ်ကျွန်တော်ဒီလိုဟာမျိုးတိုင်းမှာကျွန်တော်ကောင်းထက်မှာပေါ်လာတဲ့စကားတစ်ရက်ကတော့ The world suffers a lot not because of the violence of the bad people but because of the silence of the good people ဆိုတဲ့ဟာခဏတော့နားထဲမှာပဲလား
information မပေးတဲ့အခါကျတော့ကိုယ်နဲ့မဆိုင်ပါဘူးဒါအများကြီးရှုပ်သွားပါတယ်ဒါဘောကမစီမဆိုင်ဟိုတလောကမှာတက်ငယ်မလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ချက်ချင်းကြားတယ်ဒီလိုအမျိုးပေါ့ဒါလေးအားလုံးက information နဲ့ကျွန်တော်ပို့စားနိုင်တဲ့ပြဿနာလေးတွေဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဒီ information ရရှိဖို့အရေးကတော့ဆရာတို့ရဲ့ media ရဲ့ပူပေါင်းမှုကအရေးကြီးဆုံးဖြစ်တယ်အဲ့ပေါ်မှာကျွန်တော်တို့ဖြည့်ရှင်းနေကအမျိုးရှိပါတယ်တဘာဝပြီးနဲ့ဖြည့်ရှင်းတဲ့အပိုင်းတွေရှိတယ်လို့ဥပဒေရဖြည့်ရှင်းတဲ့အပိုင်းလေးလည်းရှိပါတယ်အဲ့ဒါကြောင့်ဆက်လက်ပြီးတော့လည်းinformation ကိုပြီးဖို့ကျွန်တော်ပြန်ပြလို့ချင်းဖြစ်ပါတယ်ဒီ web job နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မှုအခြေအနေကတော့အသေးစိတ်ကျွန်တော်မဖြေနိုင်ပေမဲ့အတိုင်းတာတစ်ခုတော့ကွင်းစင်စစ်ဆေးသွားတယ်ဆိုတာကျွန်တော်တို့ပြန်လည်ဖြေချနိုင်ပါတယ်ဖြေချပါတယ်ကျေးဇူးတင်ပါတယ်မီဒီယာများမေးမြန်းမှုရှိပါတယ်ခင်ဗျာရှိတော့ဆိုတော့အခြားကျွန်တော်လမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးခွန်းမေးမြန်းမှာဖြစ်ပါတယ်လမ်းပိုင်းဒီဝင်းကိစ္စတွေနိုင်ဟုတ်တဲ့ကိစ္စတွေကျန်တဲ့ခြားသောလမ်းပိုင်းဆက်တွေနဲ့ပတ်သက်တဲ့တန်တာဒီ company တွေမေးမြန်းလို့ရပါမယ်တော်တော်လေးပေါ့နော်ဒီတူတော်တော်လေးနဲ့မေးပေးဖို့ကလေးနဲ့ဖြစ်တယ်ဟုတ်ကျွန်တော်RFA သတင်းဌာနကျွန်တော်စိုက်ကတယောက်ပဲပါဒီနံပါတ်ဆက်တွေနဲ့ပတ်သက်ကျွန်တော်ဝေးရချင်တာဒီအခုဒီကလေးနဲ့300ဘေဘီနဲ့ဖလားခါခါလို့လမ်းကြားမှာပေါ့ဒီရွာတွေမှာလမ်းချင်းလို့အခုဟိုတလောဆိုလို့ရှိရင်ထိရမှာကားနေဒီလမ်းသွားတဲ့လူဒီထိမိတာမျိုးရှိတယ်ပေါ့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးလို့ဆိုရင်အဲ့ရွာမှာလမ်းချိတ်ဖို့လုပ်ပြီးဖို့ဘယ်လိုစီစဉ်ထားတာရှိလဲတော့ဆိုရနေပြီအဲ့လိုမျိုးချိတ်ပြီးနိုင်မလားပေါ့ဒီရွာနေပြီးတော့သူတို့မိကွက်တွေသူတို့အိမ်ယာတွေရွှေ့ပြီးဖို့ဘယ်လိုဟာမျိုးအစိုးရအနေနဲ့ဆောင်ရွက်တယ်လဲဆိုတာဆောင်ရွက်ပြီးဖို့ရှိရဲဆိုတာကိုကျွန်တော်သိချင်ပါတယ်လမ်းမကြီးပေါ်မှာလားဟုတ်ကဲ့ပါဟုတ်မှာအဲ့ဒါမှဒီချင်းပြည်နယ်မှာရှိတဲ့ဖလန်မျိုးကစိုးလို့ဒီကွင်းပေါ့နော်ဒီချင်းပြည်နယ်မှာအခုလင်ကွင်းတိဆောက်ဖို့ထပ်ဆောက်ဖို့ရှိသေးလားပေါ့နော်ဘယ်စစ်ထိရှိတယ်လို့ဒီတကယ်လို့ကျွန်တော်တို့ချင်းပြည်နယ်လူဦးရေနဲ့ရောဒီလင်ကွင်းကိစ္စမှာထပ်ဆောက်ဖို့ရှိတယ်ဆိုရင်လိုအပ်မှုတွေရှိလားပေါ့တကယ်ရောပြည်နယ်ရဲ့လူအချက်မှာလည်းပါလားပေါ့အဲ့ဒါလေးသိချင်တယ်ဗျကျွန်တော်မေးချင်တာကတော့ဒီဂျီယွန်နဲ့တရစ်ဂျာကအိန္ဒိယထောက်ပံ့ခြင်းနဲ့ဆောက်လမ်းဖောက်မဲ့ကိစ္စအဲ့ဒါဘတ်ဂျက်တွေလည်းအိန္ဒိယဘက်ကနေတော့အမောင့်တွေမြန်မာပြည်ကိုပို့လာလို့ပြောပြရတယ်စရင်ပေါ့နော်ဆိုတော့ဘယ်တော့တော့သူတို့ဖောက်နိုင်မလဲလုပ်ငန်းစနိုင်မလဲဆိုရကျွန်တော်လည်းဆိုပုံလေရင်ကိုကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဆိုပြီးတော့မေးခွန်းမေးချင်ပါတယ်ကျွန်တော်ဆရာတောင်းမေးတယ်လို့ပေါ့အရင်တော့ကတော့ဂျွန်လမှာလေစင်းမေပေါ့ပြောဇူလိုင်လပြန်ပြောင်းလဲကိုဩဂတ်စ်လပြန်ပြောင်းလာဆိုတာမျိုးတရင်ကြုံမရသေးပါဘူးခုလောလောဆယ်အချိန်လေးလေးကို work detail လေးကျွန်တော်သိချင်ပါတယ်ကျေးဇူးပါဆက်ဆက်ပြီးရှိပါတယ်ခင်ဗျာ Okay ကျွန်တော်အစ္စရာအယ်စ်ပါကျွန်တော်လင်ကွင်းကိစ္စနဲ့ပတ်သက်ပြီးဒီကကျေးရွာမှာလည်းလင်ကွင်းဒီဆောက်ဖို့စာရလောက်ထားတယ်ကြားသိရတယ်ခင်ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးပြောကောင်းပြီပုံမှန်လေးဆိုရအောင်သိချင်တာครับဆက်ဆက်ပြီးရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ဒီချင်းပြည်နယ်လူငယ်ရေးကော်မတီကနေပြီးတော့ဒီဂျောပုံမှာ RC ကျောင်းသားမှာမြေဟင်က9ရေကတောင်းထားတာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဂျောပုံရဲ့ဥက္ကဋ္ဌကနေပြီးမှဒီ RC တင်ကြရဲ့ area ထဲမှာပါတယ်ဆိုတော့ဒီပြောထားတာကျွန်တော်ဟာခလူငယ်ရေးကော်မတီနဲ့တစင်ဟောကြားရပါတယ်အဲ့ကိစ္စကိုသိချင်ပါတယ်ဒီမျိုးနားမှာရှိတဲ့ကျွန်တော်ဇိုင်းစာရွာနားမှာကျွန်တော်လေကွန်းဆောက်ဖို့ဆိုတော့ကျွန်တော်ကြားသိရပါတယ်အဲ့ဒါဘယ်တော့စမ်းမလဲဆိုတာကျွန်တော်သိရစေဆက်ဆက်ပြီးရှိပါတယ်ခင်ဗျာ Okay. ကျွန်တော်ဒီကွန်ကက်ဆာနဲ့ပတ်သက်ပြီးဒီကီဂျေးရောမှာလေလင်ကွင်းတိဆောက်ဖို့စာရလောက်ထားတယ်ကြားသိရပါတယ်အဲ့ဒါဘယ်တော့စမယ်လဲဆိုတာကျွန်တော်သိချင်ပါ
หากูไปพี่แม่กูน่าหัวตะคุสก็จะเนาะเนี่ยมันเป็นวิธีเนี่ยนั่นมันที่ก็รอกรีฟน้ำลาปอมาลันจีนลูสุริหารจะนรู้ว่าตุ้งเสเลเบอาลุงพิจารณาพิจารณาจังเออเราตะวันปะกูตัวเลเบเดี๋ยวสักวันเล่นกันอีกรอโซเชียลสัปดาห์มาชิดตันเนี่ยดอลลาร์ก็เลยเออเนี่ยลาเมลาลีเนี่ยส่วนนั้นนิบาเจ้าเมื่อที่เนี่ยรู้จังเราสิ่งที่ทุกสิ่งบาร์เร่สุดสักกูจังเราที่เป็นสิ่งบาร์เร่น้าสุบงเลยอินคุยนเนี่ยประเทศพิโรเดี๋ยวสักวันเล่นกันอีกรอโซเชียลสัปดาห์มาชิดตันเนี่ยดอลลาร์ก็เลยเออเนี่ยบัวพิมพ์ดอกตะโกนถูกชาเลยแล้วตัวเลยโควิดสิการเลยป่าเลยแล้วเราจะปั่นปิ้งยาสินเนี่ยดีจับเราไปกันอีกรอบละพี่เราคุยสิเนี่ยละเรื่องมาอาชีพปีละหาเลยนี่เนี่ยมาป้าเสียเลยเราส่งเรามูลค่าสิเนี่ยใจอาจจะเราส่งเลยได้ไหนนะพี่ป่าเลยเราสักคนเลยอาจจะเราเซ็กชวลนี่เนี่ยเราจะเราเกี่ยวกับอะไรนี่ชาบิวเลยว่าเราส่งดีลงอันกันเนี่ยมีอะไรเราพระเจ้าที่มุตุชินยากันเลยวันพี่ป่าเลยแล้วเราสุบงเลยกุยนับปีนลบผู้การว่าจะรู้ว่าเจ้าพี่น้องสิบาร์ไล่เล่นที่มาเราทูนี่บาร์เอราคาเรานั่งเงินตะการกุยเนี่ยลบท่าราพิเดเดี๋ยวสารเลยเราล้อเสมาอิงเลเซียลูเมียอะไรก็จะได้ลงงานทุกเรื่องผู้การอิมาตามมาเนี่ยกุยบาร์สุรศักดิ์ก็จะเราทิ้งไปชิมบาร์ nowจีโอเนี่ยทีดิมก็รอกูเลสิสิเนี่ยรู้สักตุ้งเสร็จตุ้งไม่รู้สิบาร์รู้สักกูอินเดียนั่งกันนี่พี่รอตุรุเลสิสิเนี่ยตุรุทุกพอผู้พี่บาร์โซเซงาไม่รู้สิบาร์ที่เกษตรนับเตะพี่รอจะรู้ลำปอมาเชี่ยวเลยที่ปีรู้กูยิ่งเชื่อเลยรู้เกษตรเลยโยเจก้าชุดช่วยเราเบบี้ตาพี่บาร์ตัวเราเลยนั่งเชื่อเนี่ยที่ส่งยาเลยลงมาเพื่อช่วยส่งเบนี่มาลงมาสร้างมิสระเราอาทิตย์ เรื่องมันจะพูดสุดฮะพี่บาร์เร่ now ดีคุณน่ะช่วยผมพิมพ์บาสกุลเลยสุดสักการผลิตมาเลยสำหรับสิ่งชาราสิบาร์เร่แล้วพี่เราผลิตวันมาเลยยาชาราสิบาร์เร่ now ดีที่ลิงสายอย่างเลยกุศิลเลยล่ะพี่ตาพี่บาร์เร่ไอ้กุศิลเลยล่ะเชื่อผมมานั่งเงินเราเนี่ยบัตรจะชี้นี่แล้วพี่เราดีตัวไหนเนี่ยโอ้ยจะรู้ตัวเราบอกเลยจะรู้คิดเนี่ยชี้เนี่ยสักชี้เนี่ยเป็นตัวตุ้งตัดนี่เลยฮะพี่บาร์ท่านตามมาแล้ววิชิมาแล้วบาร์ที่ขึ้นมาเลยตัวคุณน้องสิบิโรไทยตานี่เลยอันนี้ท่าเราสิบาร์ยูซาเบโรพิมพ์เป็นลูกบางเนี่ยสุดสักการะจะรู้โรเซนี่เนี่ยพิโรเมียเตเรนี่ท่าสิบาร์ว่ารู้สึกนั่งเงินเราเนี่ยบัจเจปมาเมียกูมูจิบาร์ฟลามสุนตุ้งเซฟthat's 7 billion แล้วกูบาร์กูชับพิโรดีฮารุโลยาเมสุเรจะบัมพิงเอซีเมียเนี่ยเชื่อเบเชจัมโรเมียจัมโรดีเลจงอภัยเชื่อเบเชเนี่ยส่งเรื่องนี้เลยครับดียามปุ่นกันเราดีจะเราขั้นพันเราไม่ยากเลยดีทำอยู่กูพิจารณาเลยนั่นแหละสมมติดีเลเปียงกุยที่สักทีก็เราจะโจ้กูไปสั่งกงเนี่ยหาพิจารณาจังกูเลี้ยละตั้งใจเช็ดตัวสิโยบาบีคนกูรู้สิบาร์เราเบโรอาศิพิมเลยบลูสุรศักดิ์เราสุรลีเนี่ยพิจารณาสิบสิบจังพิจารณาโอเควันนี้ฉันเอาตะกุเราทำไม่ฉันเอาဒီရှင်းပြတဲ့ဒီကွင်းတိဆောက်မှုနဲ့ယာထားမှုနဲ့ပတ်သက်ပြီးတော့လေဒီဟာကရှင်းပြနေတဲ့ဘယ်လောက်ထိလိုအပ်မှုရှိလဲပေါ့လိုအပ်မှုရှိတယ်ဆိုဘယ်လောက်ထိရှိလဲပေါ့အဲ့ဒါလေးထပ်ပြီးတော့ရှင်းပြီးတော့ပြောပြစေချင်တယ်ဗျ လူကတော့ပြောမယ်ဆိုတော့ပြောချင်တာကရှိပွေးမခိုင်ဘူးဆိုကုန်လေရှိပွေးမခိုင်ဘူးလို့ပြောတယ်ရှိပွေးမခိုင်တိုင်းကျွန်တော်တို့မလုပ်ဘူးဆိုတော့ရှိပြီးနေမှာဘယ်တော့မှလည်းကူရှိမှာမဟုတ်ဘူးဆိုတော့နိုင်ငံတော်ယူတဲ့သမရပါဝင်ကျွန်တော်တို့ဝင်ကြီးချောပါဝင်ကြီးနဲ့ကလည်းပဲဆွေးနွေးတဲ့ခါမှာဆွေးနွေးလေကတော့ပြည့်ပြီးပေါ့သူတို့ကလည်း complex ဆွေးလည်းပဲနောက်ပိုင်းမှာစင်တိုရီဂျီမတွေ့အဲ့ဒီကျွန်တော်တို့ complex တွေကိုလည်းယူလာတယ်
处理了方面我嘛来年必须那个第一个拼了这个减码一个啥子减码一路这样目前我们拼的看嘛刚才做一个那么都开始跑这些吧嘞那什么了连边呢做一个视频呢说的都啥啥啥的不是不少没得了没得这种路了不那么苦你他当时了马路的路看山没都到了呗这路连事情啊拼这路是嘛是的第那第五啦把牛送了呗路呀的大路路呢猪呢的这路有项目呢嘛批把的然后路了不喏我其实没空你那不喏我的叫呢这个家那啷个的Palawanနဲ့ Zoranpur ပြီးတဲ့ချိန်မှာပဲအိန္ဒိယကဒီဘက်ကိုလာမယ်လို့အပြင်ကနေတော့ကျွန်တော်သတင်းကြားရပေါ့နော်အဲ့ဒါတကယ်ဟုတ်လားပြီးတော့ဝန်ကြီးအရင်ဒီတဲ့ဆောင်းပိုင်းကသွားပြီးတော့ကွန်ဆင်းခဲ့တဲ့ဒီခါမန်တော်ကနေမုံရွာဘက်ကိုသွားတဲ့ကာလကိစ္စအဲ့ဒါလေးတစ်ချက်ရှင်းပြပေးပါလားဟုတ်ကဲ့ဟိုဒီကတော့ Zoranpur နဲ့ပလောဝအစီမံကိန်းကတော့60မိုင်ရှိပါတယ်ဒီဟာတော့ကျွန်တော်တို့ကိစ္စကြောင့်မလို့အခုလိုနည်းနည်းနှောင့်နှဲတာဖြစ်ပါတယ်ဒါလည်းပဲအိန္ဒိယရဲ့ပုံမှန်ဖြစ်ပါတယ်သူတို့ကတော့ပိတ်ဆန်တဲ့အစီအစဉ်အကုန်လုံးပလောဝမှာအစီအစဉ်ပြီးတော့လောက်တာဖြစ်တယ်တော့လည်းပဲဒီကြောင့်မလို့ကျွန်တော်ပလောဝကနေပြီးတော့အစီအမံပြီးတော့ကျွန်တော်ပလောအိန္ဒိယဘက်ကနေပြီးတော့စပြီးတော့တူဖို့လုပ်နေပါလေတော်တော်လည်းမွေးရည်ဖြစ်တဲ့အတွက်ကြောင့်ဒါလောလောဆယ်ရဆိုင်ထားပါလေအဲ့ဒီဥစ္စာနဲ့ company လေးမတူပါဘူးဒီဥစ္စာကဘယ်လိုအပြီးမှဆိုရဲဟာတော့မရှိပါဘူးခင်ဗျာနောက်နံပါတ်2ကဟာခမန်ဒေါ်လာက66တမ9မိုင်9ဖာလုံးရှိပါလေအဲ့ဒီဥစ္စာကတော့အခုဒီကနေပြီးတော့ဒီပူလာဒီပြောရင်ပြကနေပြောတော့ဆိုရဲတရာလည်းပဲ PCP ဖြစ်ပါတယ်ဖွင့်ရှိဖြစ်နေပါတယ်အဲ့ဒီကနေပြောတဲ့ရင်တော့ high ကနေပြောဟာတာကနေပြော all electron မထီတော့ကျွန်တော်တို့ပြောလို့လာပြရပါတယ် all electron ကနေပြီးတော့ဒီဟေးစခန်နောက်ပြီးတော့စားတော်ဆိုတဲ့ဟာရှိပါတယ်အဲ့ဒီဥစ္စာကတော့ဒီနေ့မှလောက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ခုလောလောဆယ်တော့တိုးလို့လာလို့ရှိမှဒီလေးပါဘူးဒါလည်းပဲ34ပေနဲ့အကုန်လုံးနီးပါဒီတောင်ချောင်းကနေပဲ high 10မိုင်လို့တော့အနေနဲ့20ဝန်းကျင်တော့ပဲ24ပေပေါ့ကိုရှိမရှိပါသေးတယ်အဲ့ဒါဆိုတော့အဲ့ဒီကနေပြီးတော့ဟိုဘက်ဒီကျွန်တော်မီကီမျိုးပါလို့ပေါ့လေဇာချီလာမျိုးပါလို့လည်းပဲကျွန်တော်ဆက်တွေ့ဖို့လုပ်နေပါတယ်အဲ့လိုလုပ်တဲ့အခါမှာဒီမိတာမိပေါ်လေမိတာမိလေကျလာထုဖို့ကွင်းစင်းတိုင်းတာမှုဆောင်ရွက်ပြီးဖြစ်ပါတယ်အဲ့ဒါဆိုမလို့ဒီအလွေနည်းနဲ့ပြောမယ်ဆိုရင်ရဲ့ဒီ66နဲ့9မိုင်ပေါ်လေ66မိုင်9ဖာလုံးကိုတော့လာမယ်မွေးရတီမှာတော့စတင်ပြီးတော့အကျိုးပြုရပါတယ်တော်တော်လည်းမူးရတီမှာတော့အမခါမဖြစ်တဲ့တော့ဆောင်ရွက်နိုင်တဲ့ဒီထားရှိတဲ့ဝိသုဒ္ဓစာကိုကျွန်တော်တင်ပြချင်ပါတယ်ကလေးမျိုးနဲ့ပဲပိုင်းတဲ့ဟိုစကိုင်းတိုင်းပဲပိုင်းစကိုင်းတိုင်းကမေတ္တာမှာတရာထွန်းပြီးမှပဲရှိပြီမယ်တော်တော်လည်းပဲလောလောဆယ်တော့မေတ္တာမိကိုပြောပြီးတော့ဘုဘဲမှာဒေတာနာမည်နည်းနည်းပဲပြောလို့လေအဲ့ဒီရှိတော့ကျွန်တော်တို့ဟိုဘက်ရှောင်းကူးပြီးတော့တွေ့ရင်တော့ကားလေးတွေတော့ပြောလို့ရတယ်တော်တော်လည်းပဲခုလောလောဆယ်ကတရာမထူးတဲ့အတွက်ကြောင့်ကားကြီးတို့ဘာလို့တော့ပြောနိုင်မှာမဟုတ်ဘူးဒီရောက်ပြီတဲ့အခြားခေါင်းစဉ်သွားမယ်နောက်တစ်ခုကျွန်တော်သွားမယ်ဟာကတော့အစိုးရစီမံကိန်းနဲ့တဘာဝတယံရတကိစ္စဖြစ်မယ်အစိုးရစီမံကိန်းဆိုတဲ့ခါမှာပြည့်စုံပြီပေါ့နော်ဒီတဘာဝတယံရတထောက်ပွဲကိစ္စလေးဒီမှာနေခုမြရှင်တဲ့ပုဂ္ဂိုလ်များရှင်တော့နေလို့ရပါကျွန်တော်မေးချင်တာဒီဝေဘူလာမှာဒီအစိုးရအနေနဲ့ဗ
ဘူလာမှာဒီချင်းပြည်နယ်အစိုးရနေကွန်ပျူတာအနေနဲ့ပေါ့ဒီခရိုမိုက်ဘူးပေါ်မှုဒီအခုဒီပြီးခဲ့တဲ့ဒီလာတော့မှာလုပ်ခဲ့တာရှိရဒီဖိုလာမန်တာတာကမ္ပဏီကနေသူတို့အိမ်စောက်တာလမ်းဖောက်တာပေါ့လို့ဖို့သူတို့ကဒီဝီဘူလာတော့မှာခရိုမိုက်ဘူးပေါ်မှုပြီးထောင်စုအစိုးရနေကွန်ပျူတာနဲ့ပြည်နယ်အစိုးရနေကျွန်တော်တို့ pass ပြီးတော့ကျွန်တော်တို့အဲ့လိုဟာမျိုးလှုပ်ဆောင်တယ်သူတို့ကသူတို့ data မှာပြဿနာရှိတယ်အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီပြည်နယ်အစိုးရအနေနဲ့ဘယ်လိုများတည်ထားတယ်ကြအဲ့ဒါတည်ချင်လို့ပါခင်ဗျာဒီနေ့နဲ့သုံးဆောင်မှာတော့မဟာဒန်လိုက်ရောက်ဖို့ဆိုတာရှိတယ်ဒါလည်းတော့ရောက်မှလည်းဆိုတာဒီပြရစီโอเคကျွန်တော်နာမည်ကဆလိုက်ကျော်ရပါကျွန်တော်ခါခါပို့စကပါကျွန်တော်ရဲ့ channel မှာကွန်ကဒီတိမစ်ကြီးရရှိနေပတ်သက်ပြီးတော့ဒီအရင်မှာဆိုရင်မြန်မာလှဆိုတဲ့ company ကတာဝန်ယူဆောင်ရွက်ပြီးတော့အခုနောက်ပိုင်းဆိုရင် KNLD နဲ့ပြီးတော့ချာ company ပေါင်းပြီးတော့အခုလောက်ဆောင်ထားတယ် 2.9 billion ကုန်ပြီးတော့အခုတာဝန်ယူထားတယ်ဒါပေမဲ့အခုချိန်ထိကျွန်တော်တို့ရီကတေးသေးချာမရရှိသေးဘူးအဲ့လိုဖြစ်တဲ့အတွက်ဒီ company ကိုဒီအစိုးရကအရေးယူဖို့တွေလောက်ဆောင်လာပြီးတော့နောက်တစ်ခုကဒီဟာခါမျိုးပေါ်မှာဒီဟစ်စမီနဲ့ပတ်သက်ပြီးတော့ဟစ်စမီယာခါခုအရန်ဈေးရတက်နေတာဖြစ်နေတယ်ဒီဆိုတော့အတိဟာနဲ့ပတ်သက်ပြီးတော့ဒီချစ်ပင်းအစိုးရဘယ်လိုလောက်ဆောင်ပေးနိုင်မလဲဒီအစိုးရမလောက်ဆောင်ပေးနိုင်တော့မှပြီးတော့ဆိုရစီကိုဘယ်လိုတင်ပြလို့ရမလားဆိုတာကျွန်တော်မေးချင်ပါတယ်ဟုတ်ကျွန်တော်လည်းမေးခွန်းမေးပြစေခုနကဒီမိကြီးကိစ္စကျွန်တော်ထပ်ဆင့်ပြောမေးခွန်းထုတ်ချင်ပါတယ်ခုနကဒီဟာပတ်စပေါ်တာသူပြောတဲ့ tema ဒီကနေ့ဒီမိကြီးပေးဝေးကိစ္စကကိစ္စရဲ့ SMB နိုင်ချင်းရဲ့အတိကစင်ခေါ်မှုနဲ့အတိကအချက်ကပါလေဆိုတော့ကျွန်တော်တိကျသိချင်ပါတယ်ဒီငါးနှစ်ကာလအတွင်းဒီယနေ့ထိ SMB နိုင်တဲ့အတိကစင်ခေါ်ချက်လေးကိုကျွန်တော်တိကျသိချင်ပါတယ်ပြီးတော့နောက်တစ်ခုကပါလေဆိုတော့ဒီချင်းပြည်နယ်စိတ်ပြူကြီးကံတော့ကျွန်တော်မေကွန်ပေးချင်ပါတယ်ဒီတို့ချင်းပြည်နယ်မှာအထက်ကစိတ်ပြိုခိုင်းတာဒီတလောကဒီကော်ဖီနဲ့ဝါဦးဖြစ်နေတယ်တော့တော်တော်များများပြည်နယ်တော်တော်များများနေတော်တော်များများမှာကော်ဖီနဲ့ဝါဦးပဲစိတ်ပြိုနေကြတယ်တခြားစိတ်ပြိုတာရောရှိလားချင်းပြည်နယ်ချင်းပြည်နယ်ဆွဲနေတဲ့အထက်ကစိတ်ပြိုခိုင်းတဲ့တခြားဘာရှိလဲဆိုတော့သိချင်ပါတယ်ဒီအထက်ကစိတ်ပြိုထားတဲ့ဒီကော်ဖီနဲ့ဝါဦးသူရဲ့ဈေးကွက်အတော်ချင်းပြည်နယ်ဆွဲရနေတဲ့ဘယ်လိုထိတာဝန်ယူမှုရှိလဲဒီစိတ်ပြိုတဲ့သူများကဒါတို့ဘာတန်းတဲ့တို့ဒီ marketing ဈေးကွက်ကိုတို့ဘာတာဖို့မလားဟုတ်ချီပီနေစနေဘယ်လိုထိတာဝန်ယူပေးမှလဲဆိုတော့ကျွန်တော်တစ်ချက်သိချင်ပါတယ်ပြီးတော့ကျွန်တော်မေခုနတော့ကျွန်တော်ထောက်တဲ့ကတိမှာဒီလူမှုချစ်ချစ်ရေးကဏ္ဍနဲ့ကျွန်တော်နေထားတာရှိပါတယ်ဒီ COVID-19 ကိစ္စတွေပေါ့ဒါလူမှုချစ်ချစ်ရေးဒီပြပနေဝင်လိုက်သူဘယ်လိုချစ်ချစ်ထားလဲဆိုတာတစ်ချုပ်ပြန်ပြီးတော့မေခုပြန်ထပ်ပြီးတော့မေးပြရစီကျေးဇူးတင်ပါတယ်COVID-19 ကိစ္စတော့ကျွန်တော်တို့ချင်းပြည်နယ်အစိုးရအနေနဲ့ဒီ COVID-19 ကာကွယ်တားဆီးရေးအဖွဲ့ဆိုတာရှိပါတယ်အဲ့ဒီအဖွဲ့ကပဲကျွန်တော်တို့ပူးပေါင်းပြီးတော့ဆောင်ရွက်တာရှိပါတယ်အထူးတစ်ချက်ကတော့ဒီကော်မတီကပဲပြည်တော်ပြန်နေဖို့ပြန်လက်ခံတာပြီးပြီးလို့ရှိရင်ကျွန်တော်တို့အစိုးရအနေနဲ့ပြန်ပြီးတော့ကြိုးပို့တာဒီဒါတွေပဲကျွန်တော်တို့ဆောင်ရွက်ပါတယ်အထူးတစ်ချက်တရားဝင်သွားတဲ့လူရောမသွားတဲ့လူရောဒီကိုဗစ်ကာလမှာတော့ရတိုင်းပင်ခံကြီးရဲ့ညွှန်ကြားချက်အတိုင်းဒီတရားဝင်မဝင်ကျွန်တော်တို့နိုင်ငံသားတွေဖြစ်လို့ရှိရင်ပြန်ပြီးတော့လက်ခံတာရှိပါတယ်အထူးတစ်ချက်ကတော့ဒီတရားဝင်လမ်းကြောင်းပေါ်မှာဥပမာချင်းပြည်နယ်မှာဆိုရင်ပြီးတော့ကြီးခါတို့ကြီးခါခင်မန်းလို့ဆိုရင်တရားဝင်လမ်းကြောင်းမဟုတ်သေးပါဘူးတိုးတော်လည်းပဲဒီလမ်းကြောင်းကနေပြည်ပြန်ဝင်လာမဲ့ပုဂ္ဂိုလ်တွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ဌာနဆိုင်ရာစစ်အဖွဲ့တွေဖွဲ့ပြီးတော့ဒါတွေကိုပြန်လည်လက်ခံပြီးတော့သူတို့ပြန်သွားခြင်းတဲ့နေရာမရောက်ခင်မှာ quarantine တွေထားပြီးတော့တတ်မှတ်သောနေရာတွေမှာထားပြီးတော့ကျွန်တော်တို့ကသူတို့ရဲ့နေရာပြန်သွားခြင်းတဲ့နေရာတွေကိုကျွန်တော်တို့အစိုးရ
အစိုးရရဲ့ဘတ်ဂျက်ဒီလိုရှိအထူခံထားတဲ့ဒီအထူရှင်တွေရဲ့အထူတွေနဲ့အတတ်နိုင်ဆုံးစ조사ပြီးတော့ဒီပြည်တော်ပြန်ဒီကိုကျွန်တော်လက်ခံပါတယ်ဒီလိုရှိရင်ဒီမြဝတီဘက်ကနေလာတဲ့လူတွေဒီလိုရှိရင်ဒီတရုတ်ဘက်ကနေလာတဲ့လူတွေလည်းပဲကျွန်တော်တို့ကချင်းပြည်နယ်အစိုးရအနေနဲ့ပြန်ပြီးတော့တာဝန်ပေးပြီးတော့တွားကြုံမဲ့ပုဂ္ဂိုလ်တွေဥပမာတရုတ်ဆိုရင်လည်းကျွန်တော်တို့ဒီ16မိုင်မန္တလေးမြဝတီစသည်အားဖြင့်ကျွန်တော်တို့ကဒီကနေကိုယ်စားလှယ်တွေဖတ်ပြီးတော့ပိုးစစ်ကနေတာဝန်ယူပြီးတော့ကြိုးဖို့တွေကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဆိုတာပြီးလို့ရှိရင်အထူးတစ်ချက်ကတော့ဟိုဘက်ကလည်းစည်ရင်းစရာတွေတခါတလေမပေးနိုင်တဲ့ဟာတွေရှိတယ်မပေးနိုင်ဘူးဆိုတာပြန်လာမယ်ဆိုပြီးတော့တရင်ပေးတဲ့လူတွေရှိတယ်လို့တရင်မပေးဘဲနဲ့ရုပ်တရက်ဝင်လာနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိတဲ့အတွက်ကြောင့်ဒါတွေကတော့ကျွန်တော်တို့ဒီတက်ဆိုင်ရာအုပ်ချုပ်ရေးအဆင့်ဆက်ကျေးရွာအုပ်ချုပ်ရေးမြို့နယ်အုပ်ချုပ်ရေးကစပြီးတော့ဒါတွေကိုတရားဝင်လမ်းကြောင်းမှာပြန်မဝင်နိုင်အောင်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီစောင့်ကြည့်ပြီးတော့တရားဝင်လမ်းကြောင်းဖြစ်တဲ့နေရာတွေကျွန်တော်တို့စောင့်ပြီးတော့မှဂျုံမဲ့နေရာတွေကိုပြန်လာဖို့အတွက်လည်းကျွန်တော်တို့ဆောင်ရွက်တာရှိပါတယ်ဆိုတာကျွန်တော်အနေနဲ့ဒါပဲဖြေကြားဆက်ရှိပါတယ်ပူပေါင်းပြီးတော့ကျွန်တော်တို့နိုင်ငံခြားကနေပြန်လာတဲ့လူတွေတော်တော်ပြောပြီးတရားမဝင်ဒီဖြစ်စေဝန်ဒီဖြစ်စေအလုပ်သမားအနေနဲ့တွားတဲ့နိုင်ငံသားတိုင်းအားလုံးကိုကျွန်တော်တို့ကပြန်လည်လက်ခံပြီးတော့စနစ်တကျ quarantine တွေထားပြီးတော့မိမိရဲ့ဒေသအသီးသီးကိုပြန်လည်ပို့ဆောင်ပြီးတော့ဆောင်ရွက်နေပါတယ်ဆိုတော့ဒေသရဲ့နေကုန်းချုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဝန်ကြီးကနောက်ထပ်မေးခွန်းကြံတာရှိပါတယ် sorry ပါဒီ noi တကိစ္စတွေဟိုလေဒီစီမံကိန်းတွေပြောစချင်ပါတယ်ဆိုပါဟုတ်ကဲ့ခုနကျွန်တော်တို့ဒီဝေဘူလာမှာ provide တဲ့ကိစ္စအဲ့ဒီတော့သက်ဆိုင်ရာစိုက်မှုဝန်ကြီးကမလာတဲ့အတွက်ကျွန်တော်ဖြေကြပါမယ်ဆိုတော့ကျွန်တော်တို့ချင်းပြည်နယ်ထဲမှာလည်းအခြားတိုင်းဒေသကြီးပြည်နယ်တို့ဒီစူးစမ်းနေတာလုပ်နိုင်တဲ့နေရာတွေရှိတယ်။မှန်တော့တိတိကျကျဆိုလဲ provide trader တွေရှိတယ်ဖလားအိန္ဒိယဝေဘူလာဘက်မှာလည်း provide trader တွေရှိတယ်။ကပလက်ဘက်မှာဆိုလဲဒီချင်းကြီးထွက်နေတာရှိတယ်။ထွက်နိုင်တဲ့ဟာရှိပေမဲ့ကျွန်တော်တို့ပြည်တော်စုလုပ်ပိုင်ပြည်နယ်လုပ်ပိုင်ကိုဆိုပြီးခွဲတာရှိတယ်။ဟိုလုပ်ငန်းသဘာဝအရဆိုရင်ကျွန်တော်တို့လဲလုပ်လက်စားပါနော်။လဲလုပ်လက်စားဖြစ်တဲ့အသေးလေးတွေလုပ်လို့ရတဲ့ဟာတွေကကျွန်တော်ပြည်နယ်လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။နောက်ပါအသေးစားလုပ်ပိုင်ခွင့်တွေကျွန်တော်တို့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။နောက်အလက်စားနဲ့အကြီးစားကျတော့ပြည်တော်စုရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ဆိုတော့များသောအားဖြင့်ဧက20ပေါ့နော်။ဧက20နဲ့အောက်ဆိုရင်တော့ကျွန်တော်တို့ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ပေါင်းထဲမှာရှိသလိုအဲ့ဒီ20ရဲ့အထက်နဲ့အလက်စားအကြီးစားဆိုပြည်တော်စုလုပ်ပိုင်ခွင့်ဖြစ်ပါတယ်။များသောအားဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်တော်စုလုပ်ပိုင်ခွင့်နဲ့ပြည်နယ်လုပ်ပိုင်ခွင့်ဒီလိုခွဲခြားတဲ့အပိုင်းမှာကျွန်တော်တို့ကဒီလဲလို့လက်စားနဲ့ဒီအသေးစားဆိုတဲ့ဟာကိုလည်းပြည်နယ်အတွင်းမှာကန့်သက်တဲ့ဇုံတွေ area တွေသတ်မှတ်ထားတာရှိတယ်။ဆိုတော့ကျွန်တော်တို့ကအခုနလဲလို့လက်စားပေါ့နော်။လဲလို့လက်စားဖြစ်တဲ့ဟိုမှာတိတိမဲမှာထွက်တယ်ဝေဘူလာဘက်မှာထွက်တယ်ဒါ chromite နောက်ကမ်ပလက်ဘက်မှာထွက်တဲ့ဂျင်းနီဒါမျိုးတွေသက်သူတိုက်ပြီးတော့အချမ်းမြင်တော့သိပေမဲ့ကျွန်တော်တို့လူတွေကဒီတကယ်ဆိုရင်အလုပ်လုပ်မယ်ဆိုရင်သက်သူလုံလက်စားပဲဖြစ်ဖြစ်အသေးစားပဲဖြစ်ဖြစ်အလက်စားပဲဖြစ်ဖြစ်ကစူးစမ်းလေ့လာဖို့အရင် FS လောက်အောင်အဲ့ဒီဟာလုပ်ပြီးမှဒါဘယ်လောက်ထွက်တယ်လဲအဲ့ဒါကြမှာပြည်တော်စုလုပ်ပိုင်ခွင့်ပြည်နယ်လုပ်ပိုင်ခွင့်ဒီလိုခွဲရမှာဆိုတော့ကျွန်တော်တို့ကဖြစ်နေတာက FS လုပ်ဖို့နည်းနည်းဆင်းပြီဆိုတာနဲ့ကိုဆန္ဒပြကျွန်တော်စီရတယ်နော်ဒေသတိုင်းမှာအဲ့လိုဖြစ်နေတယ်ဆိုတော့ဒီ area 20ထဲမှာလည်းမင်းများထွက်နေတာပဲလေဟုတ်လားဟို area 20ထဲမှာလည်းကျွန်တော်မင်းများထွက်နေတာပဲ area 20ကျော်ပြီးတော့ဥပမာတချို့စဧကကို100 1000အဲ့လိုယူပြီးတော့အခြားတိုင်းတွေပြည်နေတယ်မှာလုပ်နေတာရှိတယ်ဒါပေမဲ့ဟိုဘက်မှာကျတော့လုပ်ပိုင်ခွင့်တွေရပြီးတော့ FS ဆင်းလို့ရတယ်ကျွန်တော်စီမှာတော့ FS ဆင်းမယ်လုပ်တာနဲ့ကိုကန့်ကွက်တော့ဟိုကျွန်တော်စီမှာပြောရရင်တော့ထုတ်လုပ်လို့သိချင်မရဘူးအခုတလုံးမှာဖြစ်တဲ့ဒီဝေဘူလာနဲ့မှာထွက်တဲ့ဥစ္စာဆိုရင်လည်းကျွန်တော်တို့ချင်းအဆက်နဲ့ဟိုဘောစကိုင်းနဲ့အဆက်ပေါ့နော်ကလေးအဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့စီကူဟိုမေးတာမီဒီယာတွေကမေးတာရှိတယ်အမှန်တော့ကျွန်တော်ချင်းပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ပေါင်းထဲမှာမရှိဘူး
သူတို့လည်းပြည်တော်စုကိုတင်ပြပြီးတော့မှဟိုဆက်လုပ်ရမယ်အပိုင်းပြည်တော်စုခွင့်ပြုချက်လည်းမရဘူးကျွန်တော်ချစ်ပြည်နယ်အစိုးရအဖွဲ့ကတော့ကန့်ကွက်ရမရှိဘူးပဲဖြစ်ဖြစ်ပေါ့ဒီလိုပဲထောက်ပံ့ပေးလို့ရပြည်တော်စုရဲ့လုပ်ပိုင်ခွင့်ပေါအောင်ဆိုရင်နော်အဲ့လိုမှအခုကတော့ကုမ္ပဏီကတော့သူ့ရဲ့ဟိုစံသားနဲ့သူ့ရဲ့ဟိုခွင့်ပြုချက်ဘယ်လိုပုံစံနဲ့ရတယ်မသိဘူးအဲ့ဒါကျွန်တော်ချစ်ပြည်နယ်အစိုးရအဖွဲ့ကခွင့်ပြုချက်ပေးထားတာလည်းမဟုတ်ပါဘူးဟိုလုပ်ပိုင်ခွင့်ပေးထားတယ်လည်းမရှိဘူးကျွန်တော်ဘက်ကပေးနိုင်တာကဒီလောက်ကွက်ကြီးလောက်ကွက်အလက်လောက်ဆိုရင်ပဲပြည်တော်စုကိုကျွန်တော်ချစ်ပြည်နယ်မှာတူးမယ်ဆိုတော့ချစ်ပြည်နယ်စွာဖွင့်နေတဲ့ကန့်ကွက်ရမရှိပါဘူးဆိုတာလောက်ပဲတင်လို့ရမယ်နောက်တစ်ခုကကျွန်တော်ချစ်ပြည်နယ်အစိုးရရဲ့လောက်ပိုင်ခွင့်ပေါင်းထဲမှာရှိတဲ့ဒီလဲလို့လဲစားတော့အသေးစားလို့ဆိုတော့ကျွန်တော်ကဒီစူးစမ်းလေ့လာတဲ့ဟာကိုအရင်ခွင့်ပြုရမှာစူးစမ်းလေ့လာပြီးမှအဲ့ဒါဆက်ပြီးတော့လောဥမာဒါတော့တတူတူတဲ့ကိစ္စပါကျွန်တော်လက်စစ်ဆိုလဲအဲ့လိုပဲလက်စစ်ဆိုလဲအခုကုမ္ပဏီတွေအများကြီးကကျွန်တော်ရဲလက်စစ်ထုတ်ဖို့လာကြတယ်ကျွန်တော်ပထမပေးတာဒီ FS ကိုစူးစမ်းလေ့လာဖို့ပဲခွင့်ပြုတာဖြစ်ပါတယ်စူးစမ်းလေ့လာပြီးတော့သူ့ရဲ့ report ပေါ့ကျွန်တော်တို့က MOU ထိုးတဲ့အချိန်မှာ6လထိုးတာရှိတယ်တစ်နှစ်ထိုးတာရှိတယ်အဲ့ဒီရဲ့သူ့ရဲ့ report ပေါ်ကိုဒီပြီးမှသူ့ရဲ့ထွက်တဲ့ဥစ္စာကဘယ်လောက်လဲဥမာလက်စစ်ဆိုရင်မဂါဝတ်30အထက်ဆိုပြည်တော်စုလုပ်ပိုင်ခွင့်ပြည်တော်30ရဲ့အောက်ဆိုရင်ကျွန်တော်ပြည်နယ်လုပ်ပိုင်ခွင့်အဲ့ဒီမှာမှဟိုပေါ့တုံညာကနေပြီး30ထိဆိုရင်ကျွန်တော်အသေးစားလို့ခေါ်တယ်ဟို30ကနေပြီးတော့ဟို30မဂါဝတ်ဆိုရင်အလက်စားခေါ်တယ်30မဂါဝတ်အထက်ဆိုအကြီးစားဖြစ်တဲ့ပြည်တော်စုလုပ်ပိုင်ခွင့်ဆိုတော့ကျွန်တော်ကလက်စစ်မှာဆိုလေအဲ့လို FS ရတယ်6လတန်နေတစ်နှစ်တန်နေအဲ့ဒီ FS ကိုပဲကျွန်တော်ဆန္ဒပြမယ်ဆိုတော့အဲ့ဒီဟာလေးတွေတော့မီဒီယာတွေကလည်းသိပြီးတော့မှကျွန်တော်ပြည်သူလူထုကလည်း awareness လုပ်ဖို့လိုတယ်လို့ကျွန်တော်ပြောချင်တယ်တတူတူမဲ့ကဏ္ဍပဲဖြစ်ဖြစ်ဟလာရဲလက်စစ်ထုံးမှာပြီးကျွန်တော်မြေကြီးထဲမှာရှိတဲ့တတူတွေကဒီတိုင်းထားရင်တော့ကျွန်တော်လွတ်လပ်ရပြီးတော့နှစ်ပေါင်း80ကျော်နေပြီလေကျွန်တော်ဆိုဘာမှလည်းထုတ်လို့မရဘာမှလည်းမရှိတဲ့အတွက်ကျွန်တော်ဆင်းရဲတဲ့ကိန်းဂဏအရာဆိုဟိုဘောတိုက်ဒေသပြည်နေမှာအနေဆုံးလို့ကျွန်တော်အဲ့ဒါကပျော်စရာမဟုတ်ဘူးကျွန်တော်ချင်းအတွက်နော်ကျွန်တော်ကဒီမှာဒီလိုလေးပြောချင်တယ်ကျွန်တော်တို့ဘာဖြစ်လဲကိုစီကတတူတွေထုတ်ပြီးတော့ကိုစီရဲလက်စစ်တွေထုတ်ပြီးတော့ကိုဒေတာဖွံ့ဖြိုးအောင်လုပ်မှာပေါ့နောက်ရှင်မှာ Federal ဖြစ်သွားပြီဆိုရင်ကိုယ့်ကိုရက်တည်ရမယ်ဟာဖြစ်တဲ့ရှင်ဒီရှင်ကစပြီးတော့ကျွန်တော်က FS စင်တာမယ်ဟိုအသေးစားပြီးအလက်ဟိုအငယ်စားပြီးအလက်စားစထောက်ဒီလိုတော့ပြောရှင်ဥမာကချင်ပြည်နယ်မှာအခုတက်ပြတယ်အများကြီးထွက်တယ်ကြောက်စင်းတွေထွက်တယ်ရွှေတွေထွက်တယ်ဟလာဒီရှမ်းပြည်မှာလည်းထွက်တယ်အဲ့ဒါတွေကလည်းလက်လုံလက်စားကစတာပဲနော်အငယ်စားကနေစတာအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော် awareness ပေးစေချင်တယ်ကျွန်တော်လူထုပေါ်မှာလေနော်ဒါအခုနပတ်သက်ပြီးတော့ပြောတာဝေဘူးလာမှာဖြစ်တဲ့ကိစ္စဆိုချစ်နေတဲ့အစွာဖွဲ့ကခွင့်ပြုချက်မရှိဘူးဆိုတာဒီမှာကျွန်တော်ပြောချင်တာပါနော်နောက်တစ်ခုကကျွန်တော်တို့ဟောဘောတီးနေနဲ့တွန်းစံဟိုမဟာဒါလည်းမရသေးတဲ့ကိစ္စကျွန်တော်ချင်းပြည်နယ်မှာမြို့နယ်9ခုရှိတဲ့ထဲမှာဟိုမြို့နယ်6ခုတော့မဟာဒါလည်းရပါပြီပထမရတာတော့ကျွန်တော်ဟာကာဖလန်ထတ်လန်ဒုတိယရတာတော့ complet မင်းတဲ့အခုနောက်ဆုံးရတာမတူပြီမြို့နယ်6မြို့နယ်ရပြီးတော့3မြို့နယ်ကျန်တယ်ခင်ဗျတီးနေတွန်းစံအပြင်ပလက်ဝပါကျန်ဒီမြို့နယ်3မြို့နယ်ရဖို့အတွက်ကိုကျွန်တော်ဘယ်လိုချိတ်ဆက်ထားလဲဆိုတော့2016 19ရေဒီ budget နဲ့လုံးဝချင်းမှာကျွန်တော်66လက်ဓာတ်အလိုင်းလို့33 kV ဓာတ်အလိုင်းလို့ဆိုရင်ပြည်တော်စု budget နဲ့ပဲလုပ်ရတယ်ကျွန်တော်ပြည်နယ် budget ကနေတဲ့အတွက်ကျွန်တော်တို့က11 line နဲ့ဟို400ဘိုးအလိုင်းတွေပဲကျွန်တော်တို့တိဆောက်တယ်ဆိုတော့ budget များများသုံးရမယ်66တို့33လို့ဆိုပြည်တော်စု budget နဲ့သုံးရတာဖြစ်ပါတယ်ဆိုတော့ပြည်တော်စု budget ကလည်းအားလုံးမထည့်ပြနိုင်တဲ့အတွက်အခုနောက်ဆုံးလုပ်တဲ့မင်းတပ်နဲ့မတူပြီးဆွဲတဲ့ line ဆိုရင်66ကပြည်ဒါအလိုင်းဟိုမိုင်60နဲ့9မိုင်ကျော်လောက်ကျွန်တော်တို့ဆွဲတဲ့ဥစ္စာမှာဟိုမိုင်ဆိုရင်မင်းတပ်နဲ့မတူပြီးရတော့ဟို102မိုင်ရှိတယ်ဒါပေမဲ့မဟာဒါအလိုင်းမိုင်ကတော့69မိုင်လောက်ရှိတယ်အဲ့ဒီတော့ကို73ဘီလီယံလောက်ပေါ့နော်အဲ့ဒါပြည်တော်စုဘတ်ဂျက်ကလည်းအဲ့လောက်ထည့်ပေးထားတယ်သူလည်းအခြားတိုင်းဒေသကြီးပြည်နယ်အားလုံးမျှတာတကယ်တော့အခြားဟာမထည့်ပေးနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဂျပန်ရဲ့ချီဝင်ချက်က phase 3နဲ့အခုအဲ့ဒီဟာကိုပြေဖို့လုပ်နေတယ်ဒါပေမဲ့ဂျပန်တို့နဲ့ညှိတာလည်းကျွန်တော်16 18ကလေးရမယ်ဆိုပြီးတော့ကြိုက်ကြနေတာဟိုသူတို့နဲ့လောက်ရတာကလည်းဘယ်လိုဖြစ်လဲဆိုတော့အခု World Bank ပဲဖြစ်ဖြစ်ဟလာကျန်တဲ့ဒီဂျပန်ချက်ကပဲဖြစ်ဖြစ်ကနိုင်ငံတကာနဲ့လုပ်တဲ့အချိန်မှာချင်းဝင်ယူတဲ့အချိန်အရန်စစ်စစ်တာဖြစ်ပါတယ်နော်နောက်တစ်ခုကဒီဟိုပေါ့စစ်စစ်တဲ့ဥစ္စာတွေသူတို့မှာကန့်သက်ချက်တွေတအားများတယ်အခုဟိုဂျက်ကာနဲ့ phase 3နဲ့လုပ်မဲ့ကိစ္စမှာဆိုရင်သူတို့ကပြည်တော်စုနဲ့အရင်စာချုပ်ချုပ်ရတယ်အခုဆိုစီမံစီးပွားနဲ့စက်မှုဝန်ကြီးဌာနနဲ့ဂျပန်ဂျက်ကာနဲ့ဒီဟိုပေါ့တီရီတွန်းစံပလက်ဝ3ခုတော့ကိုစာချုပ်ချုပ်ပြီးတော့ဘာဆက်လုပ်ရလဲ consultant နဲ့ international consultant နဲ့
အဲ့ဒီ consultant ငှားပြီးတော့မှတခါကျွန်တော်တို့ tender international tender ခေါ်ရတယ်အဲ့ tender ခေါ်ပြီးမှလုပ်ငန်းလုပ်တာဖြစ်တဲ့အတွက်အခုဆိုရင်ဒီပြည်တော်စုနဲ့ JECA နဲ့စာချုပ်ချုပ်ပြီးပြီ consultant ငှားမဲ့ခံကြတယ်ဒီ COVID ကတော့ဖြစ် COVID ဖြစ်တော့ ferry ဒီလိုပေါ့နော်2019နောက်ပိုင်းအစားပြီးတော့နောက်ပိုင်းမှာဒီ consultant ကလာလို့မရ international ဒီ consultant ကအဲ့ဒါကို online ကနေပြီးတော့ consultant ကိုကျွန်တော်တို့ online ကနေပြီးတော့ဆက်သွယ်ပြီးလုပ်နေတယ်လို့သိထားပါတယ်နောက်ဆုံးအစီအစဉ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ international tender ခေါ်မယ်ဆိုတော့ဒီ27တော့နော်27ထဲမှာတော့ဟိုဒီတီတီတွန်းစံနဲ့ကျွန်တော်ပလက်ဝ3ခုလုံးကတော့ဒီဂျပန်ရဲ့ချိဝင်နဲ့ဟိုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါပေမဲ့သူများနိုင်ငံနဲ့လောက်ရတာဖြစ်တဲ့အတွက်ကန့်သက်ချက်တွေနည်းနည်းကြန့်ကြာတာရှိတော့နော်နောက်တစ်ချက်ကကျွန်တော်တို့လုပ်ပြီဆိုရင်ဘာတွေဖြစ်လဲဆိုတော့ဟိုမှာတက်တော့ area ဖြတ်ပြီဆိုရင်တက်တော့ကန့်ကွက်ပြန်ပြီနောက်ရွာတွေကဖြတ်ပြန်ဆိုရင်တခါရွာတွေကကန့်ကွက်ပြန်ပြီဟိုဓာတ်တိုက်ဆိုင်မယ်ဆိုရင်အဲ့ဒီဟာပေါ်မှာလည်းကန့်ကွက်ပြန်ပြီဆိုတော့အခုမတူပီနဲ့ maintain နဲ့ဆွဲတဲ့ line ဆိုရင်ကျွန်တော်တို့3နှစ်လောက်ကြာအဲ့ဒီမှာဟိုနမတောင် area ဖြတ်တဲ့အတွက်နမတောင်ကလုံးဝခွင့်ပြုချက်မပေးဘူးတချို့ကျေးရွာတွေကဖြတ်တော့လေဟိုတောင်ရသမားတွေကျွန်တော်တို့ပိုင်ရှင်တွေကကန့်ကွက်ပြန်ဆိုတော့အဲ့ဒီလိုအရန်ခက်ခဲတယ်ဒီဖော်ပြလို့ရတဲ့နေရာမှာဒါတွေကိုလည်းကိုဒေတာဖွံ့ဖြိုးခြင်းလက်စရခြင်းဒါတွေကိုလည်းကျွန်တော်ကခွန်းလို့နားလည်ပေးရမယ်ရောချင်းဟိုရတဲ့နေဟာလည်းရောပေးတယ်ဒါပေမဲ့ကန့်ကွက်မှုကအရန်ပြင်းထန်တယ်ကျွန်တော်တို့ဒါတွေကတော့မီဒီယာများကိုလည်းကျွန်တော်ဒီမှာပုံပုံလေးနဲ့ပြောချင်တာကိုဒေတာဖွံ့ဖြိုးမယ်ဆိုရင်လမ်းဖောက်တဲ့နေရာပဲလက်စင်းပြီးတွေ့မဲ့တိုင်တွေစိုက်မဲ့နေရာပဲအခုဆိုမကြခင်ဆက်သွယ်တိုင်တွေစိုက်ရင်ကန့်ကွက်ကြအောင်တချို့နေရာတွေမှာအဲ့လိုတွေဖြစ်တယ်အဲ့ဒါကြောင့်တချို့ကိစ္စမှာကိုပြည်သူလူထုကိုလည်း awareness ပေးကြပါလို့ကျွန်တော်ဟိုပြောလိုပါတယ်ဗျာနော်နောက်တစ်ချက်ကဒီဟိုပေါ့စိုက်ဖို့ဝင်ကြည့်မလားလို့ကျွန်တော်ကဟိုဖြည့်နေတာပါဟို coffee နဲ့ဝါကိုကိစ္စနော်ကျွန်တော်ချစ်နေအစိုးရအဖွဲ့ကတော့ဒီကိုဒေတာမှာဟိုပြောရတော့ဖွံ့ဖြိုးဖို့တိုးတက်ဖို့ခုန infrastructure ဖြစ်တဲ့ land တွေရေတွေမီးတွေဟလာခုနစက်တွေစက်တွေပညာရေးအကျမ်းမာရေးကိုကျွန်တော်ထူထောင်တယ်အဲ့လိုအပြင်ကျွန်တော်တို့ကဟိုချင်းပြည်နယ်မှာကဟိုမြို့နယ်ကိုမြို့နယ်နဲ့အခုမြို့က17မြို့ဖြစ်လာပြီမြို့ပေါင်းအလုံး20ရှိတယ်အဲ့ဒါကိုတပြည့်ညီဖြစ်အောင်ကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော် cabinet member တွေအားလုံးကစဉ်းစားပြီးတော့တိဆောက်နေတာဖြစ်ပါတယ်တိဆောက်တော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးရှင်းပြောင်းတောင်ရစနစ်အဲ့ဒါတွေနဲ့ဟိုတောက်လျှောက်ဆင်းရဲလာတာဖြစ်တယ်ရှင်းပြောင်းတောင်ရစနစ်လုပ်တဲ့အတွက်ဟိုသဘောပေါင်းကြည့်တယ်လည်းပြည့်စည်တယ်အများကြီးရှိတယ်အဲ့ဒါကြောင့်ဟိုဖြစ်နိုင်ရင်တော့လမ်းမဆက်သွယ် infrastructure ရှိကျွန်တော်တို့ရဲ့ဥတီချက်က hotel ခီးလုပ်ငန်းတွေပုံပြောင်းဒါမျိုးတွေကိုလည်းဥတည်တယ်ဒါပေမဲ့စိုက်ပျိုးရေးမှုကြီးကအခြေခံအကျဆုံးပဲကျေးလက်မှာနေတာဟိုဘော15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းထိကျေးလက်မှာနေပြီးတော့မြို့ပေါ်မှာနေတာ80ရာခိုင်နှုန်းလောက်ပဲရှိတယ်ဆိုတော့ sorry မြို့ပေါ်မှာနေတာ15ကနေ20ရာခိုင်နှုန်းပဲရှိပြီးတော့ကျေးလက်မှာ80ရာခိုင်နှုန်းလောက်ရှိတယ်80ရာခိုင်နှုန်းရဲ့ဟိုဒီစာဝန်ကြီးအတွက်ကစိုက်ပျိုးရေးမှုကြီးကမရှိလို့ကိုမရတဲ့ဟာဖြစ်တဲ့အတွက်အဲ့ဒီပုံမှာတော့ကျွန်တော်တို့ကအခုနကျေးလက်အထိလမ်းပေါအောင်လုပ်ပြီးတယ်ကျေးလက်အထိဟို control နဲ့ကျွန်တော်ဖောက်ပြီးတယ်သူတို့ရဲ့ထွက်ကုန်တွေဈေးကောင်းရအောင်ဒီလိုမျိုးတွေကျွန်တော်စဉ်းစားပြီးတယ်ဆိုတော့စိုက်ပျိုးရေးနဲ့ပတ်သက်တော့ဟိုကျွန်တော်အရင်တော့ဟိုစီမံကိန်းအမျိုးမျိုးလုပ်လာခဲ့တာရှိတယ်ဟုတ်လားဟို coffee စိုက်ပျိုးလုပ်ငန်းတွေဝါကူဒါပေမဲ့အခုဝါကူကဟိုနိုင်ငံတကာဈေးကွက်မှာဟုတ်လားတရုတ်ဈေးကွက်ကိုရီးယားဈေးကွက်ဂျပန်ဈေးကွက်အဲ့လိုမျိုးဈေးကွက်တွေအများကြီးရှိလာတဲ့ခါကျတော့ဝါကူကကျွန်တော်အစိုးရကတော့တွန်းအားပေးစရာမလိုဟိုဒေတာခံတွေကကိုသူ့လိုလိုနဲ့စိုက်ကြတယ်ကပလက်မင်းတဲ့ဟိုမတူပီရေဇာဆိုရင်အရန်ကိုထွက်တယ်နော်အဲ့ဒီဘက်ကဆိုရင်လည်းကိုယ့်ဟာကိုယ်ဒီ private sector အနေနဲ့တိုးမြင့်ဖို့အရန်လုပ်ပြီးတော့အခုဆိုရင်မင်းတက်ပါဆိုကျွန်တော်ဝါကူစိုက်ရင်တော့တီထောင်ပြီးတော့လုပ်တဲ့အဆင့်ဖြစ်နေတယ်ဆိုတော့အစိုးရအနေနဲ့ကလည်းဒီဝါကူစိုက်တာကိုအားပေးတယ်ချိဝင်ရဖို့လည်းကျွန်တော်ကြိုးစားပေးနေတယ် coffee စိုက်ဖို့အတွက်ကိုလည်းကျွန်တော် coffee စိုက်ဖို့အတွက်ကိုဒီအခမဲ့ coffee ပင်တွေကိုနှစ်တိုင်းသိန်းနဲ့ချီပြို့ပြီးတော့မှမျိုးနေတိုင်းမှာဖြန့်ပေးတာရှိတယ်။ဝါကူဆိုလည်းကျွန်တော်တို့ budget ထည့်ပြီးတော့ပြီးခဲ့တဲ့နှစ်မှာဆိုလည်း budget သိန်း800လောက်ထည့်ပြီးတော့မှဝါကူတွေဝယ်တယ်မျိုးနေတိုင်းကိုကျွန်တော်တို့ဝါကူမျိုးစီကိုဖြန့်ပေးတယ်။နောက်တစ်ခါဒီနေ့2021 budget ဆိုလည်းဝါကူမျိုးစီအတွက်ကိုသိန်း1000ဟိုစိုက်ပျိုးရေးဌာနကထည့်ထားတာကျွန်တော်တွေ့ပါတယ်။သိန်း1000နဲ့ဝါကူဝယ်ပြီးတော့မျိုးစီတွေဝယ်ပြီးတော့နောက်ထပ်လည်းဒေသတွေကိုဖြန့်ဖို့အဲ့လိုတွေတော့ဟိုရည်စူးပြီးတော့လုပ်နေတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီတောင်ရစိုက်ပျိုးတာတဲ့ဆိုင်သူ့ရဲ့ဝင်ငွေကဟိုပေါ့9ဆအထက်ပေါ့နော်အဲ့လောက်ထိထွက်တာဖြစ်တဲ့ကျွန်တော်ရဲ့ကျေးလက်ဒေသဖွံ့ဖြိုးဖို့ကျေးလက်ကလူတွေဟိုအဆင်ပြေဖို့ဆိုရင်ဒီဝါဥစိုက်ပျိုးကပိုကောင်းတဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအခုဝါဥချိကိုရဖို့အတွက်ကိုစူးစမ်းဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အကြောင်းဒီမှာရှင်းလင်းလိုပါတယ်ခင်ဗျနော်နောက်တစ်ချက်ကကျွန်တော်တို့
ဒီတိမြင့်ရည်နဲ့နှွေးတန်းကိစ္စပါတိမြင့်ရည်နဲ့ပတ်သက်ပြီးတော့ဟာခါမှာကျွန်တော်တို့ဒါ2016ဟိုကလေးကဒါကြီးကိုတိဆောက်ခဲ့တာဖြစ်ပါတယ်တိဆောက်တော့တကယ်တော့2014-15ကလေးကဒါဘတ်ဂျက်တွေရပြီးတော့အရင်ဆွာလက်ထက်မှာကလေးကဒီနှွေးတန်းကိုလုပ်ပြီးမှအဲ့ဒီမျိုးပေါ်ကိုရေပေးတဲ့စနစ်ကိုလုပ်ခဲ့တာပါအဲ့ဒီစနစ်လုပ်တဲ့အချိန်မှာလည်းဟို 8.8 ဘီလီယံလောက်ကိုစသုံးခဲ့တယ်ဒန်ဆော့တာရဲ့နောက်ပြီးတော့ဒီမျိုးပေါ်မှာရှိတဲ့ကျွန်တော်တို့ဂါလန်၄သိန်းစက်နဲ့ကန်လေးကိုအရောက်နောက်ပြီးတော့ဂါလန်၄သိန်းစက်နဲ့ကန်မှာဘာလို့အရောက်ပို့လဲဆိုတော့အဲ့ဒီမှာ solo sense ဆိုတဲ့ရေတက်တဲ့စနစ်ပေါ့နော်အဲ့ဒါမျိုးနဲ့ကျွန်တော်လုပ်အဲ့ဒီဂါလန်၄သိန်းနားမှာပဲနောက်ထပ်ဂါလန်3သိန်းဟိုစောက်ထားတယ်၄သိန်းက solo sense ကထွက်လာတဲ့ရေတက်ကို3သိန်းမှာဆက်ပြီးထည့်ပြီးမှ3သိန်းကနေပြီးတော့မှမျိုးတစ်ခုလုံးကိုဖြတ်မှာဖြစ်ပါတယ်ဆိုတော့ဒီပြင်းပြကနေပြီးတော့ဒီဟိုဂါလန်၄သိန်းအထိရောက်ဖို့ကဟိုအဆင့်50ပါပြီးတော့ transformer မှာ9လုံးတင်ရတယ်ဗျ transformer 9လုံးနဲ့315 transformer က4လုံးနောက်ပြီးတော့ဟိုဘော200 transformer ဟို3လုံးနဲ့အလုံးပေါင်း transformer 9လုံးနဲ့တင်တာဒါပေမဲ့ဒီပြင်းပြကနေပြီးတော့ဒီမျိုးပေါ်အထိကအရာအဆင့်တွေများပြီးတော့များဟိုဟာတဲ့အတွက်လက်စစ်ကြီးကလည်းမကြမကြပြတ်တယ်နောက်ပြီးတော့ transformer တွေလည်းမကြမကြလောင်တယ်ကျိုးတွေလည်းမကြမကြဟိုဟာဘောဒီ short တကယ်လည်းပြောလဲကြပြီးတော့မှလို့ short ဖြစ်ပြီးတော့ပျက်စီးတာတော်များတယ်အဲ့ဒီအတွက်ကို auto gas စနစ်တွေလည်းကျွန်တော်အခုတိဆောက်ထားတယ်အဲ့ဒီအတွက်ကိုအခုများသောအားဖြင့်မပျက်စီးအောင်လုပ်တယ်ဆိုတော့အခုတောင်မှမကြမကြဖြစ်တဲ့အတွက်ငကိုစင်ထားတဲ့မီဂျို9မိုင်ခွဲအဲ့ဒါကိုအခု budget ကျွန်တော်တောင်းပြီး4မိုင်ခွဲကိုဟိုပေါ့ကာဘာကုတ်တက်ပါတဲ့ classic ကျိုးနဲ့လဲကိုကျွန်တော်လုပ်တယ်ဆိုတော့ဒီမျိုးရည်ပေးလုပ်တဲ့ဥစ္စာတိမြစ်ကယူတဲ့ဟာအင်တာမ risk များပါတယ်ခင်ဗျနော်ဆိုတော့မျိုးပေါ်ကနေပြီးတော့အခုမျိုးလေးကိုဖြတ်နေလိုက်မှာအခုပြဿနာတက်တာမျိုးပေါ်ထိတော့ရောက်ပြီးဖွင့်ဖွင့်တယ်လေလုပ်ခဲ့ပြီးဒါနဲ့ဒီတကယ်တမ်း 2.9 ဘီလီယံနဲ့မျိုးရင်းဖြတ်ဝင်လိုက်လုပ်တဲ့အခါကျတော့မိုင်ကဟိုဟာကမျိုးရဲ့လက်ရှိကျွန်တော်ရေဖြတ်တဲ့ဟိုဟာပေါ်မိုင်အရှိပေါ့နော်ကျွန်တော် group 12ခုနဲ့လုပ်တဲ့ချိန်အဲ့ group 12ခုရဲ့အရှိဟာ39မိုင်နဲ့4ဖာလို့ရှိတယ်ခင်ဗျမိုင်40ပါပဲဟာကမျိုးပေါ်မှာဒီဖြတ်ဝင်လိုက်လုပ်တဲ့မိုင်ပေါင်းကမိုင်40နီးနီးလောက်ရှိပါတယ်39မိုင်4ဖာလို့ဆိုတော့အဲ့ဒါကို join နေချိန်မှာရှေ့ပိုင်းကလုပ်ခဲ့တဲ့ကုမ္ပဏီနှစ်ခု KNDN နဲ့ Mogoshi ကုမ္ပဏီနှစ်ခုကသူတို့ design တွေကောင်းမှမလုပ်ဘူး survey ကောင်းမှမဆင်ဘူးသူတို့က pipe ကိုဆက်ပြီးတာနဲ့တွယ်လဲလို့ရှိရင်အိမ်ကိုရေရောက်နေဆိုတဲ့အခါမျိုးအတွေးခဲ့တဲ့အခါကျတော့အဲ့ဒီမှာကိုဒုက္ခရောက်တယ်ဆိုတော့တချို့ဥမာလေးလက်မပိုက်နဲ့တွယ်ရမယ့်နေရာမှာနှစ်လက်မပိုက်နဲ့တွယ်ရတယ်တချို့နှစ်လက်မပိုက်နဲ့လောရမယ့်နေရာကျတော့လေးလက်မပိုက်တွယ်ရတယ်အဲ့လို design တွေလောရမှားပြီးတော့အမျိုးမျိုးဖြစ်တဲ့အခါကျတော့ဒီကျွန်တော် control box တခုဆိုရင်ဟိုအိမ်ကိုရေးပေးမဲ့ control box တခုမှ12ခုလောက်ပါတချို့နေရာမှာ10ခုအိမ်ကိုရေးပေးတဲ့ခါကျတော့ရေကစနစ်ကြနဲ့မထွက်ဘူးနောက်ပြီးတော့ရေ pressure တွေမမှန်ဘူးနောက်ပြီးတော့ရေကိုစနစ်ကြနဲ့မျှမျှတတပေးလို့မရဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်အခုတော့မှကျွန်တော်တို့ရက်တပတ်ကိုဆိုရင်အခုပြီးပြီးသားရှိ group ကိုဆိုရင်ကျွန်တော်တပတ်ကို2ရက်ပဲပြီးနိုင်ဆိုတော့နောက်တဲ့ channel 4 group ကိုကျွန်တော်အခုလုပ်နေတယ်အဲ့ဒီလုပ်တဲ့4 group ကလည်း18မိုင်လောက်ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တော်တော်ကြက်ကြပြီးတော့ chip နဲ့ဆော့ဖွဲ့ရလဲငကိုစနစ်3.9 ဘီလီယံကုန်ပြီ 2.9 အပါဆိုရင်စနစ်3.9 ဘီလီယံရှိသွားပြီအဲ့ဒီအပြင်ကျန်တဲ့ဒီဘက်က12 group ကိုအဲ့ဒီ company တွေနဲ့လုံးလို့တော့အဆင်မပြေတော့ဘူးဆိုပြီးတော့ကျွန်တော်တို့စင်းစေးရမှတ်ဟိုပေါ့စင်းစေးချက်အစီခံတာရက်လိုက်တယ်ရက်ဖို့နဲ့သူတို့ကိုအရေးယူဆောင်ရဖို့လုပ်နေပါတယ်လုပ်တဲ့ဥစ္စာမှာလည်းသူတို့ဘက်က complaint ကိုဘက်ကလည်းဟိုနဲ့ညှိနှိုင်းပေါင်းဆက်တဲ့ဥစ္စာအခုထိမပြတ်ဘူးနောက်ဆုံး final ဆင်တော့ရောက်နေပါပြီအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြည်တော်စုလွှတ်တော်တို့အမျိုးသားလွှတ်တော်တို့မှလည်းမကြသွားရှင်းရပါတယ်ဆိုတော့ဒီပြည်သူလူထုကိုလည်းကျွန်တော်အရင်ပိုင်းကလည်းမီဒီယာတွေနဲ့ဖြေပြီးလို့လည်းပြောခဲ့ဘူးလေလွှတ်တော်ဒီကျွန်တော်ချင်းနေတဲ့လွှတ်တော်မှာလည်းဖြေရတယ်ဆိုတော့အခုကတော့နောက်ထပ်ဟို3400ကျွန်တော်တို့ကိုဒီချင်းနေတဲ့ဆွာဘက်ကချပေးတဲ့အတွက်အဲ့ဒါနဲ့လှုပ်လိုက်တဲ့အတွက် group ရှိခုကတော့ဟို survey design အသစ်နဲ့ကျွန်တော်တို့လုပ်တယ်ပထမ design ကိုကျွန်တော်တို့မသုံးတော့ဘူးပိုက်ဒီလည်းတချို့နေရာအခုဝယ်ပြီးတော့လဲရတယ်နောက်အခု channel group 4ခုကိုလည်းကျွန်တော်တို့အခုဟို4ခုကလည်းအဆစ်မိုင်လောက်ရှိတယ်အဲ့တော့ကပိုက်တွေအကုန်ပြန်ဝယ်ရတာတဲ့အဲ့လိုဖြစ်တဲ့အတွက်အခုဒီ RE မှာဒီ1990 RE မှာဟို3,380ထပ်ပြီးတော့စွာဖွဲ့ကနေ estimate ရချပေးတဲ့အတွက်အခုကျွန်တော်တို့လုပ်နေတယ်ဆိုတော့ဒီ August လ30ရက်နေ့မှာအပြီးကျွန်တော်တို့လုပ်ထားပါတယ်ဆိုတော့အခုဒီမြို့ပေါ်မှာရှိတဲ့ group 12ခုလုံးပြီးသွားပြီဆိုရင်တော့ငကို design တိုင်းပါတဲ့
အိမ်ရတယ်အားလုံးကရေရမှာဖြစ်ပါတယ်အလှည့်ကြပါတော့ဆိုတော့ကျွန်တော်တို့ကဟိုမနေ့ကနေပြီးတော့ညမိုးချုပ်တီကိုတောက်လျှောက်ကိုတင်းမြစ်ကနေပြီးလက်စစ်ပြီးနဲ့တင်နေတာတင်တဲ့အတွက်မနာဘူးမနာပဲနဲ့လုံးလုံးတဲ့ခါကျတော့လက်စစ်ဟိုပြဿနာတွေဥနာ transformer ပြတ်တာတွေမျိုးမျိုးဖြစ်တယ်ဆိုတော့တောက်လျှောက်ဒီလိုတင်နေတာတော့ကျွန်တော်တို့ကမြို့ကိုတပြိုင်တည်းပြေးလို့မရဘူးခင်ဗျရက်ွက်လိုက်ဟိုအလှည့်ကြနေဟိုတစ်ပတ်ကို2ရက်ပဲပြေးတယ်နောက်ကျရင်ကျွန်တော်တို့3ရက်ပြေးနိုင်အောင်ကြိုးစားမယ်3ရက်ကနေတစ်ပတ်ကို4ရက်ပြေးနိုင်အောင်ကြိုးစားမယ်အဲ့လိုဒီလိုလုပ်ထားတယ်နောက်ကျန်တဲ့တိုးလာတဲ့ဥစ္စာအရင်တော့လက်ဒီဟာကမျိုးပေါ်မှာစပြီးဒီဇိုင်းဆွဲတော့မှဆိုရင်လူကြီးက2000ခွဲ3000လောက်ပဲရှိတယ်အခုဆိုလူကြီးကဟာကမျိုးပေါ်မှာ4000အထက်လောက်ရှိနေတယ်အဲ့တဲ့နဲ့ဝန်ထမ်းနဲ့ဆိုရင်နောက်ပြီးတော့တိုးချက်လာတဲ့လူနေမှုအဆင့်မြင့်လာတဲ့အတွက်ဟလာဟိုလက်စမီတွေပါတဲ့အတွက်ဟိုဟိုတယ်ဒီတေဟိုကနေအဆင့်မြင့်လာတဲ့လူနေမှုစနစ်တွေပြောင်းလာတဲ့နောက်အင်တာအနောက်တိုင်းအင်တာတွေတုံးတဲ့ခါကျလူတယောက်ရဲ့ရေသုံးစွဲမှုကများလာတဲ့အတွက်အဲ့ဒီခါကိုအလှည့်မြောက်ကျွန်တော်စူးစမ်းဆောင်နေတယ်လို့ဒီမှာဖြစ်ရှင်တယ်ဟိုအခုဩဂတ်စ်လကုန်ရင်တော့အပြီးကျွန်တော်စူးစမ်းဆောင်နေတယ်ဆိုအဲ့ဒါကဘာလဲဆိုစီမံတာယာကနေတာဝန်ယူပြီးတော့ဟိုအခက်အခဲပေါင်းများစွာထဲကနေအခုလုပ်နေတယ်ဆိုတာပြောရှင်တယ်အဲ့ဒါနဲ့တစ်ဆက်တက်ကຫນွေတန်းကိုကျွန်တော်လုပ်ဖို့ရည်စူးတာဘာကြောင့်ຫນွေတန်းကိုလုပ်ဖို့ရည်စူးလဲဆိုတော့ဟာခါနဲ့ဖလန်ရေရဖို့အတွက်ကိုကျွန်တော်ကလိုက်ပါ10ကနေပြီးတော့ယူဖို့စဉ်းစားခဲ့တယ်နော်လိုက်ပါ10ကနေယူဖို့စဉ်းစားခဲ့တယ်ဆိုတော့ဟာခါကိုပါအခု23မိုင်ဖလန်ကိုရေးပေးပြီနော်အခုဒီဟာခါကိုကျွန်တော်ရေကိုဆွဲဖို့အတွက်ကိုဆိုပြီးတော့ဟိုလိုက်ပါအပေါ်ထံအပြင်ကိုအောက်တန်းကိုထပ်လုပ်တယ်ကျွန်တော်ဘီလီယံ3ဘီလီယံ4ဘီလီယံလောက်အကုန်ခံပြီးထပ်လုပ်တယ်ဒါနဲ့တစ်ခုလုံးပြီးသွားပြီဒါပေမဲ့တကယ်တမ်းကျတော့လိုရပြီးကြရေခါနာနေပါလဲဆိုတော့ဒီဖလန်ဘက်ကလည်းဖလန်တစ်မျိုးစာပဲရတယ်ဆိုတော့ယူဆပြီးဖြစ်လာဆိုတော့ကျွန်တော်တို့ကအဲ့ဒီရရေကိုယူဖို့ကလည်းမိုင်ကအနည်းဆုံး23မိုင်ကနေ25မိုင်လောက်ရှိတယ်နောက်ထပ်လိုက်ပါကနေထပ်ဆွဲမယ်ဆိုတော့အဲ့ဒါကြောင့်ဆိုတော့ဟိုလိုအဝေးကြီးကိုဆွဲမဲ့အစားဒီຫນွေတံပေါ့အခုလက်ရှိမိုးရီတွေတဘာဝကရတဲ့ရေစွတ်တွေကထွက်တဲ့ဒမ်ကိုလှုပ်လိုက်လို့ရှိရင်ဟိုပေါ့ဒီမြို့ပြစီမံကိန်းရဲ့ကောက်ကွင်းရဲ့ဟာကတက်တူရဲ့ဂျားမှာကန်ဧရိယာကဟိုပေါ့ရေဝတ်ဧရိယာဟိုပေါ့ဧက9000ကျော်လောက်ဖြစ်တယ်ဆိုတော့ဟိုပေါ့လက်ရှိဟိုမှာဟိုလိုက်ပါကတော့1800ရှိတယ်လိုက်ပါရဲ့40-50လောက်ကျွန်တော်တို့ကြီးမှတရားခံတာဆိုတော့အဲ့ဒီရေရဖို့ကကျွန်တော်ကစီမံတာလက်စစ်နဲ့ရေတို့မီးတို့လုပ်တဲ့လူဖြစ်တဲ့အတွက်အဲ့ဒီဓာတ်လုပ်တာကိုကျွန်တော်တို့ကအပြည့်အဝထောက်ခံပြီးတော့ဒီရေကိုလုပ်တင်တယ်လို့ကျွန်တော်ဆွလို့ရတယ်ဒါပေမဲ့ကန့်ကွက်တဲ့လူတွေကလည်းအခုချိန်ဒီကွာဒီမှာဒေသခံတွေကတို့ရဲ့ဟိုမြေပိုင်ဆိုင်မှုအတွက်ကိုကန့်ကွက်နေတာလည်းရှိတယ်နောက်တချို့ယူဆတွေလည်းတမျိုးလုံးကဆင်းတဲ့အငြင်းကြီးတွေအဲ့ဒီကံမလုပ်သင့်ဘူးဆိုတဲ့အယူဆမျိုးလည်းဖြစ်တယ်ဒါပေမဲ့ရေဝတ်ဧရိယာဟာဒီလက်ရှိလိုက်ပါဆယ်တဲ့ကို၄ဆလောက်ကြီးမဲ့ကံမျိုးဖြစ်လာမယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီမျိုးပြပုံစံနဲ့အဲ့ဒီဒဏ်ကိုအသုံးပြုပြီးမှကျွန်တော်အပန်းဖြေတဲ့လုပ်ငန်းတွေဟိုတယ်ခီးလုပ်ငန်းတွေဒါမျိုးတွေတုံးတယ်ရေကဘလောက်ပဲညစ်ပတ်ပါစေဟိုလားစင်ကာပူတို့ဟလာအဲ့လိုနိုင်ငံမျိုးကရေတောင်မရှိတဲ့နေရာမျိုးတောင်မှရေတန်းရအောင်လုပ်တယ်လေကျွန်တော်လည်းဒီရေမျိုးကိုတန်းအောင်လုပ်လိုက်လို့ရှိရင်ဟာခါအတွက်ရေကဘာမှပူစရာမလိုနော်ရေမှာတောက်ရေရှိတယ်သုံးရေရှိတယ်နောက်ပြီးတော့ဟိုပေါ့အပင်ရေလောင်းတဲ့ဟာမျိုးပေါ့ရေမျိုးစားတယ်လည်းမျိုးသုံးမျိုးခွဲလို့ရတာပဲလူတွေတောက်ဖို့အတွက်ကိုတောက်ဖို့လိုအပ်တဲ့လောက်ကိုကျွန်တော်တို့ကတန့်စီပြီးတော့ရေတောက်လို့ရအောင်လုပ်မယ်သုံးရေဆိုရင်သုံးရေရဲ့အဆင့်ကန်းနောက်ပြီးတော့အပင်ရေလောင်းတာဆိုအပင်ရေလောင်းတဲ့အဆင့်ကန်းဒီလိုတွေခွဲပြီးသုံးရေအများကြီးအကျိုးရှိမှဖြစ်တဲ့ကျွဲຫນွေတံကိုကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်ဆိုတော့ဒီမှာတက်ရောက်လာတဲ့မီဒီယာတွေလည်းသိနိုင်မယ်ကန့်ကွက်နေကြတယ်တချို့လည်းဟိုမှန်တယ်ဘိုးဘွားပိုင်ဖြစ်တဲ့အတွက်ဆိုပြီးတော့ဟိုမပြောင်းလဲရှင်နေတာဖြစ်ဒါပေမဲ့ကျွန်တော်လှုပ်ထုတ်လို့နေရအကျိုးရှိအောင်လုပ်တာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီပြည်တော့ကျွန်တော်ပြည်နယ်အစိုးရမှလည်းတိုင်ပင်နေလွှတ်တော်မှလည်းတေချာဆွေးနွေးပြီးမှအခုဒီမြေပိုင်ရှင်ကိုလည်းကျွန်တော်ဆွေးနွေးနေပါတယ်အခုလောလောဆယ်တော့2ဘီလီယံလောက်ကျွန်တော်ຫນွေတံအတွက်2ဘီလီယံလောက်ကျွန်တော်ယာထားပြီးပါပြီအဲ့ဒီဟာတကယ်ကုန်မှာ10ဘီလီယံလောက်ကုန်မှာဖြစ်ပါတယ်10ဘီလီယံလောက်ကုန်မယ်အဲ့ဒီအတွက်ကိုအခု2ဘီလီယံနဲ့စမယ်ပြီးတော့နောက်ထပ်လာမယ့် RE မှာကျွန်တော်တို့ဟိုပြည်တော်စုမှာတောင်းပြီးတော့မှဟလာထည့်ပြီးတော့နောက်လာမယ့်တစ်နှစ်နှစ်ဘတ်ဂျက်နဲ့လုပ်ရင်ပြီးသွားမယ့်အနေထားဆိုတာလေးကိုပြောချင်တာပါအဲ့ဒီຫນွေတံနဲ့ပတ်သက်ရင်လည်းဒီ message လေးပေါ့နော်လူလူကြားမှာလည်းဟိုမှန်ကန်တဲ့ဖြစ်စီနေနောက်ပြီးတော့ရေရှားပါမှုကိုလည်းကျွန်တော်တို့ဟိုကောက်ွယ်တာဖြစ်တယ်လို့အဲ့ဒီမှာဒဏ်လုပ်ခြင်းအပြင်အဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးမှာတစ်ပင်ပန်းမှန်နေစိတ်စိတ်ဆူဆူနဲ့ပိုဖြစ်မယ်ဟာခါမျိုးရဲ့တကယ်မျိုးပြမှုဖြစ်မယ်ရန်ကုန်မြို့မှာဆရာတို့လည်းသိမှာပဲအေးရကကြီးရှိရတဲ့ဘလောက်တာရလဲ
နောက်ပြီးကန်တော်ကြီးရှိတဲ့ဘလောက်သာရနော်ဆိုတော့ကျွန်တော်ဟာခါတကယ်ဒီຫນွေတန်ဟာနောက်ချီကြမျိုးလေကောင်ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်မျိုးတော့ကြီးရဲ့အလှပုံဆောင်လည်းဖြစ်နိုင်တယ်လို့ကခုနကောင်းကျိုးတွေအများကြီးရှိနိုင်တယ်ဆိုတော့လေးကိုဒီမှာရှင်းပြလို့ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အချိန်ကန်တက်တဲ့ကျွန်တော်9နာရီလေးဖြစ်ပြီဆိုတော့ကျွန်တော်အရေးကြီးတဲ့ခေါင်းစဉ်တစ်ခုကြံသေးလို့ပေါ့နော်ကိုကြီးဒီဖက်ကလေးနဲ့ဒါလေးနဲ့ပြန်ပေးဖို့ကိုလေးပြောချင်ပါတယ်အခုကျွန်တော်တို့သမ်းပေးမယ်နောက်ဆုံးမီဒီယာနဲ့ channel ဟာရောဖြုတ်ပြီးတော့ဒီနောက်ဆုံးနေတဲ့နေရာနဲ့မြုပ်ပြစီမံကိန်းဒီခရိုင်ကိစ္စဒီဒီပြဿနာတော့အဓိကတော့ land issue ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းများရှင်းရှင်းပါတူတော့လေးမြင်ပြဖို့ဒီရနဲ့ပြီးတော့ပတ်သက်ပြီးတော့ကျွန်တော်မိချင်တာဒီအခုဟာခါမှာလည်းဒီလူပြစီမံကိန်းနဲ့မင်းလှုပ်ဆောင်သွားတဲ့ဟာမင်းနိုင်ပြီးတော့လှုပ်ဆောင်သွားတဲ့ဟာရှိတယ်ဖလားမှာလည်းရှိတယ်အခုဒီအစိုးရအနေပြီးတော့နောက်ဆုံးတက်တာနောက်ဆုံးမှာအဲ့လိုမျိုးလှုပ်ဆောင်သွားတာတချို့ပြောတာပေါ့ဒီသူတို့ရဲ့နိုင်ငံရေးအလွေသုံးစားတာပေါ့ဒီမဲဆွဲတာဖြစ်တယ်ပေါ့အဲ့လိုဟာမျိုးပြောတော့ရှိတယ်ပေါ့အဲ့ပေါ်မှာဒီဝန်ကြီးအနေနဲ့ဝန်ကြီးဝန်ကြီးချင်းပြည်နယ်ဝန်ကြီးတို့အနေနဲ့ဘယ်လိုဟာမျိုးသူတို့ဖြစ်ရှင်းပြနိုင်တယ်ဖြစ်ရှင်းပြီးချက်လို့ကျွန်တော်သိချင်ပါတယ်ဟုတ်ကဲ့ဝန်ကြီးကျွန်တော်တခုသိချင်တာကဒီချင်းမကွေးရက်ခိုင်ပေါ့တော့ဒီနေနမိတ်ကိစ္စတိုက်တာမှုတွေပြန်လည်လုပ်မယ်ဆိုပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်နေရတယ်ပေါ့နော်ဒီ1938ကိုအခြေခံပြီးတော့လုပ်မယ်ဆိုတဲ့ဟာအဲ့ဒီလုပ်ငန်းစဉ်ကအခုဘယ်အဆင့်ထိရှိနေပြီလဲပေါ့အဲ့ဒါလေးသိချင်လို့ဗျဟုတ်ကျွန်တော်လည်းမေကွန်ထမ်းမေးရစီကျွန်တော်ပထမဆုံးမေကွန်ဒီချိုးဖို့မေကွန်ရရှိသူများဒီဩဂတ်စ်လအတွင်းကျော်မေကွန်ရရှိတဲ့ဒီမွေမပေးနိုင်တော့ပြန်အသိခံရမယ်ပြန်လည်းရောက်သိမ်းမယ်ဆိုတာကျွန်တော်ဒီရှိရပါတယ်ဒီတကယ်လို့များအသိခံရတော့အသိခံရတဲ့မေကွန်ကိုအစိုးရအနေနဲ့ဘယ်လိုမျိုးရှိဆက်ဆောင်ရွက်ဖို့ရှိလဲဆိုတော့တစ်ချက်ဒီချင်တယ်ပြီးတော့ဒါစေပြီးတော့ဒါမြို့မှာစေအောက်ဆုံးအထက်ဒီတော့အခုဈေးရောင်းလို့ရပါတယ်အပေါ်ထက်ကျတဲ့ဟာတွေအခုထိကျွန်တော်ဘာမှမတွေ့ရတဲ့ဘယ်လိုမျိုးချင်းပြည်နယ်ဆိုရအနေနဲ့ဘယ်လိုမျိုးအစီအစဉ်များဆွဲထားပါတယ်ဒီအပေါ်ထက်တွေပဲနေမှာတုံးပြရရဆိုတော့ချက်တိချင်ပါတယ်ပြီးတော့မြို့တင်မှာ shopping mall ဒီဆိုမဲ့ကိစ္စဒီ data ခံရကကွက်တာရလည်းရှိပါတယ်ဒီအခြေအနေဒီနေ့ထိဘယ်လိုမျိုးရှိလဲဆိုတော့တိချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျွန်တော်နာမည် slide ကိုဘွေးပါChildren Pot Organization ကပါဟောဒီမြို့ပြစီမံကိန်းနဲ့ပတ်သက်ပြီးမှမေးမြန်းချင်တာရှိတယ်ဒီဟာကိုဒီတရားဧကနဲ့6.6ဧက issue နဲ့ပတ်သက်ပြီးမှဒီနည်းနည်းဒီဓမ္မအကြောင်းတွေကိုနည်းနည်းကြည့်မြင်ဆွေးနွေး1896 Hero Collection Act နဲ့1948 Chief Special Division Act တို့ကြည့်မြင်ဆွေးနွေးတကယ်ဒီကျွန်တော်ယဉ်ကျေးမှုနဲ့ယူရယဉ်ကျေးမှုနဲ့ပါတဲ့ဟာတွေကျွန်တော်ဒီအဲ့ဒီပုံမှာပဲဒီအခြေပြုတဲ့ဥပဒေတွေအများကြီးရှိတယ်အဲ့တော့အဲ့မှာဒီခုစုံကြည့်မြင်ဆွေးနွေးဒီအမွေကိစ္စတို့ကလက်ထထူးများချင်းကိစ္စတို့ကကျွန်တော်ဒီယဉ်ကျေးမှုကိုအခြေခံပြီးမှဆုံးဖြတ်ပိုင်ခွင့်တွေတို့ကရှိခဲ့ပို့တယ်အဲ့ဒီကြည့်ပြီးမှထုံးရှိဖွဲ့စည်းကိုအခြေခံဥပဒေရောက်လာတယ်အဲ့တော့အခုလေယာဉ်ကိစ္စက